ရှေ့ရှေ့ပထမနေ့မှာမျိုးတို့ဒါတင်ပြသွားပြီပြစားမေးကြည့်ရမလားမတင်ရင်မေးကြည့်ရမလားအတင်မေးကြည့်ရမလားဆိုတော့မမေးရင်ကောင်းမလဲနည်းနည်းတော့မေးကြည့်ရအောင်မယ်အဲ့တော့fine type တွေ fine type project နဲ့ဆိုရင် fine type ဘယ်နှမျိုးရှိလဲဟိုပြုံးပြုံးကြီးပေါ့မျိုးမြင့်ဆက်ကိုပဲမေးမယ်အငယ်ဆုံးလေးဆိုတော့နော်အငယ်ဆုံးလေးကိုပဲနှိမ့်ဆက်ရမျိုးမြင့်ဆက်ကိုမေးမယ်အဲproject type က project fine type ကဘယ်နှခုရှိလဲ project fine type ဘယ်နှမျိုးရှိလဲဖိုင်တိုက်မျိုးရှိ fine type ဘယ်နှမျိုးရှိလဲ review မှာမျိုး ဟိုအကုန်လုံးဆိုတော့ review မှာရှိတဲ့ fine type ဘယ်နှမျိုးရှိလဲ review မှာ fine type ဘယ်နှမျိုးရှိလဲ total ဘယ်နှခုရှိလဲဟမ်လေးမျိုး ၄မျိုး project နဲ့ပတ်သက်ပြီးတော့2ခုရှိတယ် family နဲ့တက်နှစ်ခုရှိ ခုရှိတယ်အဲ့ဒါကိုပြဖြိုးကပြောကိုပြဖြိုးကကြတော့ project နဲ့ဆိုရင် project နဲ့ရှိတဲ့ fine type 2မျိုးကပါလဲ ကျန်တဲ့ရှိတဲ့ဖိုင် RVD ရယ်ဟိုရယ်RFA ရယ် RFA ဟုတ်လို့လား RFA ကဘာကြီးလဲ RFA family เนาะproject RTE project RTE RVD RTE ပြီးရင် RVD RTE ပြီးရင်မဂျူးမေးမယ်မဂျူးကအဲ့တော့ family မှာ2မျိုးရှိရယ်ဆိုရင်ကြတော့ family ကပါလဲ RFD ရယ် RFA RFD ရယ် RFA က template ပေါ့နော် okay နောက်တစ်ခုကနောက်တစ်ယောက်ကိုမေးမယ်နောက်တစ်ယောက်ကဘာလဲဆိုတော့ project တွေကိုမျိုးတို့ကtemplate နဲ့ဖွင့်လိုက်တယ်ဖွင့်လိုက်တဲ့ခါကျရင် project template ယူပြီးတော့ဖွင့်တယ်ဆိုရင်ပြန်စေ့လို့ရှိရင်ဘာရှင်ဘယ်နှခုနဲ့စေ့လို့ရလဲမာကြီးတင်မတ်တင်စာကိုမေးမယ် project ဆို new ဆိုပြီးတော့ project နဲ့ဖွင့်လိုက်တယ်ဒါပေမဲ့ပြန်စေ့တဲ့အခါကျရင်ဘာရှင်ဘယ်နှခုနဲ့စေ့လို့ရလဲ နှစ်ခုနဲ့စေး နှစ်ခုနဲ့စေးလို့ရတယ်ဘာနဲ့လဲစေးလို့ရလဲ template နဲ့ project နဲ့ template နဲ့နှစ်ခု project နဲ့လည်းဖွင့်လို့ရတယ် template နဲ့လည်းဖွင့်လို့ရတယ်okay ပြီးလို့ရှိရင်တကယ်လို့မျိုးတို့က template နဲ့ဖွင့်ခဲ့လို့ရှိရင်တော့ဘာနဲ့ပဲစေးလို့ရလဲ template နဲ့ပဲစေး ဟုတ်ပြီနော် okay အဲ့ဆိုရင်နောက်တစ်ခုကဘာလဲဆိုတော့မျိုးတို့ rebate မှာဟိုကဘာလဲ auto save ရှိလားကိုတန်းထိုက်ဟိုပါတယ်မယ်သူလည်းမမေ့ပါဘူးကိုကြီးတန်းထိုက်လားမသိဘူးနော် auto save မရှိပါဘူး auto save ကိုတန်းထိုက်အောင်နော် auto save ကိုဟိုဟာဘာလဲဘယ်လောက်ဘွန်းလဲ90 87 87အော်အဲ့ဆိုမျိုးတက်ကြီးရယ်နော်မျိုးရ93ဆိုတော့အဲ့အကိုပေါ့နော်အကိုကကြတော့ဟိုပါအဲ့ auto save မရှိဘူးမျိုးတို့ကဘာပဲရှိရလဲဆိုရင်ဘာပဲပေးလိုက်ရ level ပဲပေးထားမှာ time ပဲ sorry interval နဲ့ဒီ timer တစ်ခုပဲပေးထားလို့ရတာပေါ့နော် ဟုတ်ကဲ့ ပြီးလို့ရှိရင်လို့ရှိရင်နည်းနည်းသွေးပူလေးချင်းလှုပ်လိုက်ပါတော့အိတ်ပြောနေမှာဟိုဟာဖြစ်တယ်မှာဆိုအိတ်ချင်နေမှာဆိုလို့ပြီးရင် option မှာနည်းနည်းမီးမယ်ပေါ့နော် option အဲ့တော့ဒီအထဲတည်းမသွားသေးဒီနားလေးမှာပဲပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ shortcut တွေကိုထည့်ချင်တယ်ဆိုရင်ဘယ်နားမှာထည့် shortcut တွေထည့်တယ်ဆိုရင်နောက်တစ်ယောက်ကမစင် shortcut တွေကိုထည့်မယ်ဆိုရင်ဘယ်နားလေးမှာထည့်လို့ရလဲ use ဘယ်ထဲမှာထည့်ကြလဲပေါ့နော်ဒီမှာနည်းနည်းလေးလောက်ကြပါဘယ်မှာထည့် option တွေကဘယ်မှာထည့်လဲဒီထဲမှာကြည့်လိုက်လို့ရှိရင် user interface ထဲမှာ user interface ထဲမှာ shortcut တွေထည့်လို့ရတယ်ပြီးလို့ရှိရင်မျိုးတို့ဒီနားက tools တွေတစ်ခုခုပျောက်နေတာမျိုးရှိလို့ရှိရင်ဘယ်မှာသွားပြီးတော့ on ရမလဲ tools တွေပြောင်းနေရင် tools တွေကိုပျောက်နေတယ်။ Okay မျိုးတို့ interview သွားတဲ့ခါကျရင်မျိုးတို့သုံးကျင်တဲ့ tools တွေမရှိဘူးပျောက်နေတယ်ဆိုရင်ဘယ်မှာသွားအောင်မလဲဘယ်မှာသွားအောင်မလဲဒီနားမှာအောင်ရမယ် အဲ့ဒီ ဟုတ်နော်ဒီနားမှာ tools နဲ့ ဒီလိုက်ဆိုတဲ့ဒီရောက်မှာတစ်တွေအားလုံးဘာလုပ်ရမလဲအောင်ရမယ် ဟောရမယ် နောက်တစ်ခုကမျိုးတို့ contextual tag ဟလာဒီနားမှာတစ်ခုခုကို selection ပေးလိုက်ပြီဆို contextual tag လင်းလာရမယ်မလင်းလာဘူးဆိုရင်ဘယ်နားမှာရှိလဲဒီစာမျက်နှာထဲမှာရှိရနော် contextual tag မှာဘာလုပ်ရမလဲ အမ display the contextual tab ဒီချက်မှာချစ်ပေးရမယ် okay ဒီဟာတွေကတော့မျိုးတို့ကကိစ္စမရှိဘူး graphic တွေကတော့ကိုလိုချင်လို့အဲ့တော့ဒီမှာဆိုရင်ဒီနေရာကဘယ်လိုသွားမလဲ
ချူကပြီးသွားတယ်နော်အဲ့တော့ပြဖြိုဟာရှိပြန်သွားမယ်ဘယ်ရောက်သွားလဲမျိုးဆက်မျိုးမင်းဆက်ရှိပြန်သွားမယ်နော်မျိုးမင်းဆက်ရှိအဲ့တော့ဒီနေရာတွေမှာဆိုရင်မျိုးတို့ဘာတွေပြင်ဆင်ထားမလဲကိုလိုချင်တဲ့ဘာဖြစ်လဲ template ကိုဟိုဟာ လို့ခေါ်ထည့် အဓိ ထား ကသုံးတဲ့ဟာတင်လို့ရတယ်ဟုတ် အဲ့ဒါဆိုရင် priority အနေနဲ့ထားလို့ရဒီကဘယ် final location လဲဒါကပါလဲကိုယ့်ဘက်ကိုလည်းမျိုးကြီးမမေးရင်လည်းကိုယ့်ဘက်ကိုဖြည့်ကြည့်ပါနော်ဒီနေရာတွေကဒါကဘာအတွက်သုံးတာ family အတွက် ဟုတ်လို့လားဒီကပါလဲဒီညကိုဖတ်ကြည့်လေ နောက်တော့ file ကပါလဲမျိုးတို့ cloud ဟိုဟာ was sharing was save question ဟုတ် central local လုပ်လို့ရှိရင်သွားမယ်ပတ်လန်းကြောင်း okay ဒီညကဘာပတ်လန်းကြောင်းလဲ family ပတ်လမ်းကြောင်း okay ဒီဟာကြတော့ဒါကမျိုးတို့အခုလောလောဆယ်တော့အေးတော့ analyze လုပ်တယ် analysis လုပ်တဲ့ဟာနော်အဲ့တော့ဒါလေးမလုပ်သေးဘူး okay အဲ့ဆိုဒါရောက်သွားရင် user interface လေးမေးကြည့်မယ်နော်အဲ့တော့ကိုပြဖြိုးကဒီဟာပါခေါ်လဲဒါဒီပါလေးစာမကြည့်ထားတယ်တိနော်ဒီဟာပါ ဘယ် လေး အောင်ထောက်တာလဲမသိဘူး ဒါလေးမြင်ရလား အော်ဘာ rave ဥစားပါလဲ modify to ပါ ဟုတ်လို့လားဒီဟာပါလဲ အဲ ဒီအောက်ကလေးဒီအောက်ဆုံးကဟာလေးဒီအောက်ဆုံးကဘာလေး အော်ကြည့်ဟိုဟာ ဟမ် အဲ့ command ပါ ဟုတ်လို့လားဒါပါလဲဒီအောက်ကလေးကိုပြောတာဒီအောက်ဆုံးမဟုတ်ဘူးဒီဟာလေး တီးမေ့ပါ မေ့ဝိုင်းကွာဒါကဘာလဲအဲ့မသိရတယ်ကြော်လိုက်မယ်နောက်တစ်ခုမေးမယ်နောက်တစ်ခုကဒီအဲ့ဆိုရင်ဒီအောက်ကိုသိလားဒီအောက်ကဘာလဲဒီအောက်ဆုံးကဟာဒီအောက်ကဘာနာမည်ပါလဲ PDF ကလည်းမပေးတာတော့မေ့ဝိုင်းတာကြည့်လို့မရဘူးနော်တာကြည့်လို့မရ okay အဲ့ဆိုရင် okay ဒီ file တွေ model file တွေဒီအောက်မှာဘေးတို့ဘာလို့ဒီအတွဲလိုက်ကြီးကိုဘယ်လိုခေါ်လဲဒီအတွဲလိုက်ကြီးသုံးခုစလုံးပါ rave ဟုတ်ပြီအဲ့တော့မပြေတဲ့လူကနောက်လူကိုဖြေခိုင်းမယ်အဲ့တော့မတ်ဂျူးကရောမတ်ဂျူးဂျူး ဟုတ် ဂျူးဒါလေးကဘာခေါ်လဲဒါလေးကဘာခေါ်လဲ view control tool ပါ ဟုတ်တယ် view control bar ပြီးတော့ဒီအောက်ကဟာလေးရောဒီအောက်ကကြတော့ state up ပါ သိကြပါ okay နောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ကကြတော့သူအဲ့တော့အလေကဒီသုံးခုမှာဘယ်လိုခေါ်လဲပေါ့နော်ဆိုတော့မတ်တင်စာကိုမေးကြည့်မယ်မတ်တင်စာကဒီဘောကသုံးခုမှာဒီဘောကဘယ်လိုခေါ်လဲဒီအလေကဘယ်လိုခေါ်လဲအောက်ဆုံးကဘယ်လိုခေါ်လဲစမေးရပြောစရာကြီးနော် အောက်ဆုံးကပန်နေ အောက်ဆုံးကဘန်နဲ့အပေါ်ဆုံးကဘာလဲ အပေါ်ဆုံးက2ပါ အပေါ်ဆုံးကတက် TAB တက် တက် တက်အဲ့ကတော့အလေကကြတော့ tools ဟုတ်ပြီနော်သုံးခုပေါင်းရင်ribbon ဟုတ်ပြီနော် okay အဲ့ဆိုရင်နောက်တစ်ခုဒီနေရာလေးပေါ့နော်ဒီနေရာလေးကဟာလေးဒီနေရာလေးကဟာလေးကိုဘယ်လိုခေါ်လဲဆိုတော့နောက်တစ်ယောက်ပေါ့နော်အဲ့ဒါဆိုမစင်သိဘူးလေချင်းကဒါလေးကပါလဲဒီနားလေးကဟာပါလဲဒီဟာလေးဒီနားမှာဟို save ဆိုတဲ့ဟာလေးတွေပါတယ် open ဆိုတဲ့ဟာလေးပါတယ် print ဖြစ်နေတဲ့ဒီနားလေးမှာလေထည့်ထားတယ်ပေါ့နော်ကိုလိုချင်တဲ့ဟာလေးတွေဖော်ပြထားတယ်ဆိုရင်ဒါကိုဘာခေါ်လဲဒီနားလေးကဘာလေးကို မသိဘူး မေးဝိုင်းဒါလေးကိုသိလားဒီဟာလေးဆိုရင်သိလား fine ပိုင်လေးโอเคဒါလေးကိုသိလားဒီဘောဟာလေးစာကတုံးတွေပေါ်လာပြီတကလုံးတွေပေါ်လာ save to open တို့ ဟုတ်ဒီဘောဟာလေးဒီညာလေးလာဥမာစာတောင်ပေါ်နေပြီ home လေ ဟုံးတယ်နော်ဟုံးတယ်ဟုံးမတဲ့နဲ့ဟုံးနော်ဒီဘက်ဟုံးနော်ဒါကိုဘာခေါ်လဲဆို quick access do bar နော် quick access do bar ဒီနေရာလေးကိုဘယ်လိုခေါ်လဲဒီနားလေးဒီမှာမျိုးတို့ဈေးဝယ်လို့ရတဲ့ချင်းတောင်းလေးတွေရှိရဲဒီနားမှာ search bar လေးတွေရှိရဲဒီနားကိုဘာခေါ်လဲ ဘယ်နားလေးလဲဟော လေဒီထိတ်ကလေးကဒီထိတ်ကလေးက အဲ့လည်းမသိဘူး မသိရင်နောက်တစ်ယောက်မေးကြည့်မယ်ကိုတန်းထိုက်ကိုမေးမယ်ကိုတန်းထိုက်ကသိမှာနော်ကိုတန်းထိုက်ကနေတိုင်းသုံးနေရဆိုတော့အဲ့ဘာလေးလဲဒီဟာလေးက ဟုတ်ပဲနားလေး ဒီနားမှာ search box လေးရှိရယ် sign in ဝင်လို့ရတယ်ဒီနားမှာဟိုဟာလေးပါတယ်ပေါ်တဲ့ဟာပေါ့နော်ဒီအတွဲလိုက်ကြီးပေါ့ဒီနားကိုမျိုးတို့တင်သွားတယ်လေမနေ့ကလေဒါလေးကိုပါခေါ်တယ် info center ဟုတ်တယ် info center ပြီးရင်ဒီနေရာကိုကြတော့ဘယ်လိုခေါ်လဲမိုင်းစင်ဒီကပါလဲဒီနားမှာလေမျိုးတို့လိုချင်တာလေး မနေ့တော့ပြောသွားသေး okay အဲ့ဒါပါလဲဆို type selector နော် type selector ဒါတော့သိမှာပေါ့ဟုတ်တယ်မလားနာမည်ကြီးပေါ်တယ်ဒါပါကြီးလေ properties
ဟုတ်ပဲနဲ့ဒါပါကြီးလေမိုင်းနော်မိုင်းနောက်တယ်နော်အဲ့ဒီမှာစာကြီးပေါ်နေမိုင်းပါလေ project project browser ပါလား ဒီဘက်မှာပါလေ property ပဲလေဟုတ်ပြီနော်တခုခုကို select မှတ်လို့ပေါ်လာတဲ့နောက်ကဒီဟိုဟာလေးကိုဘာခေါ်လဲဆိုရင်စိမ့်လက်လက်လေးအဲ့လိုမျိုးလေးကိုဘာလဲဆိုရင် contextual လို့ခေါ်တယ်ဟုတ်ပြီနော်ဒါလေးကနည်းနည်းပြန်ပြီးတော့သွေးပူလေးကျင်ခံလိုက်တာအိတ်ငိုင်နေမှာဆိုလို့အိတ်ချင်နေမှာဆိုလို့နော် okay အဲ့ဆိုရင်ဘီတို့ဒီနေ့ဟိုအစ်စ်သွားမယ်ပေါ့နော်အစ်စ်သွားမယ်ဆိုတော့ဒီဘက်ကိုပို့လိုက်မယ် okay မိလကတော့ဖွင့်ပြတတ်လို့အဲ့ကြောင့်ဒီဘက်ကိုပို့ထားတာဖွင့်ပြမှာဆိုလို့အဲ့ဆိုမျိုးတို့ကဒီနေ့ကအဲတာမီနယ်ထည့်မှာပေါ့နော်အဲ့တော့မျိုးခုနကတော့ဟိုဟာစာမေးရဆိုမျိုး recording မလုပ်ရသေးဘူး recording လုပ်လိုက်တော့မယ်နော်park step မျိုး recording လုပ်ပြီးသွားပြီ recording လုပ်ထားရနော်recording လုပ်သွားကိုစာရေးမီးခံတာပေါ်ပါသွားတယ်ပေါ့နော်အဲ့တော့ဒီမှာမျိုးတို့ကဘာလဲဆိုရင်တာမီနယ်ထည့်တော့မယ်ပေါ့နော်ခဏလေးမျိုး PDF မဖွင့်ရသေးမနေ့ကမျိုးကြီးထင်တယ် recording မဲ့ထည့်ပြီးတော့မျိုးကြီးဟိုဖြစ်သွားတာဒါတွေထည့်ပြီးမယ်နော်ဒါတွေအကုန်ထည့်ပြီးမယ် recording ဒါရော PDF ကောokay ဒီထဲမှာ lecture note နဲ့ mechanical ဆိုရင် mechanical ထဲမှာ lecture ဆိုတာရှိရယ်အဲ့ထဲမှာမျိုးဘာတွေထည့်ပြီးမလဲဆိုရင်ဒီဟာတွေထည့်ပြီးမယ်နော်အကုန်ဒါ2လား3လားမသိဟိုဖြစ်နေမှာဟုတ်တယ်နော်3 lecture ထဲမှာမျိုးဘာထည့်ပြီးမလဲဆိုတော့ဒီမှာဒီဟာတွေအကုန်ထည့်ပြီးမယ်နော်ဟိုကတော့ PDF ပြောင်းအောင်မလို့နော် PowerPoint ကတော့ PDF ပြောင်းပြီးထည့်ပေးလိုက်မယ်အဲ့ဆိုရင်မျိုးတို့က terminal ကိုသွားမယ်ပေါ့နော်ဒီနေ့အဲ့တော့ဒီမှာပေါ့နော် duplicate ပြောမှဆိုရင် repeat and repeat တွေပါနေလိမ့်မယ်ဒါပေမဲ့မျိုးတို့တချို့ဟာတွေဆိုမျိုးတို့ကြော်လိုက်မယ်ပေါ့နော်ကြော်ပြီးတော့မျိုးတို့လောက်ကြည့်လို့ရတယ်အဲ့တော့ဒီမှာဒီအခန်းကကြတော့အခုက terminal ကိုထည့်မယ် add လုပ်တာပေါ့နော် terminal ထည့်မယ်ဆိုရင်ဒီမှာသူကဘာလဲဆိုရင်သူ့ရဲ့ဟိုပါပေါ့နော်landing objective ကဘာလဲဆို recognize hosted and non hosted terminal အဲ့တော့terminal တွေထည့်တဲ့ခါကျရင် hosted လား non hosted လားဆိုပြီးတော့ကိုကကြည့်ပြီးတော့ထည့်မယ်ပေါ့နော်အဲ့တော့ hosted တွေ non hosted တွေကိုကြည့်မယ်ပြီးလို့ရှိရင် place terminal at the correct location ဖြစ်အောင်ထည့်မယ်ပြီးလို့ရှိရင် adjust room calculation point အဲ့တော့ hosted non hosted ကမျိုးတို့ဘယ်လိုလဲ shape မှာတိထားပြီးသားဟုတ်လားအဲ့မှာဘာလဲဆိုရင် terminal တွေရဲ့ correct location ဆိုလည်းမျိုးတို့ correct location မှန်အောင်ဘယ်လိုထည့်ရမလဲဆိုတာကိုရှေ့အခန်းမှာဆက်ဆက်မှုရှိတယ်။ဒါပေမဲ့ဒီမှာမသိတာပါလဲဆို room calculation point ဆိုတဲ့ဟာမသိသေးဘူးပေါ့နော်။အဲ့အပိုင်းလေးကိုမျိုးတို့ပို့ပြီးတော့ focus ထားရမယ်ပေါ့နော်။ပထမဟာအပိုင်းကသိတာပြီ။အဲ့တော့မျိုးတို့ကဘာဖွင့်မလဲဆိုရင် L103 ရဲ့ air terminal ဆိုတဲ့ rebuild ပိုင်းလေးကိုဖွင့်မယ်။ဖွင့်သွားလို့ရှိရင်အဲ့ဒီ rebuild ပိုင်းထဲမှာသူဘာထုတ်ထားပေးတာလဲ။ Archi model ချိတ်ထားပြီးသားရှိတယ်ဆိုပြီးတော့မျိုးတို့ပြောထားတယ်။အဲ့ဒါဆိုရင်ဖွင့်လိုက်လို့ရှိရင်မျိုးတို့ဒီမှာဒီ model လေးကိုဖွင့်ထားတယ်။ဟုတ်ပြီနော်။အဲ့တော့မျိုးဖွင့်ထားတဲ့ဟာကဘယ်ကနေစလဲဆို fire စာတာဖြစ်နေတယ်။ Okay ကြည့်လိုက်အောင်အဲ့တော့မျိုးကြီးဟွာဖွင့်လိုက်မယ်နော်အဲ့ဒီ model လေးကိုဖွင့်ထားလိုက်မယ်စာရှင်းပြနေတယ်အဲ့တော့အကုန်လုံးလဲ live ဖွင့်ထားကြည့်နော် live ဖွင့်ပြီးတော့စမ်းကြည့်တခုခုဆိုရင်နော် live ပြီးတော့အဲ့တော့ terminal ဆိုတဲ့ project file ကိုဖွင့်ထားလိုက်မယ်ပြီးရင်ဒီမှာ open the mechanical ground floor RCB view ဘယ် view ကိုဖွင့်ရမလဲဆိုရင်ဒီ mechanical ground floor RCB view ဆိုတဲ့ဟာလေးဖွင့်ပြီးလို့ရှိရင် to place the air terminal on the system ribbon system တွေကဘာလဲဆိုရင် air terminal လေးကိုနေရာချမယ်ပေါ့နော်အဲ့တော့ mechanical ဘယ်ရလဲဆို mechanical panel ထဲမှာရှိတယ်ပေါ့နော် air terminal လေးသူနေရာချမယ်ချတဲ့အခါကျရင် तू ကဘာပေါ်မလဲ placement panel ပေါ်မယ်တဲ့ when the face base type is selected in the type selector နော် type selector ကနေပြီးတော့နော် तू ကနေပြီးတော့ဘာလဲဆိုရင် face base type ကိုတဲ့ when the face base type ကို selected in the type selector မှတ်လိုက်လို့ရှိရင် the placement panel will appear in the contextual ribbon မှာပေါ်လာလိမ့်မယ် the cursor will also show a cannot place sample unless the cursor is over the appropriate host ဆိုတော့ तू ကဘယ်လိုပြောချင်တာလဲဆိုရင် placement panel ပေါ်လာမယ်ဒါပေမဲ့ကို host လုပ်လို့ရတဲ့နေရာမဟုတ်သေးဘူးဆိုရင်ဒီလိုမျိုး cross လေးနဲ့ပေါ်နေတယ်တဲ့ host လုပ်ရတဲ့နေရာရောက်တော့မှ तू ကဘာဖြစ်မလဲဆိုရင်ဒီဟာလေးကဘာလို့ပြေးမလဲဆိုရင်host လုပ်တာမပေါ်တော့ဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင် in the type selector ကနေ choose တယ်ဘာလို့ဆိုရင်တွဲ diffuser sublime diffuser square hosted ဆိုတဲ့ဟာလေးကိုမျိုးတို့ရွေးလိုက်မယ်ပေါ့နော်ရွေးပြီးသွားလို့ရှိရင် तू ဘာမှနေရာချမလဲအဲ့တော့ तू က vertical အဲ့တော့ဒီဟာတွေကိုကြည့်လိုက် air terminal ဒီမျိုးတို့ကဘာပေါ်မှာလဲ ceiling ပေါ်မှာနေရာချတာမလား ceiling ပေါ်နေရာချတော့ ceiling နဲ့ plane ဒီ vertical မဟုတ်ဘူးအဲ့ဒါကြောင့်မလို့မျိုးကြီးတို့ရဲ့ hosting ကို vertical လို့ထားလို့ရှိရင် तू ကနေရာချပြီးမှာမဟုတ်ဘူးအဲ့တော့မျိုးကြီးတို့ကဘာလဲဆိုရင် place on face
face တစ်ခုခုမှာနေရာချမှာဖြစ်တဲ့အတွက်မျိုးကြီးတို့ရဲ့ hosting လုပ်တဲ့ placement panel မှာဘာကိုရွေးရမလဲဆိုရင် place on face ဆိုတာကိုရွေးပြီးတော့လို့ရှိရင် on the contextual ribbon မှာ placement panel မှာ place on face ဆိုတာရှိရဲအဲ့လာကိုရွေးပြီးတော့ click on the ceiling in the air terminal ပေါ့နော်အဲ့တော့ ceiling ပေါ်မှာမျိုးကြီးတို့ကအဲ့ air terminal ကိုနေရာချလိုက်ချက်လိုက်ခါကျရင်အဲ့ air terminal ယူတဲ့ခါကျရင်မျိုးတို့ကလည်း TOP ပဲဟုတ်လား TOP ယူတဲ့ခါကျရင်အဲ့တော့ type ကိုတော့သူပြောတဲ့ type ကိုရွေးပြီးတော့နေရာချလိုက်တယ်ချပြီးတော့တဲ့အခါကျရင်ဘာရှိလဲO က option ကနေပြီးတော့ option ဆိုတာဒီ property ထဲမှာလည်း option ရှိတယ်လို့မျိုးတို့ပါလဲဒီအလဲမှာလည်း option bar လေးရှိဟုတ်တယ်မလား option bar ကနေလည်းနေရာချလိုက်တာအဲ့တော့မျိုးတို့ရဲ့ ceiling ကနော် ceiling ရဲ့အဲ့တော့ hostess ဆိုရင် ceiling ရှိ ceiling မှာသွား host လိုက်ရုံပဲသူ့ကိုဘာမှheight တစ်ခုပေးစရာမလိုဒါပေမဲ့ကိုတင်ပေးလိုက်တာနဲ့ကြည့်လိုက်လို့ရှိရင်သူဒီ ground floor ရဲ့6ပေမှာအဲ့ ceiling ရှိရဆိုတာကိုမျိုးတို့သိရတယ်ပေါ့နော် in the type selector choose the 24 face ပြီးလို့ရှိရင်12 connection supply diffuser ကိုမျိုးတို့ယူလိုက်တယ် this type is non hosted family နောက်တစ်ခုကျတော့ non hosted ဒါ hosted family ကို ceiling ပေါ်မှာချလိုက်လို့ရှိရင်သူဘယ်နားမှာရှိလဲဆိုတာကိုတန်းပြီးတော့ရောက်တယ်ဒါပေမဲ့နောက်တစ်မျိုးပေါ့နောက်တစ်မျိုးကကျတော့ non hosted family ကိုနေရာချတဲ့အခါမှာတော့ ceiling ဘယ်နားမှာရှိလဲဆိုတာကိုကသိရမယ်အဲ့တော့အရင်ဆုံးပါပြီးတော့မျိုးတို့က ceiling ကို slab ပေးပြီးတော့ ceiling height ဘယ်လောက်ရှိလဲဆိုတာကိုသိလို့ရတယ်လို့မျိုးဘာလို့လဲမျိုးတို့က section ဖြတ်ပြီးတော့ ceiling height ဘယ်လောက်ရှိလဲဆိုတာကိုကြည့်တယ်ပေါ့နော်ကြည့်ပြီးသွားလို့ရှိရင်မျိုးတို့ကဒီဟာကို ceiling height က6ပေမှာရှိရဲဆိုရင်အဲ့တော့မှ ground floor 6ပေဆိုပြီးတော့မျိုးတို့က information ထည့်ပေးရတယ်ဟုတ်လား information ထည့်ပေးရတယ်အဲ့တော့မျိုးတို့ကဒီမှာအဲ့ဒီ model လေးကိုဖွင့်လိုက်တယ်ပေါ့နော်ဒါဆိုရင်ဒါ03ရဲ့ air terminal model လေးကိုဖွင့်လိုက်တယ်ဖွင့်ပြီးသွားလို့ရှိရင်ခုနကတော့သူပြောတဲ့ air terminal ပေါ့နော် system တွေကနေပြီးတော့ဘာလုပ်လဲဆိုရင် air terminal ကိုယူတဲ့ခါကျရင် air terminal ကိုယူတဲ့ခါကျရင်ဒီမှာ hosted လည်းရှိမယ် non hosted လည်းရှိမယ်ပေါ့နော်အဲ့တော့သူ project ထဲမှာထည့်ထားပြီးသားရှိလားရှိရဆိုရင်တော့ဒီမှာကြည့်လိုက်ကြည့်ရဆိုရင်ပေါ်နေပြီဟလားဒီမှာဆိုရင် placement panel ပေါ်နေရဆိုရင်ခုနကသူပြောတဲ့ vertical face ဆိုရင်တွားကြည့် vertical face ကိုသူ face လုပ်ပေးမှာမဟုတ်ဘူးပေါ့နော်သူ့ရဲ့ပစ္စည်းကဘာလဲဆိုရင် vertical မှာ host တာမဟုတ်ဘူးသူဒီ plane ပေါ်မှာ host တာဆိုတဲ့အတွက်အဲ့တော့အခန်းတစ်ခုတည်းကိုပေါ့နော်အဲ့တော့ဒါပေမဲ့သူဖွင့်ခိုင်းတာ ceiling plan ဖွင့်ခိုင်းတာပေါ့နော်ဒါကမျိုးပြီးတော့ floor plan ဖြစ်နေတော့မျိုး ceiling plan ကိုတွားလိုက်မယ်နော်ဒီမှာ ceiling plan RCB plan ကိုသွားမယ်ပေါ့နော်သွားပြီးတော့မျိုးတို့ဒီမှာခုနကတော့ air terminal လေးကိုယူမယ်ပြီးလို့ရှိရင် place on face ဆိုပြီးတော့မျိုးတို့ဒီမှာဗာလဲ place ဆိုပြီးတော့နေရာချလိုက်မယ်တစ်ခုနှစ်ခုကြိုက်တဲ့ဒါကိုဟိုဖြစ်တာထည့်မှာပေါ့နော်ကိုဘယ်နှခုချမယ်ချတဲ့ဟာကိုမျိုးထည့်လိုက်အဲ့လားဆိုရင်သူ့ကိုမျိုး section ဖြတ်ကြည့်မယ်ပေါ့နော် section လေးဖြတ်ကြည့်မယ်ဆိုရင်go to view ဆိုပြီးတော့ section ဖြတ်လိုက်တဲ့အခါကျရင်မျိုးတို့ရဲ့ပစ္စည်းလေးကဒီမှာဒီ ceiling ပေါ်မှာလာကတ်နေအဲ့တော့ဆိုမျိုးတို့ dimension လေးတိုင်းကြည့်လိုက်တဲ့အခါကျရင် ground floor ကနေပြီးတော့သူ့ရဲ့ပစ္စည်းဒီ10ပေနဲ့4လက်မဆိုတာရှိတယ်ပေါ့နော်10ပေ4လက်မဆိုတာရှိနေအဲ့တော့သူ့ရဲ့ set အားလေးကိုဆက်လက်မှတ်ကြည့်လိုက်လို့ရှိရင်သူကတခါတည်းပါလဲ ground floor ဒီမှာမျိုးတို့ elevation မှာဘာဖြစ်လဲ dim ဖြစ်နေတယ်နော် inactive လို့လည်းခေါ်တယ် dim လို့လည်းခေါ်တယ်အဲ့လိုမျိုးဆိုမျိုးတို့က control လုပ်လို့မရအောင်သူက ဒီ auto sense နဲ့ auto နဲ့သူတွားပြီးတော့ placing လုပ်ပေးနေရပါတော့အဲ့တော့10ပေ4ဆိုတော့သူမျိုးကြီးတို့ section ဖြတ်ကြည့်ရ10ပေ4မှာအတော့ကွက်တိပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေအဲ့တော့နောက်တစ်ခုကကြတော့သူကဘာဘယ်ကနေတော့ဟိုအဲ့လိုမျိုးဒီ hosted family ပေါ့ပဲ non hosted family ပေါ့နော် non hosted family ကဘာမျိုးစားလဲဆိုတော့ supply air 24 ဆိုတဲ့ဟာပေါ့နော်ဒီထဲမှာမျိုးလို့ရှိနေမယ်ပေါ့နော်အဲ့တော့ supply air ကိုမှ24 နဲ့ဒီမှာ12 connection ဆိုတဲ့ဟာကိုချလိုက်တဲ့အခါကျရင် तू ကဒီမှာချမယ်ဆိုရင်အရင်ဆုံးသူက0ဆိုပြီးတော့ပြနေတော့ဒီမှာတွေ့လားကိုပစ္စည်းကိုမချခင်ကိုကြည့်ချလိုက်တယ်ဒီတိုင်းချလိုက်မယ်ဆိုရင် तू ကဘယ်ရောက်သွားမှာဆို0ကိုရောက်သွားပြီးတော့တင်းတောင်းနဲ့ဒီမှာစာလေးပေါ်လာမှာဟာလားမျိုးကြီးမှာချကြည့်လိုက်မယ်ဒီမှာစာကြီးပေါ်လာဒီ RCB flow မှာပေါ်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်သူ့ရဲ့ flow ကဘာဖြစ်လဲ0ကနေဖြစ်နေလို့အဲ့ဒါဆိုမျိုးကြီးပါလဲ recall လေးundo လေးပြန်ခေါ်လိုက်မယ်ဟလား undo လေးပြန်ခေါ်ပြီးတော့ဆက်လက်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီဟာကိုမျိုးကြီးကခုနက तू ပြောတယ်6ပေဆိုတော့အဲ့တော့အရင်ဆုံး तू က firstly level ကိုသိရဆိုရင် level 10ထည့်မယ် level မသိဘူးဆိုရင်လည်း maybe around there အဲ့လောက် ceiling ရဲ့အထက်မှာရှိတဲ့မှန်းချေပေါ့နော်မျိုးကြီးကထည့်လိုက်တယ်ထည့်ပြီးတော့ဘာလုပ်လဲဆိုရင်ဒီမှာနေရာချတယ်ပေါ့နော် ceiling ကိုဒီမှာနေရာချလိုက်တယ်ဟလားပစ္စည်းကိုနေရာချပြီးတော့မှမျိုးကြီးတို့ဗာလဲ level line ကနေတွားကြည့်လို့ရှိရင် तू 6ပေမှာချလိုက်တော့ဘာဖြစ်နေအပေါ်ရမ်းမြင့်နေတယ်မဟုတ်လားအဲ့တော့ဘာလုပ်မလဲမျိုးကြီးတို့ကဒီမှာသူ့ရဲ့ ceiling လေးနဲ့ touch လုပ်လိုက်တာပေါ့နော်အဲ့တော့တစ်ခုရသွားပြီဆိုရင်ကိုက ceiling ကိုတော့ကြည့်ရတယ်ပေါ့နော် ceiling က all ceiling ဒီအကုန်လုံးက break ခဲလာပေါ့နော်ဒီပြောမှဆိုတော့အခန်းထဲမှာ ceiling ကတစ်ခါကျရင် offset ceiling တွေရှိတယ် offset အခန်းတစ်ခုထဲမှာပဲ ceiling တွေက offset ဖြစ်နေတာပေါ့နော် offset ဖြစ်နေတာမျိုးဆိုရင်တော့မျိုးတို့ကအဲ့ဒီceiling level အ line ကိုလိုက်ပြီးတော့ touch လုပ်ရမယ်အဲ့တော့
ဘာနေသွားကြည့်လို့ရလဲဆိုရင် 3D view ကနေသွားကြည့်ပြီးတော့ touch လုပ်လို့ရတယ်လို့မျိုးအဲ့လိုမျိုး session ဖြတ်ပြီးတော့တချို့ကျတော့ session အားတာတယ်ပေါ့နော်အဲ့မဲ့ session ကကျတော့ session ဖြတ်နေရတယ်နည်းနည်းအလုပ်ရှုပ်တယ်အဲ့တော့မျိုးတို့ကဘာလဲဆိုရင် 3D view ကနေသွားပြီးတော့ဟို align tool လေးနဲ့ကတ်လိုက်လေရတယ်ပေါ့နော်အဲ့လိုမျိုးနဲ့မျိုးတို့ထည့်လို့ရတယ်ပေါ့နော်ဒါမျိုးတွေဆိုရင်ဟို 3D view ထဲမှာသွားကြည့်ပေါ့နော်အဲ့လိုမျိုးသွားကြည့်ပြီးတော့ကိုယ် ceiling နဲ့ touch ဖြစ်နေလားပေါ့နော်ဖြစ်အောင်လို့ဟိုသွားပြီးတော့ကြည့်ရမယ်နော်အဲ့တော့ 3D သို့မဟုတ် 3D အားတာတယ်အဲ့တော့ 3D view အားတာအောင်တုံးကြည့်ပေါ့နော်တုံးလို့ရှိရင်အရင်မြန်တယ်အဲ့လိုလုပ်ရတာလေ session တွေဖြတ်နေရတဲ့ဆိုင်အဲ့ဒါဆိုရင်မျိုးတို့ကဒါကို तू ကဘာနဲ့သိကျင်တာပြောစီကျင်တာကိုယ့်ရဲ့ focus အခုဆိုရင်ကိုယ့်ရဲ့ဟိုထဲမှာကြတော့မှတ်ထားမှာနေရာချတဲ့ခါကျရင်hosted family နေရာချရင်ဘယ်လိုဖြစ်လဲရိုးရိုး family ကိုနေရာချရင်ဘယ်လိုဖြစ်လဲရိုးရိုး family ကိုနေရာချရင်ဆိုကိုက height တစ်ခုပေးပြီးတော့ချရမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက तू ကဘာကိုတင်ထားပေးလဲဆိုနောက်တစ်ခုက on the modify ribbon မဲမှာပေါ့နော် in the modify panel မှာဆိုရင် align tool တွေရှိရပေါ့နော် align tool ကိုသုံးပြီးတော့ तू လိုချင်တဲ့နေရာလေးပေါ့နော်အဲ့တော့ ceiling နဲ့ ceiling grid တွေရှိရဆိုရင် ceiling grid ထဲမှာ exactly ရအောင်လို့ပို့ align tool လေးတွေသုံးပြီးတော့ဘာလုပ်လဲဆိုရင် align လုပ်လို့ရပါတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင် select တဲ့ air terminal and deselect the arrow parameter in the property palette to remove the arrow in the view တဲ့အဲ့ဒီမှာမျိုးတို့ကတဲ့နော် arrow လေး diffuser လေးတွေက 4 way diffuser 2 way diffuser ဟုတ်တယ်မလားအဲ့လိုမျိုး diffuser တွေရှိရဆိုရင်အဲ့ diffuser ရဲ့ air လမ်းကြောင်းတွေကိုမျိုးတို့ဘာလို့ဆို arrow လေးတွေနဲ့ပြတယ်အဲ့တော့အဲ့ arrow လေးတွေကိုဖြုတ်ထားခြင်းတာလောက်ထားခြင်းတာအတွက်ဘာလုပ်လို့ရလဲဆိုရင်အဲ့ဒီ air terminal ကို select မှတ်လိုက်လို့ရှိရင်သူ့မှာဘာလဲဆိုရင်ဒီမှာ up arrow right arrow left arrow down arrow ဆိုပြီးတော့ဘာရှိလဲဆိုရင်သူ့မှာ control လေးတွေရှိနေတယ်အဲ့လားလေးတွေကိုဖြုတ်ခြင်းအပြင်အဲ့တော့ဒါဆို up down ဆိုရင် up down တစ်ခုကိုဖြုတ်လိုက်လို့ရှိရင် up down တစ်ခုကမရှိတော့ဘူးပေါ့နော်အဲ့တော့ဆိုရင်ဒီleft right ပဲရှိတော့မယ်အဲ့တော့ဒီဟာလေးတွေလောက်ထားတာတကယ်တော့ဒါ visible parameter လို့ခေါ်ဟိုပါပေါ့နော် yes or no parameter လို့ခေါ်တယ် visible parameter လို့ခေါ်တယ်အဲ့တော့ parameter အခန်းကျရင်မျိုးတို့ဒါလေးတွေသင်ပေးမယ်ပေါ့နော်အဲ့လားကမျိုးတို့ဒါဘာလုပ်ထားလဲဆိုရင် visible parameter control လုပ်ထားတယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့तू ကဘာလုပ်လို့ရလဲဆိုရင်သူ့ရဲ့ပေးထားတဲ့ family ကိုကြည့်ပြီးတော့ဒီမှာဘာလဲဆိုရင်အဲ့ဒီ arrow လေးတွေကို on off လုပ်ချင်တယ်ဆိုရင်လည်းလုပ်လို့ရပါတယ်ပေါ့နော်အဲ့တော့ဒါလေးတစ်ချက်ကို तू ကသင်ပေးထားတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်နောက်တစ်ခုဆက်သွားတယ်နောက်တစ်ခုက select the space တစ်ခုကို select မှတ်တယ် that are the air army that have been placed အဲ့တော့ space တစ်ခုရှိတယ်အဲ့ space ထဲမှာ air terminal တွေထည့်ထားပြီးသားအဲ့တော့မျိုးကြီးတို့ဒီ MND သမားတွေကပုံမှန်အားဖြင့် archi သမားတွေကဘာလုပ်လဲဆိုရင် row တွေတိစောက်တယ်MND သမားတွေက space တိစောက်ကြတယ်အဲ့ row တွေပေါ်မှာအခြေခံပြီးတော့ space ကို create လုပ်တယ် create လုပ်ပြီးတော့မှမျိုးတို့က analysis လုပ်တဲ့ဘက်တွေကိုတွားလို့ရှိရင် space တွေကိုသုံးပြီးတော့သူတို့က analysis လုပ်တာเนาะအဲ့တော့ဒီမှာဘာလဲဆိုရင် space တွေကို select မှတ်မယ်တဲ့အဲ့ space ကဘာကနေ create လုပ်ထားပြီးသားလို့ဆိုရင် row A ဆိုတဲ့ဟာကိုတိစောက်ထားပြီးသား archi ကအဲ့လားဆိုရင်မျိုးတို့က space ကအဲ့ row A အတွက် space create လုပ်လို့ရတယ်အဲ့ space ကိုပြောတာပေါ့နော်အဲ့ space ထဲမှာဘာလဲဆိုရင်နေရာချထားပြီးသားဆိုတော့အတွက် row နေထဲမှာနေရာချထားတာပေါ့နော်အဲ့ row နေထဲမှာနေရာချထားပြီးသား space ကို select မှတ်မယ် pay attention to the actual supply airflow parameter เนาะ actual supply သူဘယ်ဟာကိုလဲဆိုရင် actual supply airflow parameter actual supply airflow parameter ကိုမျိုးတို့သတိထားကြည့်မယ်ပေါ့နော်သတိထားကြည့်တဲ့အခါကျရင်ဒီမှာ675ဆိုတဲ့ CFN တန်ဖိုးကိုတွေ့လိမ့်မယ်တဲ့ this parameter ကတဲ့ we send the flow in of the air terminal place in the space အဲ့ဒီ space ထဲမှာထည့်ထားတဲ့ air terminal တွေရဲ့ air flow တွေရဲ့စုစုပေါင်းတန်ဖိုးကိုပြောချင်တာဖြစ်တယ်တဲ့ဆိုတော့အဲ့ဒါဘာလဲဆိုအခုမျိုးကြီးကဒီမှာမျိုးကြီးအသစ်ထည့်ပြမယ်ဒီအခန်းလေးပေါ့ဒီအခန်းလေးကိုမျိုးကြီးအခုလောလောဆယ် select မှတ်လိုက်တော့ဒီဟာဘာကိုမှတ်လဲ space ကိုမှတ်တာတွေ့လားအဲ့တော့ तू ကဒါက practice လုပ်ပေးတယ်နော် access ဟိုပေါ့နော်ဟို data set လုပ်ထားပေးသားဆိုရင် तू လိုအပ်တဲ့ဟာတွေအကုန်လုံးကိုပြင်ဆင်ထားပြီးသားတကယ်တမ်းဆိုရင်တော့ project ထဲမှာဆိုရင်ဘာဖြစ်လဲ archi roman create လုပ်ထားတာမျိုးကြီးတို့ကဘာလုပ်ရလဲ space ပြန်လုပ်ရမယ် space လုပ်ပြီးတော့မှအဲ့ space ကို select မှတ်လိုက်တဲ့ခါကျရင်ဒီမှာ actual air supply flow ကဘာဖြစ်နေ000ဆိုပြီးဖြစ်နေဟဲ့လားသူတွက်ပေးမထားဘူးအဲ့တော့ခေမျိုးကြီးကဘာလုပ်လဲဆိုရင်ဒီပစ္စည်းလေးကိုဒီပစ္စည်းမှာကြည့်လိုက်ဒီပစ္စည်းမှာ air flow ကဘယ်လောက်900တယ်တွေ့လား900ဆို cmh လို့တွေ့တယ်နော်အဲ့ဒါဆိုမျိုးကြီး cs ဆိုပြီးတော့မျိုးဒီနားကိုပေးလိုက်မယ်ဒီမှာတစ်ခုချလိုက်မယ်နောက်တစ်ခုချလိုက်မယ်နှစ်ခုချလိုက်မယ်ဟဲ့လားနှစ်ခုချလိုက်မယ်တော့ဒီတစ်ခုကဘယ်လောက်လဲ900တစ်ခုကဘယ်လောက်လဲဆိုတော့900ဆိုတော့1000ပေါ့နော်အဲ့ဒါမျိုးဒီ space လေးကို select မှတ်လိုက်တဲ့အခါကျရင် actual air flow ကိုတွားကြည့်မယ် actual air return ဒါ return ဆိုတော့ return ပေါ့နော်အဲ့တော့ဒီပစ္စည်းကိုဒီအဓိကဒီထည့်လိုက်တဲ့ဟာတော့ supply return တော့ရှိရပါတော့ဒါဆို return ဆိုတော့ဘာလဲဆိုရင် return တန်ဖိုးထွက်နေတယ်ဘယ်နှစ်ခုလဲနှစ်ခုထည့်လိုက်တော့1000ထွက်လာတယ်တွေ့လား okay မျိုးကြီးကနောက်တစ်ခုထပ်ထည့်မယ်ဆိုရင်ဘယ်လောက်ဖြစ်သွားမလဲ1500ဖြစ်သွားမှာပေါ့ဟုတ်လားအဲ့ဒါဆိုရင်မျိုးကြီးဒီမှာဒါလေးကို select မှတ်ကြည့်လိုက်တော့ဘယ်လောက်ဖြစ်မလဲ1500အဲ့တော့အဲ့လိုမျိုးcalculate ဖြစ်ရမယ်အဲ့ချင်ဒီမှာနောက်ဆက်ကြည့်မယ်
နောက်တစ်ခုကဘာလဲဆိုရင်အဲ့ဒီ in the space is not counting of the air terminal air flow ကတဲ့ counting မလို့ but the air terminal are the placed correctly air terminal ကဘာလုပ်ပြီးသွားပြီလဲသူလိုချင်တဲ့နေရာမှာနေရာချပြီးသွားပြီအဲ့ room ထဲမှာလည်း air terminal ထည့်ပြီးသွားပြီဒါပေမဲ့ခုနကတော့ air flow မထွက်ဘူးဟုတ်ပါနော် air flow တန်ဖိုးက1500ခုနဆိုရင်3လုံးထည့်ရင်ပါတစ်ခုကို900ထည့်ရင်3လုံးထည့်ရင်1500ထွက်နေရအဲ့လိုမထွက်ဘူးဆိုရင်တဲ့ဘာကြောင့်ဖြစ်တာလဲပေါ့နော်ဆိုရင် but the air terminal are placed correctly နေရာချထားတော့ညာလဲလူမျိုးကောင်းနေလုံးမပေးဘူးပေါ့နော် correct နော်မှန်မှန်ကန်ကန်သူအဖြေထွက်မပေးဘူးဆိုရင်တဲ့ the room calculation point ကို can be adjusted လုပ်လို့ရတယ် so that this is inside the space တဲ့အဲ့ room calculation point ဆိုတာဒီလိုမျိုးလေးအဲ့ room calculation point လေးက room ထဲမှာရှိနေရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့ room calculation က out of the ဒီ space ထဲကိုဖြစ်သွားတယ်ဆိုရင် तू ကဘာလဲပြောမယ်ဆို room calculation point ဆိုတာ sense တစ်ခုလိုပဲ sensor တစ်ခုလိုပဲဒီ room နဲ့ကိုမျိုးတို့ကဒီ air diffuser air terminal ပေါ့နော် air terminal တစ်ခုဘယ်လောက်လဲ diffuser တစ်ခုဘယ်လောက်ထည့်ထားလဲဆို900ဆိုတဲ့ဟာကိုဒီair room terminal room calculation point လေးက room အခန်းထဲကိုရောက်နေရမယ်အဲ့အခန်းထဲကိုမရောက်ဘူးဆိုရင်ဘာဖြစ်နေလဲဆိုရင် तू ကအခန်းထဲကိုလေမရောက်ဘူးပေါ့နော်ဒီခုနကတော့ air flow မရောက်ဘူးလို့ယူဆပါတယ်အဲ့ဒါကြောင့်မို့လို့မျိုးတို့က calculation ကိုတွက်မပေးရအဲ့ဒါကြောင့်မို့လို့ air room calculation point လေး on ပြီးတော့မလုပ်ရမလဲဆိုရင် adjust လုပ်ရမယ်အဲ့တော့ adjust လုပ်ဖို့အတွက်ဆိုရင်အဲ့ air terminal လေးကိုဒါကတော့အခုကထွက်နေတာပေါ့နော်ထွက်နေရဲဆိုတော့ကိစ္စမရှိဘူးအဲ့တော့မထွက်ဘူးဆိုရင်တန်ဖိုးမထွက်ဘူးဆိုရင်ဘယ်ကိုသွားကြည့်ရလဲဆိုရင် edit type ထဲကိုဝင်ပြီးသွားလို့ရှိရင်ဒီမှာ air terminal လေးကိုတွေ့ပြီပေါ့နော်တွေ့ပြီတဲ့ခါကျရင်ဒီမှာ room calculation point ဆိုတာအပြင်က property ပဲလက်မှာလည်းရှိတယ် room calculation point ဆိုပြီးတော့ရှိတယ်အဲ့မှာသွားလို့ရတယ်လို့ဘာလဲရှိလဲဆိုရင်ဒီမှာ property ထဲမှာเนาะ parameter and property ဆိုတာရှိတယ်အဲ့ထဲမှာလည်းဒီမှာရှိလဲဆို room calculation point ဆိုတာရှိတယ်ပေါ့เนาะအဲ့တော့ဒီမှာမမြင်ရဘူးဒီမှာเนาะဒါလေးကို on off လုပ်ကြည့်တာပေါ့เนาะအဲ့ room calculation point လေးက out of the area ပေါ့เนาะ out of the space area တွေကနေ out of ဖြစ်နေတယ်ဆိုရင်မျိုးတို့ကမမြင်ရဘူးအဲ့လားကတော့ဘယ်ချိန်မှာပဲသွားကြည့်ရလဲဆိုတော့ခုနလိုမျိုး information မထွက်ဘူးဆိုရင်ပေါ့เนาะ information မထွက်ဘူးဆိုရင်ဘာလုပ်ပေးရလဲဆိုရင် active family လုပ်ပြီးတော့ room calculation point လေးကို on လိုက်တယ်ပြီးလို့ရှိရင် inside the space ဖြစ်မဲ့ပေါ့နော်နေရာမှာမျိုးတို့ဘာလို့ဆိုရင်အဲ့ဒီ calculation room calculation point လေးကို adjust လုပ်ရတယ်လို့ဖြေပေးရတယ်အဲ့ဒါဆောင်းပွဲမှာမေးတယ်နော်ဆောင်းပွဲမှာ तू ကဘာလုပ်လဲဆိုရင်ခုနလိုပဲ story line ရေးထားတယ် mechanical designer တယောက်ကအဲ့ဒီအခန်းထဲကို air terminal ပဲနဲ့လုံးထည့်တယ်တစ်ခုကိုဘယ်လောက် calculation နဲ့ဒါပေမဲ့ तू ထွက်လိုက်တဲ့ခါကျရင် space ကို select မှတ်လိုက်တဲ့ခါကျရင်သူ့ရဲ့တန်ဖိုးတွေထွက်မပေးဘူးအဲ့လားဘာကြောင့်လဲအဲ့လားဆိုရင်ဘယ်လိုမျိုးသွားပြီးတော့အဲ့ဒီ engineer ဘယ်လို solve လုပ်မလဲလို့မေးတာဘယ်လို solve လုပ်ပေးရမလဲလို့မေးလို့ရှိရင် तू ကအောက်မှာအဖြေတွေရေးထားလိုက်မယ်အဲ့ဒီကမျိုးရမှန်တာကိုဖြေရအဲ့ဒါဆိုရင်မှန်တာကဘာလဲဆိုရင်အဲ့ဒီကရေးထားတဲ့ပေါ့နော်စာကြောင်းတွေတည်းကမှမျိုးတော့ဘာလို့သွားရှာမလဲဆိုရင်အဲ့ဒီ air terminal ရဲ့ family ကို active family လုပ်မယ်ပြီးရင်ဘာလုပ်မလဲ room calculation point ကို on ပြီးတော့ adjust လုပ်မယ်ဆိုတဲ့စာကလုံးကိုဖြေပြရမယ်အခုမျိုးကြီးပြောတာကတော့ step by step အကုန်ပေါ့နော်ဒါပေမဲ့အဲ့ထဲမှာကျတော့သူတို့ summarize လုပ်ပြီးတော့ရေးရင်လည်းရေးထားလိုက်မယ်ဟုတ်ပြီနော်ဒါပေမဲ့အဖြေမှန်ကခုနလိုမျိုးသွားမယ်နော် active family လုပ်မယ် room calculation point ကို on မယ်အဲ့ room calculation point ကို adjust လုပ်မယ်ဆိုတဲ့စကားလုံးကိုရှာပြီးတော့ဖြေပြရဟုတ်ပြီနော်အဲ့လာကိုသူကဖြည့်တင်ထားတာပေါ့နော်ပြီးလို့ရှိရင်နောက်ဒီမှာသူဗာလေးပြောထားလဲဆိုရင် activate တဲ့ air terminal 2ကိုတဲ့ again လုပ်မယ်တဲ့နော် air terminal ကိုထပ်ပြီးတော့ activate လုပ်မယ် on the contextual ribbon မှာတဲ့ in the mode panel နော် click log family သူကဗာလဲဆိုရင် existing ရှိတဲ့ဟာကိုမသုံးမနဲ့အပြင်ကနေခေါ်ထည့်မယ်ခေါ်ထည့်တဲ့ခါကျရင် that the navigate to the review family library and open ဘာလဲဆိုရင် mechanical တွေက MEP တွေက air site component တွေက air terminal စီကိုတွားပြီးတော့ supply diffuser site wall ကိုယူမယ်နော် supply diffuser site wall ဆိုတဲ့ဟာကိုယူလာမယ်ယူလာတဲ့အခါကျရင် तू ကလှုပ်လိုက်တဲ့အခါကျရင်သူ့မှာ तू က expand လုပ်ထားတဲ့ type တွေအများကြီးပဲရှိတယ်ရှိတဲ့အခါကျရင်ဘယ် type ကိုသုံးမှလဲဆိုပြီးတော့ရွေးခိုင်းတဲ့ box ကြလာလိမ့်မယ်ပေါ့နော်အဲ့လားအဲ့ type ကိုဘာခေါ်လဲဆိုရင် specifying type dialog လို့ခေါ်တယ် specify အဲ့တော့ဒီ ACB ဆောင်းပွဲမှာဆိုရင်အဲ့လို dialog box တွေရဲ့နာမည်တွေကိုမှတ်ထားရတယ်တဲ့လား तू ကအဲ့နာမည်တွေကိုမေးတယ်အဲ့ဒါဆိုရင် तू ကဘယ်လိုလဲဆိုရင်ဆောင်းပွဲမှာဘယ်လိုမေးလဲဆိုတော့ okay မျိုးကြီးတို့ကလုတ်ခေါ်ထည့်တဲ့ခါကျရင်ငါတို့လိုချင်တဲ့ type ကဘယ်နှခု multiple type ပေါ့နော် multiple type ရှိmultiple type တွေကိုသုံးကျင်တယ်ဆိုရင်ဘယ်ကနေယူရလဲပေါ့နော်ဘယ်လိုမျိုးလုပ်ရလဲဆိုရင်ဘာပြောရလဲဆိုရင် specify type dialog ထဲမှာ choose လုပ်ပြီးတော့ယူရမယ်ဆိုပြီးတော့ဖြေရတယ်အဲ့တော့ဒီဟာကိုလည်းမေးတယ်နော် specify type dialog ဟုတ်ပြီနော် specify type အဲ့တော့စကားလုံးနဲ့အဲ့ဖြေထဲမှာတော့ရေးထားပြီးသားအကုန်လုံးဒါပေမဲ့မျိုးတို့ကဒီ dialog ပေါက်နာမည်မေ့နေလို့ရှိရင်ဘယ်လိုလုပ်ဖြေမလဲဟုတ်တယ်မလားအဲ့တော့ specify type dialog ပေါက်ထဲကနေပြီးတော့မျိုးတို့လိုချင်တဲ့ type ကိုရွေးပြီးတော့
ရွေးပြီးတော့select ပေးပေါ့နော် select ပေးပြီးတော့ okay ပေးလိုက်လို့ရှိရင်မျိုးတို့လိုချင်တဲ့ type ပါလာပြီပေါ့နော်အဲ့တော့ multiple type တွေကိုလိုချင်တဲ့ခါကျရင်အဲ့လိုမျိုးယူရတယ်အဲ့တော့မျိုးတို့ဒီမှာဒါလေးကိုသွားယူကြည့်မယ်ဒါတွေကမျိုးတို့အမှုမဲ့အမှတ်မဲ့ဖြစ်နေတာမျိုးတွေပေါ့နော်ဒါပေမဲ့ဆောင်းပွဲကဆောင်းပွဲလိုပဲပေါ့နော်ဆောင်းပွဲကတော့အကုန်လုံးမျိုးတို့အကုန်လုံးကြံထားခဲ့လို့မရဘူးပေါ့နော်အကုန်လုံးကြည့်ရမယ်အဲ့တော့ air terminal လေးကိုယူတယ်ပြီးလို့ရှိရင်မျိုးတို့က load family ယူမယ် load ကိုမျိုးတို့သူပြောတဲ့နေရာကနေသွားယူမယ်ပေါ့နော်သူက mechanical တွေကနော်mechanical တွေက okay MEP ထဲမှာ air side component ဆိုတာရှိတယ်အဲ့ဒီထဲကနေမှပါလဲ air terminal နော် air terminal ကိုမှ side wall လား side wall ဆိုတဲ့ဟာလေးကိုယူလိုက်တယ်နော် air diffuser side wall air diffuser side wall supply diffuser side wall ဆိုတာနော် supply diffuser ကိုမှဒီမှာ side wall လေးရှာကြည့်လိုက် side wall ဆိုပြီးယူလိုက်တဲ့အခါကျရင် तू ကဘာလဲဆိုရင်သူ့မှာဘာလဲဆို type တွေအများကြီး create လုပ်ထားတာရှိတဲ့အတွက်သူ့ကိုဘာလဲဆိုရင်ဒါကိုဘာနော် specify type ပေါ့နော်အဲ့တော့ type တွေကိုဘာလုပ်ခိုင်းတာလဲဆိုရွေးခိုင်းတာအဲ့ဒီမှာမျိုးကြီးတို့လိုချင်တဲ့ type ကလေးကိုပဲဘာလုပ်ရလဲ select မှတ်ပြီးတော့ဘာလုပ်လို့ရလဲဆိုရင်ယူလာလို့ရတယ်အဲ့ဒါဆိုရင်မျိုးကြီး select လိုက်တယ်ဘယ်နှခုလဲ3ခု select မှတ်ပြီးယူလာလိုက်တယ်ပေါ့နော်ယူလာလိုက်တယ်ဆိုရင်အဲ့ဒီ diffuser လေးပါလာမယ်ပေါ့နော်ပါလာတယ်အဲ့တော့ side wall diffuser လေးပါလာမယ်သူ့မှာဘယ်နှခုလဲဆိုရင်မျိုးကြီးခုနကတော့ဘယ်နှခုယူလိုက်လဲ3ခုယူလိုက်တော့ type 3ခုနဲ့ပါလာတယ်ပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ type ကလေးကိုရွေးပြီးတော့ခေါ်လာလို့ရတယ်ပေါ့နော်အဲ့ဒါကိုပြောတာပြီးလို့ရှိရင်ဒါခုနကတော့ diffuser ကိုဘာလုပ်လိုက်လဲဆိုပြီးမျိုးနေရာချလိုက်တယ်ပြီးလို့ရှိရင် तू ကဘာသွားကြည့်ခိုင်းလဲဆိုရင် type in the type selector မှာ choose on one of the type side wall diffuser set the level ground level ရနေပြီးတော့ဘာလုပ်ထားလဲဆိုရင် ground level ရနေပြီးတော့8 meter ပေါ့နော်8 meter မြင့်တဲ့10ပေပေါ့နော်10ပေအမြင့်မှာမျိုးတို့ထားပြီးတော့နေရာချလို့ရတယ်ဆိုပြီးတော့ तू ပြောထားတယ်အဲ့ဒါဆိုရင် तू ရဲ့ဒီထဲမှာမျိုးတို့မသိတာကadditional ပါလာတာပဲနှစ်ခုပဲရှိလဲနှစ်ခုပဲရှိတယ် room calculation point နဲ့ room calculation point ဒီဘယ်လိုမျိုး effective ဖြစ်တာလဲဟုတ်လားပြီးတော့ space ကိုမှတ်room calculation point ဆိုတာကိုသိတယ်ပြီးလို့ရှိရင် space ကို select မှတ်လိုက်လို့ရှိရင်အဲ့ဒီ space ထဲမှာထည့်ထားတဲ့air terminal ဘယ်နှခုရှိလဲသူ့ရဲ့ air flow ကိုတွက်ပြီးတယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်ဒီမှာ air terminal အတစ်ကိုယူတဲ့အခါကျရင်ကို type ဘယ်နှခုကိုရွေးချင်တာလဲဆိုတာကို type specify type ကနေပြီးတော့ type dialog box ကနေပြီးတော့ကိုရွေးပြီးတော့ထည့်လို့ရတယ်ဟုတ်ပြီနော်ဒါလေးပဲမျိုးကြီးတို့ပို့ပြီးတော့မှတ်ရုံပဲဟုတ်လားအများကြီးမျိုးကြီးတို့ထပ်မှတ်ဆရာမလို့တော့เนาะအဲ့ဒီထဲထဲမှာ question နှစ်ခုပါသွားပြီမျိုးကြီးတစ်ခါတည်းခုနပြောလိုက်တယ်เนาะဘယ်လိုဖြေရှင်းမလဲခုနမျိုး scenario နဲ့ဒီသူ story line ကအဲ့လိုလာတာเนาะအရွှေရွက်ဖတ်တာအဲ့ဒါမှာခုနကတော့ဖြေရှင်းတာ calculation ဘိုင်းနဲ့ဖြေရှင်းတာနဲ့ခုနကတော့ specify type dialog box ထဲကနေယူရဲဆိုတဲ့နှစ်ခုเนาะအဲ့ဒါမှာမိကုန်းနှစ်ခုပါသွားပြီလားအဲ့ဆိုရင်ဒါခေါင်းစဉ်တစ်ခုပြီးသွားပြီခေါင်းစဉ်တစ်ခုပြီးသွားလို့ရှိရင်မျိုးကြီးဟိုဟာလေးဖွင့်ထားလိုက်အောင်လား was ဝါမပွင့်ရသေးဘူးဗာလဲwebsite ရှေ့ရတန်းမှာဒီနည်းနည်းတော်ကီဖုတ်တာစာမေးတာဗာညာနည်းနည်းပြောတာများလို့ရှိရင်နောက်ကနည်းနည်းဟိုဟာဖြစ်သွားဘူးနော်အဲ့မှာမျိုးစိုင်းဝင်ထားလိုက်မယ်ပြီးရင်အဲ့တော့အကုန်လုံးလဲဖြည့်ထားမယ်ပေါ့နော်အကုန်လုံးဖြည့်ထားမှာဘာဖြစ်မလဲဆိုရင်အကုန်လုံးဖြည့်ထားမှအကုန်လုံးကြည့်လိုက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ဟိုဟာလေးမှာကြည့်လိုက်လို့ရှိရင်အစိမ်းရောင်လေးတွေတက်နေမှာပေါ့နော်တစ်ခုပြီးတစ်ခုဘယ်လောက်ပြီးဘယ်ထိပြီးသွားပြီလဲဆိုတဲ့ဟာကိုအဲ့တော့ခဏလေးနော်မျိုးဒီမှာဟိုဝင်ထားလိုက်အောင်လား okay 5 8 5 3 8 3 6 3 ဆိုတော့ okay မဟုတ်ရင်နောက်တစ်ကြောပြန်ပါမယ်ဘာပြောအော်ဘုံမက်နဲ့ထည့်ထားလိုက်ရရနော်မျိုးဆိုထည့်ထားလိုက်တယ်ဟိုဟာကြည့်ရမယ်ဟာတွေပေါ့ okay ဘာလို့ဆိုင်ရပေးမလဲဆိုင်ရင်ဝင်မထားလို့ရှိရင်ဒီမှာဖြေလို့ရှိရင်မရဘူးနော်
အဲ့တော့ဒီမှာမျိုးရဲ့မဖြေဘူးကိစ္စမရှိဘူးဒီကလူရဖြေထားလိုက်အဓိကဒီကမြန်ရပြီနော်ဝင်လိုက်ခဏကိုကမြန်နေနော်နောက်တစ်ခုကဘာလဲဆို elder meaning လား elder meaning ဆိုမျိုးတို့ဒီမှာကြည့်လိုက် when the family has the associated type catalog ရှိရတဲ့နော် associated type catalog ဆိုတော့အဲ့တော့ family မှာသူ့မှာခုနကတော့ site မျိုးစုံပေါ့နော်ရှိမယ်တဲ့ which ကားတဲ့ with ဘာကားတဲ့ what ဘာ appear when loading the family into the project ထဲကိုလှုပ်ထည့်လိုက်တယ်သူ့မှာ associated type catalog ဆိုတော့ catalog ဆိုတဲ့သဘောတရားကဘာကိုပြောချင်တာလဲဆိုတော့ type တွေပေါ့နော်မျိုးစားမျိုးစုံနဲ့သူ့မှာ family မှာ catalog ရှိနေတယ်ပေါ့နော်အဲ့တော့ type တွေအများကြီးရှိနေတယ်အဲ့လားကိုမျိုးတို့ကလှုပ်ထဲကို project ထဲကိုလှုပ်အနေနဲ့ခေါ်ထည့်လိုက်တဲ့အခါကြာရင်တဲ့နော်ဘာပေါ်လာမလဲဆိုတော့ခုနမျိုးတို့ပြောလိုက်တဲ့ဟာဘာဖြစ်မလဲဒီက1 2 3 4 specific type နော် specific type type specify type dialogue အဲ့ဒါလေးကိုမျိုးတို့ဖြည့်လိုက်မယ်ဟုတ်လားနော်အဲ့ဆိုမျိုးတို့ပြောတာခုနကတော့ပါသွားပြီပေါ့နော်အဲ့ဒါဆိုရင်နောက်တစ်ခုကကြတော့ fire protection sprinkler fire protection sprinkler ဆို sprinkler point လေးတွေချမှာအဲ့တော့အကုန်လုံးက तू ကဒီ model လေးမှာဘာကိုသင်နေလဲဆိုတော့ तू ကအခုပထမဦးဆုံးရှေ့ပိုင်းနေရပါလဲဆိုရင်ဒီ point တွေချတဲ့အပိုင်းကိုသွားတာပေါ့နော်အဲ့တော့သူ့ရဲ့ landing objective ကိုကြည့်ကြည့်မယ် recognize တဲ့ hosted non hosted sprinkler ဆိုတော့မျိုးတို့သိသွားပြီဘယ် family ပဲလာlighting ခုနကတော့ဆို air terminal ပဲလာခုနကတော့ mechanical equipment တွေပဲချအခုဆိုရင်ဒါပါလဲ sprinkler ပဲချhosted non hosted မျိုးတို့သိထားပြီးသားပြီးရင် place နေရာချတာလဲကောင်းကောင်းမျိုးတို့ချတတ်တယ်နောက်တစ်ခါပါလဲဆိုရင် modify symbol use for sprinkler အဲ့လာကဆောင်းပွဲမှာမေးတယ်နော်အဲ့တော့ဒီဟာလေးမျိုးတို့ထူးခြားပါလာတာပါပဲရှိတယ်ဒါလည်းရှိတယ်ဒါပေမဲ့မျိုးတို့ course ကိုတော့အကုန်လုံးဖတ်သွားမယ်ပေါ့နော်ပြီးရင်ပါလဲ open the exercise file အဲ့တော့ fire protection sprinkler model လေးကိုဖွင့်လိုက်မယ်အဲ့ဒီမှာ link ထည့်ထားတယ်ပြီးရင် to place the sprinkler ကိုနေရာချဖို့အတွက်ဆိုရင်ဒီမှာပါလဲ sprinkler point ဆိုတဲ့ system အောက်ထဲမှာဟုတ်တယ်နော် system အောက်ထဲမှာဘာလဲဆို sprinkler ဆိုတဲ့ဟာရှိတယ်ဟုတ်တယ်နော်ဒီ panel မှာ plumbing and piping ဆိုတဲ့ panel ထဲမှာ sprinkler ဆိုတာရှိတယ်အဲ့ဒီ tools လေးကိုယူမယ်ယူလိုက်လို့ရှိရင်သူဒီခုနလိုပဲ hosted တစ်ခုခုဖြစ်နေတဲ့အတွက်သူဒီ Facebook family ပေါ့နော် Facebook family type တစ်ခုခုဖြစ်တဲ့အတွက်သူဒီ placement panel ပေါ်မယ် placement panel ပေါ်တဲ့အခါကျရင်မျိုးတို့နေရာချမယ်အဲ့တော့ကိုယ့်ရဲ့ပစ္စည်းကဘယ်လိုမျိုးလဲပေါ့နော်ခုန host ပေါ်မှာ host လုပ်တယ်ဆိုရင် ceiling ပေါ်မှာ host လုပ်တယ်ဆိုရင်ဘာကိုရွေးမလဲမျိုးတို့ plane ကိုရွေးမှာပေါ့နော် wall မှာ host လုပ်တယ်ဆိုရင်တော့ vertical ကိုရွေးမှာပေါ့နော်အဲ့လိုမျိုးရွေးပြီးတော့မျိုးတို့နေရာချတဲ့အခါကျရင်ဒီမှာတဲ့ तू က select type ကိုရွေးခိုင်းတယ် type selector ကနေပြီးတော့ 1.2 inches ဘာလဲဆိုရင် drawing panel sprinkler ပေါ့နော်ဆိုပြီးတော့ယူလိုက်တယ်ယူပြီးတော့ဘာလုပ်လဲဆိုမျိုးတို့နေရာချတယ်ပေါ့နော်နေရာချတဲ့ခါကျရင်ခုနလိုပဲ तू က ceiling ပေါ်မှာနေရာချတာဆိုတဲ့အတွက် ceiling ပေါ်မှာနေရာချလိုက်တယ်အဲ့လောက်မှနှစ်ခုလုံးအတူတူပဲခုန air terminal ချတယ်လို့ပဲ ceiling ပေါ်မှာတန်းပြီးတော့ hosted ကိုနေရာချတဲ့အချိန်မှာတန်းရောက်သွားဒီလိုမျိုးတချို့ဟာကြတော့ non hosted family ဆိုရင်ဘာလုပ်လိုက်လဲမျိုးတို့ height တစ်ခုပေးပြီးတော့တင်လိုက်တယ်ဟုတ်တယ်နော် height လို့တင်လိုက်တယ်ဆိုပြီးတော့မျိုးတို့ရပြီပြီးလို့ရှိရင်မျိုးတို့ session ဖြတ်ကြည့်ရဆိုတဲ့ process အကုန်တူပဲဟုတ်ပြီနော်ကုန်တူပဲဒါပေမဲ့ဘယ်နားမှာမျိုးတို့ဒီနေရာလေးတစ်ချက်ပဲအဲ့တော့မျိုးတို့နေရာတော့ချကြည့်မယ်ပေါ့နော်အဲ့ဒါမှပစ္စည်းလေးကိုမျိုးတို့ကဘာပစ္စည်းလေးလဲဆိုတာကိုပြဖို့အတွက်ပြလို့ရမှာအဲ့တော့ fire protection မှာဆိုရင်ceiling plan လေးကိုဖွင့်ထားတယ်ပြီးလို့ရှိရင် system ကိုသွားမယ်ပြီးလို့ရှိရင် sprinkler point ကိုယူတယ်ယူပြီးတော့panel ဆိုပြီးတော့မျိုးချလိုက်မယ်အဲ့မှာဒီဟာဆိုရင်ဒီမှာကြည့်လိုက်ရိုးပါလဲသူ့မှာ placement panel မပေါ်ဘူးဆိုတဲ့အတွက်ဘာလဲဆိုရင်မျိုးတို့height တစ်ခုပေးပြီးတော့မျိုးတို့ချလိုက်မှာပေါ့နော် height တစ်ခုပေးပြီးတော့ချလိုက်မယ်ဟုတ်လားပြီးတော့နောက်တစ်ခုကကြတော့နောက်တခြားသောဟာလေးကိုမျိုးစမ်းကြည့်မယ်ပေါ့နော်တခြားဒီထဲမှာ type တွေရှိတယ်ဆိုတော့ဒီ type ကိုကြည့်လိုက်မယ်ဒီ type ကဆိုရင်လည်းမဟုတ်ဘူး hosted မဟုတ်ဘူးဆိုတော့မျိုးတို့တခြားဟာလေးတစ်ချက်ကြည့်ကြည့်မယ်ဒါလေးကိုကြည့်ကြည့်မယ်ဒါဆိုရင်ရောဒါဆိုရင် placement panel ပေါ်သွားပြီဆိုတော့ကျင်းနေဒါဆိုရင်ဘာလဲဆိုရင်ပေါ့နော် hosted family တစ်ခုပေါ့အဲ့ဒါအနည်းအောင်ချလိုက်တာနော်ဒီတိုင်းပဲယူချလိုက်တာဘယ် type ကိုယူပါဆိုတဲ့ဟာမျိုးမသွားတော့မင်းနဲ့ချလိုက်တယ်ပေါ့နော်အဲ့ဒါလေဆိုရင်နေရာချတာမျိုးတို့ချတတ်သွားပြီဟုတ်လားအဲ့ဒါသွားပြီဆိုရင်ခုနက section ဖြတ်ပြီးတော့ကြည့်ရဆိုလဲကြည့်တတ်တော့အခုကသူ့ရဲ့နောက်တစ်ခုကဘာလေးပဲလဲဆိုရင်စောင်းဝန်းမှာဒါကိုမေးတာ after sprinkler have been placed နေရာချပြီးတော့ that type can be changed with the type selector ကနေပြီးတော့the sample can also be adjusted for individual instance အဲ့တော့ဒီမှာ तू ကဘာထည့်ထားလဲဆိုရင် sample လေးတွေကိုအဲ့တော့ type ကဒါပဲအဲ့တော့တို့family တွေလုပ်တဲ့ခါကျရင်เนาะဒီ sprinkler ပေါ့เนาะsprinkler ကိုသွားမယ်ပေါ့เนาะ sprinkler ကိုသွားတဲ့ခါကျရင် sprinkler တွေမှာမျိုးတို့က sprinkler တွေကိုဘယ်လိုထားလဲ sprinkler တွေရဲ့ shape ပုံစံကအတူတူပဲ sprinkler ကိုအပေါ်ကိုလှည့်တယ်အပေါ်ကိုထောင်တယ်အောက်ဘက်ကိုမျက်နှာမူတယ်တချို့ဟာလေးကျတော့
ဒီ flutter လေးတွေကွာတယ်เนาะအဲ့လိုမျိုးလေးတွေပဲကွာတချို့ဟာကြီးအတူတူပဲအဲ့တော့ဥပမာ ceiling မှာဆိုရင်မျိုးတို့ကဒီ ceiling sprinkler တွေကိုနေရာချတဲ့ခါကျရင် ceiling ရှိရပေါ့ဟုတ်လား ceiling ရှိရဆိုရင်2 layer ပေါ့နော်မျိုးတို့ကဒီအပေါ်က surface ကိုလည်းမျိုးတို့ကဟို false ceiling ပေါ့နော် false ceiling လို့ခေါ်တာပဲဟုတ်လားဘာမှ ceiling မရှိဘူးဆိုရင် flow ကြီးပေါ့ flow ကြီးအောက်ကနေမြင်နေရတဲ့ flow ကြီးဒီဟာအဲ့ဒါဟိုပါပဲ ceiling ပဲ false ceiling ပဲပေါ့အဲ့တော့အဲ့လာကိုမျိုးတို့က2 layer လို့အောက်မှာရိုးရိုးဒီဟိုပါပေါ့နော်ဟို ceiling type တစ်ခုရှိရဆိုရင်အဲ့လိုမျိုးအခြေအနေတစ်ခုဆိုရင်ဘာဖြစ်လဲဆိုရင်ဒါ2 layer ပေါ့နော် ceiling က2 layer ဆို ceiling 2 layer ဆိုမျိုးတို့က upright လည်းရှိတယ် pendant လည်းရှိတယ်ဟဲ့လားအပေါ်ကိုပေးတဲ့ sprinkler လည်းရှိတယ်အောက်ကိုပေးတဲ့ sprinkler လည်းရှိတယ်ဆိုရင်မျိုးရိုးမှာဘာလဲဆိုရင်ဒါပေမဲ့အဲ့ဒီပစ္စည်းလေးကတူတူပဲဟုတ်လားအပေါ်ကိုပဲထောင်အောက်ကိုပဲထောင်အောက်ကိုပဲငိုက်facing လုပ်နေပြီစေသူ့ရဲ့ပစ္စည်းလေးကအတူတူပဲအဲ့ခါကျရင်မျိုးရိုးကဘာလဲဆိုရင်တိုက်တွေခွဲထားတယ်တိုက်တွေခွဲပြီးတော့ family ကတစ်ခုပဲ family ကတစ်ခုပဲကိုတိုက်လေးတွေအောက်ကနေပြန်ခွဲလိုက်တယ်ဒါကတော့ pendant ဒါကတော့upright အဲ့လောက်မှပါလဲ sample လေးတွေခွဲထားတယ်ဟုတ်လား pendant ဆိုရင်ဘယ်လိုမျိုးပြောလဲ pendant ကဒီလိုမျိုးသွားတယ်upright ကကြတော့ဒီဟိုဟာနဲ့စကင်နဲ့ပြဟုတ်လားအဲ့လိုမျိုးကိုပေးတဲ့အဲ့တော့ကိုပြတဲ့ဒီ sample လေးတွေနဲ့ဒီကိုရဲ့သုံးထားတဲ့ uses တွေကတော့ tally ဖြစ်ရမှာပေါ့နော် tally ဖြစ်အောင်လို့ပြမယ်အဲ့တော့လဲချက်မှာဖော်ပြမှာပေါ့နော်ဆိုတော့အဲ့ဒီဟာလေးတွေကိုတချို့ကြတော့ဘာလို့ဆိုရင် family တစ်ခုပဲတိုက်ကလေးတွေခွဲပြီးတော့ဘာလုပ်ထားလဲဆိုရင်ဒီ sample လေးတွေကိုsample လေးတွေနဲ့အကုန်လုံးကိုဘာလုပ်ထားလဲ link ချိတ်ပြီးတော့လုပ်ထားတယ်ဒါပေမဲ့ဒီမှာကျတော့ तू ကဘယ်လိုလဲဆိုတော့เนาะဒီမှာကျတော့ဘယ်လိုလဲဆိုတော့ तू က family ကတစ်ခုပဲအဲ့လောက်မှ तू ကဘာလဲ sample လေးတွေပဲလိုက်ပြောင်းတာအဲ့ဒါဆိုရင်ဥပမာမျိုးတို့ကဒီ family ကတစ်ခုပဲတိုက်ကိုတောင်ပြောင်းတာမဟုတ်ဘူး तू က family ရဲ့sorry sample လေးရဲ့ဟိုဟာတွေပဲပြောင်းတာဟုတ်ပြီနော် sample လေးပဲဆိုဥဆိုရင်ရဲ့ဒီမှာဒါလေးကို select မှတ်လိုက်တယ် okay ဒီမှာနောက်တစ်ခုထပ်ပြီးတော့ copy ကူးလိုက်တယ်ပေါ့နော်ဒါလေးကို select မှတ်လိုက်မှတ်လိုက်လို့ရှိရင်မျိုးတို့ဒီဟာက upright တဲ့ဟုတ်လားနောက်တစ်ခုကကြတော့ထားပါတော့နောက်တစ်ခုကဘာလို့မျိုးလဲ upright ကိုမှနောက်တစ်ခုက spring နဲ့သွားတယ်ပေါ့နောက်တစ်ခုကဘာလို့သွားတယ်အဲ့လိုမျိုးလေးတွေတွေ့လားဒီမှာသွားပါလဲဆိုရင်သူ့ရဲ့လဲချံလေးတွေကိုပြောင်းထားတာပေါ့နော်ပြောင်းသွားဒါပေမဲ့အပေါ်ကကြည့်တော့အတူတူပဲအောက်မှာဒါဘာလို့ဆိုတော့ तू က sample လေးတွေကိုပြောင်းလိုက်တာပေါ့နော် sample လေးတွေကိုအဲ့လိုပြောင်းသုံးတယ်ဒါပေမဲ့တကယ်တမ်း project ထဲမှာကျတော့မျိုးတို့ကဘယ်လိုမျိုးလဲဆိုတော့အဲ့လိုဒီဘေးကနေပြီးတော့ sample လေးတွေပဲလိုက်ပြောင်းနေဆိုဘာလို့ရမလဲဆိုမျိုးတို့ကအဲ့နေရာတွေဘာလို့ရလဲဥပမာထားပါတော့ဒါမျိုးဆိုရင်ပါလဲအဲ့တော့ sample လေးတွေတွားကြည့်မယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာ enter bin enter dead တွေရှိရဟုတ်လား enter bin enter dead ရှိရပြီးလို့ရှိရင်မျိုးတို့က ceiling မပါဘူးဆိုရင်တော့ဘာလဲဆိုရင် upright တစ်ခုပဲသုံးတယ်ပြီးလို့ရှိရင် cut off sprinkler တွေရှိရ side wall sprinkler တွေရှိဟုတ်လားအဲ့လိုမျိုးတွေဆိုရင်ဒါမျိုးတွေဆိုရင်ဒီမှာဒီ enter bin enter dead မှာသုံးတဲ့ဟာတို့ဒီ cut off sprinkler တို့ဆိုရင်သူက orientation တွေပဲပြောင်းသွားတာဟုတ်လား installation လုပ်တဲ့ orientation ပြောင်းသွားတာသူ့ရဲ့ sample လေးတွေအတူတူပဲလေနော်အတူတူပဲဆိုရင်မျိုးတို့ဒီဟာလေးတွေကိုဘာလို့လဲ sample ပဲပြောင်းတယ်ဆိုပေမဲ့ project ထဲမှာကြတော့တကယ် actual project ထဲမှာတော့ဒီ sample ကိုပဲဥပမာဒီနေရာမှာဘာပေါ့နော်ဒီနေရာမှာဘာသုံးမယ်ဆိုပြီးတော့မျိုးတို့ကရှိရဆိုရင်အဲ့လားလေးတွေကိုပဲ selection ပေးပြီးတော့ဒီမှာဟို sample ကိုလိုက်မချိန်ဘူးအဲ့လားဆိုရင်ဘာဖြစ်လဲဆိုရင်ဒီ property palette ကနေချိန်တာဆိုရင်ဘာဖြစ်သွားလဲဆိုမျိုးတို့ကဟိုက manual ပြောင်းသလိုဖြစ်နေရပါတော့ manual ခဏလေးနော်တခါဖွင့်အဲ့ဆိုရင်ဒီမှာဗာလဲဆိုရင်မျိုးတို့ကဗာလဲဒီsample ပေါ့နော် sample လေးတွေကိုဗာလုပ်လဲဆိုရင်sample နဲ့ type တွေကိုတခါတည်းခွဲပြီးတော့လှုပ်ထားတယ်အဲ့လားဆိုရင်မျိုးတို့ကကြည့်လိုက်တာနဲ့ဗာလဲဆိုတော့မျိုးတို့ဒီ quantity take ကိုကောက်တဲ့အခါကျရင်လေ type ကဥမာဒီဟာကဒါပါတော့ upright ဆိုရင် upright နဲ့သူ့ရဲ့ sample နဲ့တခါတည်း type နဲ့တွဲထားပြီးသားဆိုရင်လေ pendant ဆိုရင်လည်းအဲ့လိုပဲ pendant type ခွဲထားတယ်ပြီးလို့ရှိရင်သူ့ရဲ့ sample နဲ့တခါတည်းတွဲထားတယ်ပေါ့နော်ဒါပေမဲ့ဒါကတော့ somewhere မှာမေးဒါကတော့တကယ် actual မှာသုံးရင်အဲ့လိုသုံးတာဟုတ်ပါနော် type တွေချခွဲထားတယ်သူ့ရဲ့ family နဲ့သူ့ရဲ့ sample နဲ့သူ့ရဲ့ name နဲ့ type name နဲ့တခါတည်းတွဲထားတယ်အဲ့လာမှမျိုးတို့ quantity take ကိုလုပ်တဲ့အခါကျရင်သူနေရာချတဲ့အခါကျရင်လည်းလွယ်တယ်ဒါဒီလိုမျိုးအပြင်က property palette ကနေသွားလုပ်တာဘာလဲဆိုရင်အားလုံးက individual ဖြစ်နေတယ် individual ဖြစ်နေတယ်ဆိုရင်မျိုးတို့အကုန်လုံး like select မှတ်ပြီးတော့မှလုပ်နေရတယ်ကိုလိုချင်တဲ့ type ကိုတန်းပြီးတော့ဟိုချသွားလို့မရဘူးပေါ့နော်အဲ့တော့မျိုးတို့ကတော့ project ထဲမှာဆိုရင်တော့အဲ့လိုမသုံးဘူးဘာသုံးလဲဆိုရင်ကိုယ့်ဘောင်ကိုတခါတည်း sample ကို type ကိုတခါတည်း type တွေတခါတည်းခွဲပြီးတော့ချထားတယ်ဟုတ်လားဒါပေမဲ့ somewhere မှာကျတော့ဘယ်လိုမေးလဲဆိုရင် okay မြင်တို့ရဲ့ဒီပေါ့နော် mechanical designer တယောက်ကမျိုးတို့နေရာဒီ pipe ဟိုဟာကို sprinkler point ကိုနေရာချတဲ့အခါမှာမတူညီတဲ့ခုနကတော့usage ပေါ့နော် upright တွေ
ကိုလိုချင်တဲ့ type တွေကိုပြောင်းဖို့ sample ကိုပြောင်းဖို့အတွက်ဘယ်မှာ click ကလဲပေါ့နော်ဘယ်ကနေပြီးတော့ control လုပ်လဲလို့မေးတာအဲ့ခါကျရင်မျိုးတို့ကစောင်းပွဲမှာလေဘာလေးပဲဖြည့်ပြီးရုံလဲဆိုရင်ဒီနေရာလေးကိုမျိုးတို့မိကုန်းပုံစံ type တွေတင်ခဲ့တယ်နော်မိကုန်းပုံစံ type တွေထဲမှာဘာလုပ်ခိုင်းတာလဲဆိုရင်ဒီနေရာလေးကိုဆက်လက်ပေးလိုက်ရုံပဲအဲ့တော့ तू ကဒီ property palette ကြီးပေးထားတယ်ဆိုရင် तू ကဘာလေးဘယ်လိုမျိုးလေးပေးထားမလဲဆိုရင်စောင်းပွဲကြရင်အဖြေမှာကမျိုးကြီးဒီမှာနော်ဟိုဟာလုပ်လိုက်အောင်မယ် snipping tool လေးယူလိုက်အောင်မယ်အဖြေမှာဘာလေးပေးထားမလဲဆိုဒီလိုမျိုးလေးပေးထားတာဒီအပိုင်းလေးပေးထားတာအဲ့လားလေးကိုမျိုးကြီးကဒီပေါ်မှာ mouse လေးတင်လိုက်တာနဲ့ mouse လေးဒီနားမှာအဲ့တော့ဘယ်နားကိုပဲ pointer mouse လေးတော့ထားအဲ့လားလေးကဘာလဲအပြာရောင် highlight ကလေးလင်းနေဟုတ်ပြီနော်အဲ့မှာမျိုးကြီးတို့ကဘာလဲဆိုရင်ဒီနေရာလေးမှာဟိုဘာလေးတင်လိုက်တာနဲ့ဒီနားမှာဟိုဘာလေးတင်လိုက်ပြလက်လင်းသွားပြီအဲ့လားလေးကိုဘာလုပ်လိုက်လဲ click လေးတစ်ချက် mouse ကလေးနှိပ်လိုက်တာနဲ့အဲ့လားအဖြေပြီးသွားဖြစ်သွားတယ်အဲ့တော့ဟိုဘာလုပ်တယ်ဆိုတာဒီ mouse လေးကဒီနားလေးကိုရှောက်သွားလိုက်ရင်တော့ပြလက်လေးနေရပါတော့ဒါပေမဲ့ तू က temporary ပဲပေါ့ဒီနေရာကအဖြေမှန်ဆိုရင်အဲ့နေရာကိုမျိုးကြီးကဘာလုပ်လဲ click လေးနဲ့ mouse click လေးနဲ့ဖိလိုက်တာနဲ့ဒီနားမှာအပြာရောင်လေးဖြစ်သွားတယ်အဲ့တော့ဆောင်းဝဲမှာအဲ့လိုမေးတာနော်ဆောင်းဝဲမှာဘာမေးမလဲဆိုရင်ခုနကတော့ mechanical designer တယောက်ကအဲ sample ကိုပြောင်းမယ်ပေါ့နော်ပြောင်းမယ်ဆိုရင်ဘယ်ကနေပြောင်းမလဲဆိုပြီးတော့မေးတဲ့ခါကျရင်ကိုကဒီနေရာလေးကိုဖြည့်ပြရမယ်ဒါမေးခွန်းတစ်ခုအဲ့တော့ဒီထဲမှာဆိုရင်မျိုးတို့ရှေ့ရအပိုင်းနေမျိုးတို့သိထားပြီးသားဟလားအများကြီးဘာမှ practice လုပ်ဆရာမလို့မှတ်စရာဘာပဲထူ additional ပို့လာတာလဲဆိုရင် sample တွေကိုနော်ပြောင်းတဲ့အခါကျရင် property palette ကနေပြီးတော့အမှ sample ဆိုတဲ့ general annotation ဆိုတာရှိရဲ့အဲ့ကနေပြီးတော့မျိုးတို့က drop down arrow တွေလုပ်ပြီးတော့ကိုလိုချင်တဲ့ဟာကိုပြောင်းပေးရမယ်ဆိုတဲ့ဟာတစ်ချက်မှတ်လိုက်ရပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်နောက်တစ်ခုကကြတော့မျိုးတို့အမှဘယ်ကိုပြန်သွားမလဲဆိုတော့နော်ဒီမှာဘယ်ကိုသွားမလဲဆိုတော့fire protection ကိုသွားမယ်သွားတဲ့အခါကျရင် fire protection မှာ which tool ကို is used to သုံးတယ် place fire protection sprinkler ပေါ့နော် sprinkler တွေကိုနေရာချဖို့အတွက်ဘယ်တူကိုသုံးလဲတဲ့လွယ်လေးရဲ့ကြိုက်တယ်လူဖြေလေ English. sprinkler ဟုတ်ဖြေပြီးနော်မြန်ဖြေမှာ sprinkler ပဲလားလွယ်လေးရဲ့အဲ့တော့မျိုးတို့မှာ3စီးရှိရဲ့ quiz ဖြေတာရှိမယ် pretest ဖြေတာရှိမယ်အဲ့တော့ pretest နဲ့ quiz နဲ့ဘယ်ရဖို့လွယ်လဲ quiz ကလွယ်လား pretest ကဒီထက်မလွယ်လားဟို pretest ကြီးအကုန်ဖြေထားပြီးသားလူတိုင်းဖြေထားတယ်ဟုတ်ပြီနော်အဲ့တော့ pretest ကမခက်ဘူးလားအဲ့တော့စောင်းပွဲကြရင်လေစောင်းပွဲကြရင်ဒီရက်ဖို့ခက်မှာပါနော်အဲ့တော့နောက်တစ်ခုကျတော့ configure နောက်တစ်ခုကျတော့အဲ့တော့မျိုးတို့ကတော့နေရာချတဲ့အပိုင်းတွေအကုန်သိသွားပြီနော်နေရာချတဲ့အဲ့တော့ကိုယ့်ဘန်ကိုပြန်ပြီးတော့ recall ခေါ်ကြည့်နော်ပထမအခန်းမှာဘယ်အချက်ကိုတိတ်နှုတ်လောက်ကမလဲအဲ့တော့မျိုးကြီးဒီထဲမှာဟိုဟာလေးထည့်ပေးထားတယ်နော်ဒီမှာဆိုရင် air terminal ဆိုရင် air terminal မှာဒီမှာ select space ကို select မှတ်တဲ့ခါကျရင် air flow တွေကိုသိရတယ်ပြီးရင်နောက်ပြီးတော့ control air direction တွေကိုဘာလို့ကနေ instant property မှာကြည့်ပြီးတော့ direction arrow လေးတွေကို control လုပ်လို့ရတယ်ဟုတ်လားပြီးလို့ရှိရင် space တွေက plan တွေ section တွေမှာတွားကြည့်လို့ရတယ်ပြီးရင်အဲ့ဒါဘယ်လိုမျိုးပြောချင်တာလဲဆိုတော့မျိုးဒီမှာနော်ဒီမှာဗာလေးပြမလဲဆိုတော့ဒီမှာမျိုးကတော့ section လေးလုပ်ခဲ့တယ်မလား section လေးခုလို့နော်အဲ့ section မှာလဲတချို့တွေကကြတော့မျိုးတို့space တွေက room အတိုင်းအပြည့်ရှိချင်မှရှိရတယ်ဒီမှာ select မှတ်ကြည့်တွေ့လားဆိုတော့ space ကသူ့ရဲ့ဒီ room အပြည့်ပေါ့နော် boundary အပြည့်ရှိတယ်တချို့ space တွေကဘာလဲဆိုရင်ဒီ space အပြည့်မရှိတာရှိရပေါ့နော်အဲ့လိုမျိုးခါကြရင်လေမျိုးတို့က calculate လုပ်ပြီးမလုပ်ပြီးနိုင်တာရှိရနော်ဒါ space လေးကို select မှတ်ပြတာဘာမှမဟုတ်ခုနပြောတာကြာရင်လေလို့နော်ပြီးလို့ရှိရင် edit family ကိုကြည့်တယ် room calculation point သွားကြည့်ရပြီးလို့ရှိရင် specify type dialog ကနေပြီးတော့ require type ကိုပဲမျိုးတို့လုတ်ခေါ်ထည့်တယ်ပြီးလို့ရှိရင် family မှာဆိုရင် sprinkler point လေးတွေနေရာချတယ်သူ့မှာလဲ hosting point hosting လား non hosted လားဆိုတဲ့ဟာတွေကိုမျိုးတို့ share လုပ်ခဲ့တယ်ပြီးလို့ရှိရင် sample တွေကိုဘယ်ကနေချိန်တယ် instant property ကနေချိန်တယ် that's it ဒါပဲเนาะအဲ့လောက်မှဒါလေးရမျိုးရမြင်အောင်ပေါ့နော်နည်းနည်းလေးပြန်ထည့်ပေးထားတာပေါ့နော်အဲ့မှာဒီမှာနည်းနည်းလေးfire နဲ့ပြန်ပြီးတော့ပြန်နှွေးကျင်တယ်ဆိုရင် fire ပေါ့နော် fire မှာ2 layer ဆိုတာဒီပေါ်မှာဗာလဲ select ကြည့်နော်ဒါလေးကမျိုးကြီးဘယ်ကနေ reference ယူထားလဲဆိုရင်တစ်ချက်တင်တော့ပေါ့နော်မျိုးကြီးတို့တင်ပေးတော့ဒါလေးကိုမျိုးကြီးသဘောကျလို့ပြီးတော့ဒါလေးကိုကြည့်ကြရမယ်ရှိသမျှဟာတွေအကုန်လုံးဒီမှာခြုံငုံမိနေလို့ဒါလေးကိုသဘောကျလို့မျိုးကြီးထည့်ထားတာပေါ့နော်အဲ့တော့ဒါလေးကအပေါ်က force ဒီကsurface ရှိရပေါ့နော်ဒီ slash ရှိရဆို force ceiling ရှိရဒီမှာ ceiling တစ်ခုရှိceiling တစ်ခုရှိရဆိုရင်ဒီနားမှာ2 layer ဖြစ်သွားဟုတ်လား2 layer ဆိုရင် upright လည်းရှိမယ် pendant လည်းရှိပြီးရင်ဒီမှာကျတော့လုံးဝဗာလဲ upright ပဲရှိတော့မယ်ပေါ့နော်အပေါ်ဆိုရင်အဲ့မှာဒီမှာ ceiling လေးကိုကြည့်လို့ရှိရင်အပေါ်မှာရှိရချို့ကကျတော့အပေါ်ကိုသွားတာပဲရှိရတချို့ကကျတော့အောက်ပဲအပေါ်အောက်ကောပေါ့နော်2 layer ဆိုရင်တော့အပေါ်အောက်ကိုသွားတာရှိရအဲ့ဒါဆိုရင်သူ့ရဲ့ sample လေးတွေကိုကြည့်လို့ရှိရင်ဒီမှာကြည့်လား circle အပြည့်လေးရှိတယ်ပြီးတော့ circle လေးသူ့ရဲ့ဟိုလေးက
အထဲမှာနှစ်ဝိုင်းချေထားတဲ့ဟာလေးရှိနေနော်ပြီးရင်နောက်တစ်ခုကဒီမှာဘာလဲဆိုတော့ under bin under deck ဟုတ်လား under bin under deck ဆိုရင်မျိုးတို့က under deck ဆိုရင်ဘယ်လောက်လဲ800 deck side က800တဲ့ကြော်နေတဲ့အောက်မှာဆိုရင်မျိုးတို့ကဘာလဲ under deck ထည့်ရတယ်ဟုတ်လား under deck ဆိုရင်သူ့ရဲ့ sample လေးကဘာလေးလဲဆိုရင်ဒီအောက်ထဲမှာထည့်ပေးတယ်ပေါ့နော်သူ့ရဲ့ sample လေးကဘာလဲဆိုရင် cross လေးနဲ့ပြတယ်ဟုတ်လားပြီးလို့ရှိရင်နောက်တစ်ခုက rounded တွေရှိတယ် rounded တွေဆိုရင် diameter 1000ကနေ1000ဆိုရင်မျိုးတို့ကဘာလုပ်ရမလဲ under bin under deck ထည့်under bin under deck ထည့်ရမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက bin တွေပေါ့ဘင်းနေဆိုလဲအဲ့လိုပဲ800ထက်ကြီးသွားတယ်ဆိုရင်မျိုးတို့ဘာထည့်ရမလဲ under depth ပေါ့နော်အဲ့ဆို under ဒါ under depth ပေါ့ဒါကတော့ under bin ပေါ့ sample ကတော့အတူတူပဲ under bin under bin ထည့်ပြီး under bin under depth တွေထည့်ပေးတယ်ပြီးလို့ရှိရင်ဒါမှာ side wall တွေလား side wall တွေဆိုရင်လည်းအဲ့တော့sorry ဒါကြတော့ဟို cut off ပေါ့နော်ဟို stair ကိနားတွေမှာဆိုရင် cut off sprinkler တွေထည့်တယ်သူ့ရဲ့ side သူ့ရဲ့ပုံစံတချို့ကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒီ side wall ပုံစံမျိုးပြတာတွေလည်းရှိနော်အဲ့တော့ side wall sprinkler တွေဆိုရင်အဲ့လိုမျိုး shaft တွေပေါ့နော်lift shaft တွေမှာထည့်ပေးတာရှိတယ်ဟာလားအဲ့လိုမျိုးဒါသူ့ရဲ့ဟို sprinkler ပုံစံလေးတွေပေါ့နော် sprinkler ပုံစံ riser ထဲမှာဆိုရင်မျိုးတို့ဘာထည့်လဲဆိုရင်side wall sprinkler လေးတွေထည့်ပေးနော် riser ထဲမှာဆိုလဲ riser ထဲမှာဆိုရင်လည်း side wall sprinkler လည်းတုံးတယ်တချို့ကြတော့ဒီလိုမျိုးပန်းနဲ့နေမဲ့ဆင်းတာရှိတယ်အဲ့ဒါတော့တချို့မျိုးကြီးဟို project မှာဆိုရင်မျိုးကြီးတို့အဲ့ဟိုဟာထဲမှာဗာလဲlift ထဲမှာထည့်ပေးတာဆိုရင်တော့ side wall sprinkler ထည့်ပေးရပေါ့နော်အဲ့တော့ဆိုရင် lift ထဲကိုဝင်နေဆိုတော့အဝင်တွေတော့ကြည့်ပေါ့နော်ခိုင်ကြရင်တို့ကအဲ့အဝင်ကိုတတ်မှတ်ထားတာရှိတယ်ဘယ်ကနေဝင်မှာပေါ့နော် entrance ကနေပြီးတော့lift ရဲ့ entrance ကိုမှ left ဘက်ကဝင်မှာ right ဘက်ကဝင်မှာဆိုပြီးတော့တို့ positioning ပေးထားတာရှိတယ်အဲ့တော့နောက်ဘက်တွေကနေဝင်လို့မရတာတို့အဲ့လိုမျိုးတွေတတ်မှတ်ထားတာတော့ရှိတယ်အဲ့ဒါကတော့coordination မှာပေါ့နော် coordination မှာတစ်ခုနဲ့တစ်ခုကတော့တူမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်လိုမျိုးတို့ကအဲ့ရှေ့ဘက်ကနေပြီးတော့ left right side ဘက်ကနေဝင်တာပေါ့နော် right side အဲ့တော့ left right ကတော့ကြိုက်တာတော့ဝင်လို့ရတယ်အဲ့တော့ဒါပေမဲ့သူတို့တစ်ခါကျရင် engineer တွေကသတ်မှတ်ပေးတယ်အဲ့အတိုင်းဝင်ပေးရမှာပေါ့နော်ဒါလေးကမျိုးနည်းနည်းလေးထည့်ထားပေးတာပေါ့ပြီးရင်နောက်တစ်ခုကမျိုးတို့က mechanical setting ကိုသွားမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်မျိုးတို့ကဒါဟိုဟာပိုင်း placing နေရာချတယ်ပြီးတော့မျိုးတို့ဒီ setting add တွေမလုပ်ခင်အရင်ဆုံးကဘာလဲဆိုရင်သူ့ရဲ့ mechanical setting ကိုအရင်သွားတာပေါ့နော်အဲ့တော့ mechanical setting ကိုသွားတယ်ဆိုတော့မျိုးတို့ mechanical setting ကိုသွားမယ်အဲ့တော့ mechanical တွေတော့ तू ကတော့နော်တစ်ခုချင်းစီအတွက်မလုပ်ပေးထားလဲဆိုရင်ဒီ model လေးတွေတိစောက်ပေးထားတာပေါ့နော် mechanical setting ဆိုရင်ဒီတချို့ပြီးတဲ့ဟာလေးတွေကိုဒီပိတ်လိုက်မယ်ပေါ့နော်အဲ့တော့ mechanical setting ကဘယ် model လဲဒီ model ဖြစ်မယ်ဒါ desk system ဒီတိုင်းတကိစ္စမရှိဘူးเนาะဘယ်ဒီမျိုးကြီးတစ်ချက်ကြည့်လာမှာဘယ် model လဲဆိုတာ model ဖွင့်ထားပြီးသားရှိလား mechanical setting မရှိဘူးဆိုရင်ဖွင့်လိုက်ရပါတော့เนาะ open project mechanical setting เนาะ mechanical setting ဆို5ပေါ့เนาะ maybe မျိုးကြီးတင်တယ်ဖွင့်ထားတာရှိတော့တယ်ဟိုဒီမှာဖွင့်ထားပြီးသားเนาะဒီ mechanical setting okay mechanical setting မှာမျိုးတို့ကဘာကြည့်နေလဲဆိုရင်နောက်တစ်ခုရောက်သွားရင်เนาะ mechanical setting မှာဘာလဲဆိုရင်သူ့ရဲ့ landing objective ကဘာလဲဆို adjust တဲ့ depth ရဲ့ setting ကိုကြည့်မယ် pipe ရဲ့ setting ကိုကြည့်မယ်ဟုတ်ပြီเนาะအဲ့တော့အရင်ဆုံးသူ့ရဲ့စာကိုအရင်ဖတ်မယ်ပြီးတော့မျိုး software ထဲမှာလေးလုပ်ပြမယ်အဲ့တော့သူပေးတဲ့ mechanical setting ဆိုတဲ့ project ကလေးကိုဖွင့်လိုက်တယ်ဖွင့်ပြီးတော့ to open the mechanical setting dialog เนาะ dialog ကိုဖွင့်တဲ့အခါကျရင်အဲ့တော့ mechanical setting ဆိုပြီးတော့ manage ထဲက mechanical setting ကိုသွားလို့ရတယ်ဒါမှမဟုတ်ဒီနားမှာ mechanical ဆိုတာရှိတယ် system အောက်ထဲမှာဒီမှာ mechanical ဆိုတဲ့အောက်က panel လေးမှာမြားလေးရှိတယ်အဲ့ကနေပြီးတော့သွားလို့ရတယ်လို့ ms လို့လေးရိုက်လိုက်ရတယ်အဲ့တော့ဘယ်ကနေသွားရတယ်ပေါ့နော်အဲ့ဆို mechanical setting လေးကိုရောက်သွားတဲ့အခါကျရင်အဲ့မှာ setting လေးတွေလေ့လာမယ်ပေါ့နော်ဒီမှာသူဘာတွေပြောလာကြတော့ when use the annotate scale for single line fitting is selected in the desk system or pipe system เนาะ pipe system မှာ desk system မှာဒါလေးကိုမျိုးတို့ဆက်လက်မှတ်ထားတယ်ဆိုရင် fitting တွေက we use the depth fitting annotation site or pipe system annotation site အတိုင်းလေးပြောင်းသွားလိမ့်မယ်တဲ့ဆိုတော့သူကဒီမှာပေါ့နော်မျိုးတို့ကဒီဟာ single line နဲ့ပြရဲဆိုရင်သူ့မှာဗာလဲဆိုရင်ဒီ annotation scale ပေါ့နော် annotation ရဲ့ scale လေးတွေကဒီမှာသူကပေးထားတယ် fitting ရဲ့ annotation က 1/8 inch လို့ပြောရဲဆိုရင်အဲ့ဒီအတိုင်းပဲပြီးလို့ရှိရင် rise ဖြစ်သွားတယ် drop ဖြစ်သွားတယ်ဆိုရင် annotation ရဲ့ scale က 1/8 inch ဆိုရင်သူ့ရဲ့အတိုင်းပဲမျိုးတို့က sample လေးတွေဖော်ပြပေးတယ်ပေါ့နော်သူ့ရဲ့ annotation scale တိုင်းဖော်ပြပေးတယ်တဲ့ပြီးရင်နောက်တစ်ခုကကြတော့ဗာလဲဆိုရင် use the fitting တွေကတဲ့ have the use the annotation အဲ့တော့ဒီမှာကတော့သူကနည်းနည်းဟိုဘက်ရောက်ဒီဘက်ရောက်တော့နည်းနည်းဖြစ်တယ်နော်အဲ့ဒါပဲဖတ်တော့ကြည့်လိုက်မယ် fitting နေမှာ hash ရှိတယ် use annotation scale parameter ဆိုတာရှိတယ်တဲ့ when use the annotation scale parameter scale for single line fitting is selected in the desk system မှာလောက်ထားတယ်ဆိုရင်တဲ့ desk system or pipe system မှာလောက်ထားတယ်ဆိုရင် then use annotation scale will be selected for fitting place with this
option N လေးပဲအဲ့တော့ तू ကဘာလဲဆိုရင်ခုနကမျိုးတို့ဒီမှာနော်ဒီနားမှာuse annotation မှာမျိုးတို့သုံးခဲ့တဲ့အတွက်တဲ့ဒီမှာဆိုရင် use annotation scale ဆိုတဲ့ဟာလေးမှာ tick ချစ်ထားပြီးသားဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့မျိုးတို့ကဆွဲတဲ့အခါကျရင်အဲ့ဒီ annotation လေးတွေကိုလည်း scale လိုက်ဖော်ပြပေးတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆို in the depth system မှာဆိုရင်ね depth air density နဲ့ air dynamo viscosity ဆိုတာရှိတယ်တဲ့အဲ့မှာတဲ့မျိုးတို့က can be specified ဆိုတာကိုလိုချင်သလိုတန်ဖိုးတွေထည့်လို့ရတယ်အဲ့တော့ဒီ project မှာမျိုးတို့က analyze လုပ်တယ်ပေါ့နော်ဒီတန်ဖိုးတွေကကျတော့ air density တို့ air ဒီတန်ဖိုးတွေကကျတော့တန်ဖိုးတွေထည့်တယ်ဆိုတာအဲ့တန်ဖိုးတွေက analysis လုပ်တော့မှသုံးတာ analysis အတွက်သုံးပေးတာပေါ့နော်ဆိုတော့ information အနေနဲ့ထည့်တယ်ဒါမှမဟုတ်လေ analysis လုပ်တဲ့အချိန်မှာပဲသုံးတာဆိုတော့ကိုလိုချင်သလိုဘာလုပ်လို့ရလဲဆိုရင် specify လုပ်ပြီးတော့သတ်မှတ်ပေးလို့ရတယ် these parameter affect the die sizing နဲ့ die pressure drop ပဲ तू ကဘာမှ affect တက်ရောက်မှုရှိလဲဆိုရင်သူ့ရဲ့ဒီ air ဒီမှာ density เนาะ air density တန်ဖိုးတွေ air dynamic တန်ဖိုးတွေကဘယ်ပေါ်မှာတက်ရောက်မှုရှိလဲဆိုရင် die sizing လုပ်တာ die sizing လုပ်တာနဲ့ pressure drop ပေါ်မှာတက်ရောက်မှုရှိတယ်အဲ့စကလုံးလေးမှတ်တာเนาะ pressure air ဘယ်ပေါ်မှာ affect တက်ရောက်မှုရှိလဲဆိုရင် die sizing နဲ့ pressure drop ဆိုတဲ့ဟာပြီးရင်နောက်တစ်ခုက several prefix suffix can be specified that setting မှာအဲ့တော့မျိုးကြီးတို့ကဒီမှာပေးတဲ့အခါကျရင်เนาะဒီမှာဝင်ကြည့်လိုက်တဲ့အခါကျရင်ဒီတန်မိုးတွေရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုရင် desk spacer တွေရှိတယ်အဲ့တော့မျိုးတို့က desk rectangle desk တွေဆိုရင်200 desk 300 desk 400 desk အဲ့200 နဲ့300ရဲ့ကြားမှာဘာလဲ cross လေးတွေမပြဘူးလားဟုတ်လားအဲ့ cross လေးတွေပြထားတဲ့အတွက်အဲ့ cross ကိုပြောတာ spacer size တွေကို200ဆို200 into 200ဆိုပြတဲ့ cross ပြီးလို့ရှိရင်သူက rounded တွေရဲ့ size တွေဆိုမျိုးတော့ဘာလဲဆိုရင်အဲ့ထဲမှာဟိုdiameter နဲ့ပြတယ်ဟုတ်တယ်မလားရှေ့ diameter sign လေးနဲ့ဘယ်လောက် size ပါဆိုတဲ့ဟာပြတယ်လို့မျိုးပြီးရင်နောက်တစ်ခုကကိုလိုချင်းသလို suffix တွေ prefix တွေလည်းထည့်ထားလို့ရတယ်ဒါပေမဲ့မျိုးတို့ short drawing မှာဒီ tagin တွေထိုးတဲ့ခါကျရင်မျိုးတို့ဘယ်တော့မှဒီထဲကနေသွားမလုပ်ဘူးဘာကြောင့်လဲဆိုရင်ဒီထဲကနေသွားလို့ရင်ရှိသမျှ deck အားလုံးကို specify လုပ်သွားမှာမျိုးတို့ tagin တွေထိုးတဲ့ခါကျရင်မျိုးတို့ဘာကိုပဲထိုးလဲဆိုရင်ကိုယ့်ဘန်ကိုဘာလုပ်လဲ share parameter လုပ်တယ်လုပ်ပြီးသွားလို့ရှိရင်ကိုဖော်ပြချင်တာဘာလဲ deck size ရဲ့ system ရဲ့ဟလာ system ဖော်ပြမယ်ပြီးလို့ရှိရင်ဘာဥပမာpipe ဆိုလဲ pipe ရဲ့ material ဖော်ပြတယ်အဲ့တော့ကိုဖော်ပြချင်တဲ့ information 3ခုဆိုအဲ့3ခုကိုပါတဲ့ parameter တိဆောက်ပြီးတော့ဘာလုပ်လဲဆိုရင် tagin လုပ်တာနော်ဒီထဲမှာမသုံးဒီထဲမှာ general ပဲသုံးတာ general ပဲဖြစ်နေတာဆိုတဲ့အတွက်မျိုးတို့တကယ်တမ်း project ထဲမှာကျတော့ pipe ဆိုလဲ pipe မှာ system တွေခွဲတယ် plumbing မှာဆိုလဲcold water ရှိတယ် hot water ရှိတယ် sanitary ဆိုလဲအဲ့ဒါမလားvan pipe တွေခွဲတာရှိတယ် swine pipe ရှိတယ် waste pipe တွေရှိတယ် desk ဆိုလဲ desk မှာSAD ရှိတယ် RAD ရှိတယ် fresh air တွေရှိတယ်ဟုတ်လားအဲ့လိုမျိုးတွေအကုန်ခွဲထားတဲ့အတွက်ဒီထဲကနေမျိုးက control မလုပ်ဘူးပြီးရင်နောက်တစ်ခုကသူဘာကိုသင်လဲဆိုရင် angle နဲ့သင်တယ် angle ကို control လုပ်တာသင်တယ်နောက်တစ်ခုကဘာလဲဆိုရင် compression ဆိုတဲ့ဟိုပါဘောနော် conversion ဆိုတဲ့ဟာရှိတယ် conversion ဆိုတာသင်မယ်အဲ့တော့မျိုးကြီးဒီမှာမရှင်းတော့ဘဲနဲ့ဘာလုပ်မလဲဆိုရင်ဟိုဟာထဲမှာသွားကြည့်မယ်ပေါ့နော်စာတွေကိုဖတ်ပြထားတဲ့စာရင်ဘယ်ကိုသွားမလဲဆိုရင်ဒီ setting တွေကိုတန်းသွားလိုက်ဟုတ်ပြီနော် setting တွေကိုမျိုးကြီးသွားပြီးတော့ပြောပြမယ်တခါတည်းအဲ့ဆိုရင် mechanical setting ကိုသွားလို့ရှိရင် manage ထဲမှာเนาะ manage ထဲကနေပြီးတော့ဘာသွားလို့ရလဲဆိုရင် MEP setting ဆိုပြီးတော့ mechanical setting လို့လည်းသွားလို့ရတယ်ဒါမှမဟုတ် shortcut key နဲ့ MS လို့ရိုက်လို့လည်းရတယ်လို့မျိုး system ထဲမှာလည်းဒီမှာ mechanical equipment တောင်မှာပြားလေးရှိတယ်အဲ့ကနေလည်းသွားလို့ရတယ်အတူတူပဲเนาะ3နေရာလုံးရှိတယ်ဘယ်နေရာဖြစ်သွားလို့ရတယ်အဲ့တော့ကိုအားတန်တာသွားအဲ့သူပြောတာဒီမှာ hidden နောက်တစ်ခုကသူဒါလေးကိုပြောမထားဘူးပေါ့နော်ဒါ hidden line ဆိုတာဘယ်လိုမျိုးလဲပေါ့နော် hidden line ဆိုတာဘယ်လိုမျိုးလဲဆိုတော့မျိုးကြီးမှာဒီမှာ sample project လေးရှိတယ်နော်ဒီမှာဆိုရင် hidden line ဆိုတာအခုမျိုးကြီးတို့ကပိုက်တွေတက်တွေဆွဲတယ်ပေါ့နော်ဆွဲတဲ့ခါကျရင်တစ်ခုနဲ့တစ်ခုမျိုးကြီးတို့ကဒီလိုမျိုးဖြတ်သွားတာရှိတယ်ဟုတ်တယ်မလား project ထဲမှာကြာရင်ငါစီလင်ပလန်အဲ့တော့ project ထဲမှာဒီလိုမျိုး pipe တွေဓာတ်တွေကဒီလိုမျိုးဓာတ်ကတွေဖြတ်သွားတယ်ပေါ့နော်ဒီမှာကြည့်ဒီလိုမျိုးတွေဖြတ်သွားတယ်ဆိုရင်မျိုးတစ်ခုနဲ့တစ်ခု overlap ဖြစ်သွားရင်ဆိုအောက်မှာဘာလဲဆိုရင်တို့ hidden လေးတွေပေါ်ပြတယ်ဟဲ့လားဒီလက်အောက်လေးမှာ hidden လေးတွေပေါ်ပြတယ်အဲ့လို hidden လေးတွေပေါ်ပြဖို့အတွက်အဲ့ hidden လေးတွေပေါ်ပြဖို့အတွက် तू ကဘာလုပ်ထားတာလဲဆိုရင်ဒီမှာ setting မှာဘာလုပ်ထားလဲဆိုရင် hidden line ဆိုတဲ့နေရာမှာ on လုပ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့ line style က mechanical hidden ဆိုရင် mechanical hidden သူကဘယ်တိုက်ကိုသုံးချင်တာလဲစိတ်တဲ့သုံးလို့ရတယ်နော်ပြီးလို့ရှိရင်ဒီမှာ inside gap ရှိရယ် outside gap ရှိရယ် single line ဆိုတဲ့ gap လေးတွေရှိအဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်လို့ရှိရင်သူ့မှာကြည့်လို့ရှိရင်ဒီမှာနှစ်ခုဖြတ်တယ်မှာဒီအပြင်မှာလည်း gap တစ်ခုရှိရယ်အတွင်းမှာလည်း gap တစ်ခုရှိရယ်ပြီးလို့ရှိရင်ဒီအလေထဲမှာ line လေးတွေမှာလည်းတစ်ခုနဲ့တစ်ခုအကွာဝေး gap လေးတွေရှိအဲ့လိုမျိုးလေးတွေကို तू ကဘာလဲဆိုရင် adjust လုပ်လို့ရတယ်ဒါပေမဲ့ normal အားဖြင့်မျိုးတို့ကဒါကို on မဲထားလိုက်တယ်တွားပြီးတော့ adjust လုပ်တာတော့ရှားတယ်
ဟုတ်ပြီနော်တိတ်ပြီးတော့ adjust မလုပ်ကြဘူးဒါပေမဲ့သိအောင်ပေါ့နော်ဒီ mechanical setting မှာ hidden line လေးတွေကနေပြီးအဲ့လိုသွားလုပ်လို့ရတယ်ပြီးလို့ dash မှာဆိုရင်အဲ့လိုပဲဒီမှာဒါကတော့ sample တွေကိုပြန်သွားမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာမျိုးကြီးတို့ကနောက်တစ်ခုဆိုရင်ဒီမှာသူခုဘာလုပ်ပေးထားလဲဆိုရင်သူ့ရဲ့ view ကိုကြည့်လိုက်လို့ရှိရင်သူက single line တွေတကယ်တော့သူဆွဲထားတာဘာဆက်လက်မှတ်ကြည့်လိုက်လို့ရှိရင်ဒါပါလဲဒါမှလည်းကြည့်လိုက်ဒါပါလဲ pipe ဒါပါလဲ dead ဟလားဒါပါလဲဆိုရင်ဒါ dead ဟလားသူအဲ့လိုဆွဲထားပြီးမဲ့မျိုးတို့အထက်မှာမြင်နေရတာဒါ single line နဲ့မြင်ရတာเนาะ single line နဲ့မြင်နေရတယ်အဲ့မှာသူကဘာတွေလဲဆိုရင်တဲ့သူ့ရဲ့နောက်တစ်ခု dead system မှာ dead ကော pipe ကောအတူတူပဲ dead setting မှာလည်း pipe setting မှာဒီမှာမျိုးကြီးတို့ကဘာလုပ်လဲ tick လေးချက်ထားတယ်လား annotation scale for the single line fitting ဆိုတာအခု single line ဖြစ်သွားတဲ့အချိန်မှာဒီမှာ single fitting လေးတွေပေါ်နေရလေအဲ့ fitting လေးတွေကိုပေါ်ပြီးတော့ဘာလဲဆိုရင် scale တိုင်းပြောင်းဖို့ scale တိုင်းဆိုတာဒီမှာ scale ပြောင်းလိုက်တိုင်းဒီကအသေးကြီးလိုက်ပြောင်းတာအဲ့လိုပြောင်းဖို့အတွက်မျိုးတို့ကဘာလဲဆိုရင်ဒီမှာ tick လေးပေးထားတယ်အဲ့ဒီ site က annotation site ကဘယ်လောက်လဲဆို1 by 8 inch အဲ့လားတွေကိုလည်းမျိုးတို့ကပြန်ပြီးတော့ဘာလုပ်ရလဲ1 by inch ဆိုပြီးတော့ control လုပ်လို့ရတယ်ဟုတ်နော် control လုပ်ရအဲ့လားကိုပြောတာပြီးလို့ရှိရင်ခုနက density ဆိုတဲ့နေရာမှာဒီနေရာတွေကျတော့မျိုးတို့က calculation ပေါ်မှာမူတည်ပြီးတော့ထွက်လာတဲ့ result တွေကဒီကတန်ဖိုးတွေနဲ့သက်ဆိုင်တယ်ပြီးလို့ရှိရင်ခုနက cross ကကြတော့ခုနလိုမျိုး200ဆိုရင်200 into 200အဲ့ into ဆိုတဲ့ဟာကိုပေါ်ပြတာပြီးလို့ရှိရင် that side က300 round တဲ့300တိုက်ဆိုရင်ရှေ့မှာ circle လေးနဲ့300ပြီးတော့ဒါတွေကတော့မျိုးတို့ကိုလိုချင်တဲ့ sample တွေမျိုးတို့ထည့်ထားလို့ရတယ်ဒါပေမဲ့ဒါကသူပေးထားတဲ့ဟာပဲပေါ့နော် additional တော့ထပ်ထည့်လို့မရဘူးပြီးနောက်တစ်ခုက angle ကဘာလဲဆိုတော့မျိုးတို့ကဒီ angle မှာ use any angle တဲ့ကိုလိုချင်တဲ့ angle ကိုဘာလုပ်လို့ရလဲဆိုကိုလိုချင်တယ်လို့မျိုး angle ပေးလို့ရတယ်နော်ကိုလိုချင်တဲ့ angle ဒါမှမဟုတ် set increment angle ဆိုတာပါဆို angle ရွှေ့လိုက်တိုင်းတစ်ခါ angle ရွှေ့တိုင်းကိုယ့်ရဲ့ mouse ကသွားတိုင်းပါလဲ1 degree ထိသွားတာပေါ့5 degree အဲ့တော့ဒါပေမဲ့ဒါတွေကရှိတာလားရှိတယ်မသုံးဖြစ်ပါဘူးနော်ပြီးရင်နောက်တစ်ခုကဘာလဲဆို use specific angle ဆိုတာကိုသုံးချင်တဲ့ angle ကိုပဲရွေးပြီးတော့ထည့်ထားလို့ရတယ်ဒါပေမဲ့မျိုးအခုစမ်းကြည့်တဲ့လောက်ကဒီဘယ်ဟာပဲထည့်ပေါ့နော် angle fitting တွေကလေspecify လုပ်ထားတော့ညာလေမျိုးတို့ကလည်းအကုန်ဆွဲလို့ရတယ်သိလားပုံမှန်ဆိုရင်တော့ဖြစ်တဲ့နာကအမှ60 80ပေးထား60 45ပေးထားအဲ့60 45လွင်ကျန်တဲ့ဟာကိုပေးမဆွဲတာမျိုးပေါ့နော် limitation လုပ်ထားတဲ့တယ်ပေါ့ဒါပေမဲ့မျိုးအခုကြည့်တဲ့လောက်ကတော့ तू က Revit က we use only the angle specify ဒီ angle ပဲသုံးလို့ရတယ်လို့ရွေးချယ်ထားတော့ညာလေမျိုးတို့စောင့်ကြည့်လိုက်ဒီလုပ်ကြည့်လိုက်တဲ့အခါကျရင်ဘာပဲဆိုဆွဲလို့ရတယ်နော်အဲ့တော့ဒါပါလဲဆိုရင်ဒီမှာသူတင်ထားတဲ့ angle ပေါ့နော်အဲ့မှာ angle setting က control the angle that Revit က we use for setting the option as use any angle set angle increment and use specific angle ဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက mechanical အဲ့ဟိုပါဝဲပြန်သွားမယ်နောက်တစ်ခုကဘာလဲဆိုရင် angle အဲ့တော့ဒီထဲမှာအရေးကြီးတာပါလဲဆိုရင်နောက်လာမယ်ပေါ့နော်အဲ့တော့ convention ဆိုတာမျိုးတို့ဒီ auto routing တွေဆွဲဘူးလား auto routing တွေဆွဲဘူးတယ်ဆိုရင်အဲ့တော့ equipment အဲ့တော့ air terminal ကိုအဲ့ဒါမီနဲ့9ခုကိုအဲ့ဒါမီနဲ့6ခုရှိရပါအဲ့6ခုကိုမျိုးတို့က routing တစ်ခုကိုတန်းဆွဲတယ် auto routing နဲ့ဆွဲမယ်ဆိုရင်အဲ့ဒါမီနဲ့အလုံး select map auto route ဆိုပြီးတော့မျိုးတို့ဆွဲလို့ရတယ်လေဆွဲလို့ရတယ်ဆိုရင်အဲ့ auto route ဆွဲတဲ့ခါကျရင်မျိုးတို့ဒီလိုမျိုးပါလဲဆိုရင်ဒီဇယားလေးပေါ်လာတယ်သိလားအဲ့ကြတတိထားကြည့်အဲ့ဇယားထဲမှာမျိုးတို့ default အနေနဲ့ဆိုရင်မျိုးတို့ဘယ် type ပေါ့နော် dead type ကဘယ် type ကိုသုံးမှာလဲပြီးလို့ရှိရင်သူ့ရဲ့ level ဒီ dead ကိုဘယ် level ကနေဆွဲမှာလဲဆိုတဲ့ level ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒါ main deadပြီးရင်နောက် branch ကကြတော့ branch ကိုလည်းဘယ်တက်အမျိုးအစားနဲ့သုံးပါလဲပြီးလို့ရှိရင်သူ့ရဲ့ level ကဘယ်လောက်ဥပမာ branch မှာကြတော့2မျိုးဖြစ်သွားပြီ dead တွေမှာကြတော့ဘာရှိလဲဆိုရင် flexible လည်းရှိရဟုတ်တယ်မလား flexible လည်းရှိတော့ flexible dead type ကိုမျိုးတို့ထည့်မှာလားထည့်မယ်ဆိုရင်ရွေးပေးမယ်မထည့်ဘူးဆို none ပေါ့ကိုဆွဲရမယ့် routing မှာဒီ flexible ပါတယ်ဆို flexible ရွေး flexible ကကြတော့ high မဟုတ်တော့ flexible ကြတော့ lengthအဲ့တော့ကိုယ့်ရဲ့ project မှာ flexible length ကိုဘယ်လောက်ထိ maximum သုံးခွင့်ပေးထားလဲ flexible တွေကဈေးကြီးတယ်မလားဈေးကြီးတော့မျိုးတို့ကအဲ့မှာသူတို့သတ်မှတ်ထားတယ် maybe 1 meter အများဆုံးလို့ပါလို့လည်းဖြစ်နိုင်တယ်ဟဲ့လားအဲ့ဒါတော့ကိုယ့် project ပေါ်မှာတော့မူတည်တယ်ကိုယ့် project မှာ1 meter အများဆုံးပဲဆွဲရမယ်ဆိုရင်အဲ့မှာကိုက limitation ပေးထားပေါ့1 meter ပေါ့နော်ဒါကတော့သူ့ရဲ့ဟိုဟာ sample project တွေကဟိုဟာတွေဖြစ်နေတာပေါ့နော်ဟိုဟာပေါ့ FPS system ဖြစ်နေတာပေါ့နော်အဲ့တော့ကိုက1 meter ဆိုလဲ1 meter ပေါ့နော်1 meter ထည့်ထားပြီးတော့ဒါကကိုကsetting ပေးထားတာပေါ့အဲ့တော့ဒီ auto routing ထွက်လို့ရှိရင်ကြည့်လိုက်ထွက်လာတဲ့ routing ကဒီမှာပေးထားတဲ့ setting တိုင်းထွက်လာတာဒါပေမဲ့ပြန်ချိန်လို့ရတယ်နော်အဲ့တော့ mostly ကိုသုံးမဲ့ default ကိုထည့်ထားတာပေါ့နော်ပြီးရင်နောက်တစ်ခုက dead side
ဓာတ်စိုက်တွေကဓာတ်စိုက်တွေကိုထပ်ထည့်မယ်ပေါ့နော်ဓာတ်စိုက်တွေကိုသုံးချင်တဲ့ဓာတ်စိုက်မှာအခုဒီမှာ3လက်မဟလား3လက်မကနေစတယ်အဲ့တော့မျိုးရထပ်အဲ့တော့3လက်မကနေဘယ်လောက်ထိရှိလဲဆိုရင်96ထိရှိတယ်ပေါ့နော်အဲ့တော့ဆိုမျိုးရဓာတ်ကလေးကိုမျိုးဆက်လက်မှတ်လိုက်မယ်ပေါ့နော်ဒါပိုက်ကြည့်တာမသိနော်အဲ့တော့ဓာတ်ကိုဆက်လက်မှတ်လိုက်တဲ့ခါကျရင်3လက်မကနေစပြီးတော့ဆိုမှာ3လက်မကနေစပြီးတော့သူ့မှာ96လက်မထိရှိတယ်အဲ့ဒါတွေအကုန်လုံးသူဖော်ပြပေးတယ်အဲ့တော့မျိုးရ project ထဲမှာဘာလုပ်ရမလဲ3လက်မမဟုတ်ဘဲနဲ့ထပ်လိုတယ်ပေါ့ထားလိုက်တော့2လက်မဆွဲရတယ်ပဲဥပမာပြပြရနော်ထပ်ထည့်ဖို့လိုတယ်ပေါ့ထပ်ထည့်ဖို့လိုတယ်ဆိုရင်မျိုးတို့ဘာလုပ်ရမလဲဓာတ်စိုက်ထပ်ထည့်ရထပ်တဲ့ခါကျရင်ဒီ mechanical setting ကနေလာပြီးတော့တန်းထည့်လို့လည်းရတယ်အဲ့မှာမျိုးတို့အခု3လက်မဆိုရင်2လက်မထည့်တယ်ပဲထားပါတော့2လက်မထည့်မယ်2လက်မထည့်လိုက်ထည့်တဲ့ခါကျရင်သူ့ရဲ့နောက်မှာဘာလဲ size list ဆိုတာရှိတယ် sizing ဆိုတာရှိတယ်အခုကမျိုးကြီးကဒီနှစ်ခုစလုံး clip မချစ်ထားဘူးမချစ်ဘဲနဲ့မျိုးကြီးထည့်လိုက်တယ်ဓာတ်စိုက်2လက်မဝင်သွားပြီဒါပေမဲ့အဲ့ဓာတ်စိုက်ကဒီထဲဝင်လာလားကြည့်ဝင်လာလားမကြည့်ဘူး3 create လုပ်ပြီးသွားရင်မဝင်သေးဘူးအဲ့လားဘာကြောင့်လဲဆိုရင်ခုနက setting မှာဘာလုပ်ထားရမလဲဆိုရင် list မှာအဲ့တော့အဲ့ညမှာလည်းမဝင်လာသလိုမျိုးနောက်တစ်ခုဘယ်ညမှာရှိလဲဆိုဓာတ်တစ်ခုကိုဆက်လက်မှတ်လိုက်လို့ရှိရင်ဓာတ်တွေမှာဘာရှိလဲဓာတ် sizing ဆိုတာမရှိဘူးလားဓာတ်ကိုပဲဆက်လက်မှတ်ပိုက်ကိုပဲဆက်လက်မှတ်သူ့မှာ sizing ဆိုတာရှိအဲ့ sizing ကိုသွားလို့ရှိရင်ဒီမှာမျိုးတို့ရဲ့ဓာတ် size မှာဓာတ် size ကို height ကိုပြောင်းပါလား height ပြောင်းပါလား width ပြောင်းပါလားကြိုက်တာပေါ့နော်ကိုပြောင်းမဲ့ဟာပေါ့ဟုတ်တယ်မလားအဲ့မှာမျိုးတို့ size တွေရွေးတဲ့အခါကျရင်ရောရွေးလိုက်တဲ့ဟာပါလာလားမပါလာသေးဘူးထည့်တော့ပြီးသွားရင်မပါလာသေးဘူးเนาะအဲ့လိုမျိုးဆိုရင်ဘာလုပ်ရမလဲဆိုရင်ခုနကတော့ mechanical setting မှာဘာပေးရမလဲဆိုတော့သူ့မှာနှစ်ခုရှိရဲ့ list ဆိုတာဘယ်နာကိုပြောလဲဆက်လက်မှတ်လိုက်လို့ရှိရင်ဒီနားမှာပေါ်လာတဲ့ဆွဲမယ်ဆိုရင်ပေါ်လာတဲ့ list sizing ဆိုတာကဆက်လက်ဆွဲပြီးသားဆက်လက်မှတ်လိုက်လို့ရှိရင်ကို sizing လုပ်ချင်တာကိုလုပ်လို့ရတယ်အဲ့မှာပေါ်လာဖို့အတွက်ဘာလုပ်တာလဲဆိုရင် clip ပေးခဲ့ရဆက်လက်ပေးခဲ့ရဟုတ်ပြီနော်အဲ့လာမှမျိုးကြီးတို့ကဘာလဲဆိုရင်မျိုးကြီးတို့ရဲ့ဒီကိုလိုချင်တာကိုထိုက်ပြီးတော့ထည့်လို့ရမှာအဲ့တော့ထည့်လို့ရတဲ့နေရာမှာခုနကတော့မျိုးကြီး mechanical setting ကနေပြီးတော့တန်းထည့်လို့ရတယ်လို့မျိုးဓာတ်ကိုဆက်လက်မှတ်လိုက်တယ်မှတ်လိုက်ပြီးတော့ edit type ထဲကိုဝင်တယ် edit type ကိုလည်းအထက်မှာဘာရှိလဲ routing preference ဆိုတာရှိ routing preference ကိုသွားလိုက်လို့ရှိရင်ဘာရှိမလဲ data size ဆိုတာရှိဟုတ်လား data size ဆိုတာရှိပြီးတော့မျိုးတို့ထည့်လိုက်လို့ရှိရင်ဟောဒီကိုပဲတက်ရောက်တာမဟုတ်ဘူးလားဟုတ်လားအဲ့တော့မျိုးတို့ထည့်တဲ့ခါကျဘယ်နှခါ click ရတယ်ဓာတ်ကို click ရတယ် edit type ကို click ရတယ် routing preference ကိုတစ်ခါ click ရတယ် data size ကို click ရတယ်ပြီးတော့မှ mechanical setting ဆိုတော့ click ကတော့ဘယ်နှစ်နေရာ click လိုက်ရတယ်9ခါ click တော့မှဒီနေရာကိုရောက်တယ်အဲ့တော့မျိုးတို့ဒီနေရာကို click မလားမ click ဘူး mechanical setting ဆိုပြီးတော့တန်းထည့်လိုက်ဒီထဲမှာတန်းရသွားတယ်ဟုတ်လားအဲ့လိုမျိုးတို့ပေးလို့ရတယ်ဟုတ်နော် mechanical data size ဆိုပြီးတော့ဒီမှာတန်းပြီးတော့ကိုလုံးချင်တာထည့်လို့ရသွားတယ်ဟုတ်နော်ဒါတစ်ခုအဲ့တော့ဆောင်းဝဲမှာ तू ကမေးခွန်းမှာဆောင်းဝဲမှာမေးတယ်တဲ့ဟိုဟာက engineer mechanical engineer တက်ကွာဓာတ်တွေကိုဆွဲတဲ့ခါကျရင်သူ့ရဲ့အမှ तू က list တွေရေးထားတယ်သူတကယ်ရှိတဲ့ list ရေးတာမဟုတ်ဘဲနဲ့ तू ကဘယ်လိုမျိုးလေးလဲဆိုတော့เนาะဘယ်လိုမျိုးလေးလဲဆိုတော့ तू ကအခုဒီပုံလေးနဲ့ဒီလိုပုံစံမျိုးလေးနဲ့ဘာလို့ဆို screenshot လုပ်ပေးထားတယ်เนาะscreenshot လေးလုပ်ထားတယ်เนาะဒါလေးကို screenshot လုပ်ပြီးတော့သူကဘာလုပ်ထားလဲဆိုရင်ဒီနားမှာ drop down arrow လေးပါပါတယ်ပေါ့နော် drop down arrow လေးလည်းပါတယ်ဒီတော့မှာ drop down လေးမှာဆိုပြီးအများကြီးရှိအဲ့ထဲမှာကြည့်လိုက်ပြီးတော့ကြည့်လိုက်လို့ရှင်ကိုကခုနလုံးဝမျိုးလို့9ရှိမယ်10ရှိမယ်12ရှိမယ်ထားပါတော့နော်အဲ့မှာဆိုရင် तू လုပ်ချင်တာက installation ဆွဲချင်တာကပေါ့နော်ထားပါတော့8ဆိုတဲ့ဟာကိုလုပ်ချင်တယ်8လက်မဆိုတဲ့ဟာကိုလုပ်ချင်တယ်ဒါပေမဲ့သူ့ရဲ့ list down ထဲမှာကြည့်လိုက် तू ကဘယ်လောက်ရှိပါတယ်လို့မပြောဘူးသူ့ရဲ့ screenshot လေးပါတယ်ပုံလေးမှာအဲ့တော့9 6ခွန်8ဒီမှာမရှိဘဲနဲ့10 12ဆိုရှိဒါပေမဲ့ तू က mechanical engineer က data site ကို8လက်မဟာဆွဲချင်ပါတယ်အဲ့ဒါဆိုဘယ်လိုလုပ်မလဲပေါ့အဲ့လိုမျိုးဆိုရင် तू ကဖြည့်ပြရမှာအဲ့တော့ခုနကတော့ဒီ mechanical setting ကနေပြီးတော့ data site ထည့်တဲ့ဟာကိုဖြည့်ပြရမှာဒါပေမဲ့စားတော့ကိုအောင်ဖတ်ကြည့်ရမယ်နော်ဖတ်ကြည့်ပြီးတော့အဲ့ထည့်တဲ့မှန်တာကိုဖြည့်ရမှာအဲ့တော့ multiple choice တွေရဲ့ပုံမှန်အားဖြင့်2မျိုးလောက်ကတော့တော်တော်လေးလွဲတယ်ပေါ့နော်2မျိုးကတော့တော်တော်လေးကိုနီးစပ်တယ်ဆိုတော့ကိုအဲ့ထည့်ရနေမှန်အောင်ဖြည့်ပြရနော်အဲ့တော့ကိုဘယ်လိုမျိုးသွားပြီးတော့ယူရလဲဆိုတော့မှတ်ထားရင်ရပြီပေါ့နော်အဲ့ဒါဆိုရင်မျိုးတို့ကဒါကဘာလဲဆိုရင် data site ထည့်တာအဲ့တော့ data site ထည့်တာတူတူပဲ data site ကိုကတော့ rectangular ထည့်တယ်လို့မျိုးပဲသူ့မှာပါရှိတယ် data မှာကျတော့ oval ရှိတယ် oval ကိုလည်းဘယ်လိုမျိုးထည့်မလဲအဲ့လိုပဲထည့်မယ်သူ့ရဲ့ list ဆိုတာဘာလဲ sizing ဆိုတာဘာလဲသိရမယ်နော်ပြီးလို့ရှိရင် oval ရော round ရောအတူတူပဲကိုလိုချင်တဲ့ site တွေထပ်ထည့်လို့ရတယ်ပြီးရင်နောက်က calculation ဒီ calculation ကသူသုံးတဲ့ calculation method calculation formula ကိုဖော်ပြပေးတာဖြစ်တယ်မျိုးကြီးတို့နဲ့မဆိုင်ဘူးเนาะမျိုးကြီးတို့မဆိုင်ဘူးဆိုတာဘယ်လိုပြောရမလဲမျိုးကြီးတို့ဘယ် method နဲ့အဲ့လားဘာလဲဆိုတော့ခုနကလို analysis လုပ်တဲ့လူတွေနဲ့ပဲဆိုင် analysis လုပ်တဲ့ခါကျရင်တော့ဒီဘယ် method နဲ့သွားမှာလဲပေါ့เนาะဒီမှာဆိုရင်
ဒီမှာ method တွေရှိရဲ3 1 2 3ခုရှိရဲဆိုအဲ့ method နဲ့သုံးပါလားအဲ့တစ်ခု method ချင်းမှာ equation တွေကွာသွားတယ်ဟဲ့လားအဲ့တော့ကိုသုံးမဲ့ method ကိုရွေးပြီးတော့ထည့်ပေးထားရမယ်ပြီးလို့ရှိရင် pi set တွေအတူတူပဲ pi set တွေမှာလည်းပါရှိတယ် sample လေးတွေရှိတယ်အဲ့တော့ခုနကတော့ pi မှာဆိုရင်လည်း pi မှာဘာတွေရှိမလဲဆိုရင်ခုနကတော့ scale လိုက်ပြောင်းတယ် fitting တွေပေါ့နော် fitting တွေမှာ scale လိုက်ပြောင်းမယ်ပြီးလို့ရှိရင် up down တက်သွားတယ်ဆိုရင်သူ့ရဲ့ sample လေးတွေဖော်ပြပေးမယ်အဲ့တော့အဲ့မှာတိကျစ်ထားတာနဲ့တိကျစ်ထားမှာဘာလဲဆိုရင်ဒီဟာတွေကို select မှတ် pipe ပဲမှတ်မှတ် depth ပဲ select မှတ်မှတ်ဒီရှေ့မှာဘာလဲဆိုရင်ဘာလဲလဲဆိုတော့ဟုတ်နော်ဒီမှာနော်ဒီတရားပြောတာဟုတ်ပါစေfitting ကိုနော် fitting ကို select မှတ်လိုက်လို့ရှိရင်အဲ့မှာမျိုးတော့ fitting မလား fitting ကို select မှတ်လိုက်လို့ရှိရင်နောက်တစ်ခုကဘာလဲဆိုရင်ဒီနားလေးမှာ use annotation scale ဆိုတဲ့ဟာလေးကလင်းနေမှာအဲ့မှာမလင်းဘူးဆိုရင်ဒီနားမှာ scale တွေပြောင်းဒီဟာကြီးကသေးဆိုအသေးပဲကြိုင်နေတယ်ကြီးဆိုအကြီးပဲကြိုင်နေတယ်အဲ့လိုဖြစ်မှာပေါ့နော်အဲ့တော့ဒါလေးတွေလုပ်တယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်ဒီမှာ setting တွေကိုပဲပြန်သွားမယ်ဆိုရင် ms ပေါ့နော် mechanical setting ဆို ms ဆိုရိုက်လို့ရတယ်အဲ့တော့ ms ဆိုရိုက်လိုက်လို့ရှိရင်အဲ့တော့ angle တူတူပဲ conversion အတူတူပဲဒီမှာ pipe မှာကျတော့မျိုးတို့က flexible မရှိတော့ဟုတ်ပြီနော်ပြီးလို့ရှိရင် segment and side အဲ့တော့မျိုးတို့ pipe တွေကို setting လုပ်တဲ့အခါကျရင် dead မှာကျတော့ဘာလဲ side တစ်ခုဆို enough pipe မှာကျတော့ဘာပါသွားပြီလဲ segment ဆိုတာပါသွားပြီ segment ဆိုတာဘာလို့ဆိုလိုချင်တာလဲဆိုရင် pipe ရဲ့ material အပြင်မှာဆိုရင် pipe ရဲ့ material pipe မှာမျိုးတို့က copper ဆိုရင် copper pipe ရဲ့ copper fitting ပြီးလို့ရှိရင် DI ဆိုရင် DI နဲ့ DI flange တွေသုံးတယ်ဟုတ်လားအဲ့တော့တစ်ခုနဲ့ဒီ material တွေကြောင့်မလို့သုံးတဲ့ fitting တွေကလည်းကွဲသွားတယ်အဲ့လားကြောင့်မလို့မျိုးတို့ကဒီမှာဘာထည့်ရလဲဆိုရင်ကိုသုံးမဲ့အတစ်ထပ်ထည့်တယ်ပေါ့နော်ထပ်ထည့်တယ်ဆိုရင်ဘာလို့လဲဆိုတော့ somewhere မှာမျိုးတို့somewhere တောင်ဖြစ်တယ်interview မှာပြဿနာတက်တာ interview မှာအဲ့လားပေါ့နော် interview မှာထည့်တဲ့အခါကျရင်မျိုးတို့ကဒီ pipe system တွေကိုထည့်မထားဘူးတက်လားသူ့ရဲ့မေဟိုဟာထဲမှာပေါ့နော် project ကိုဆွဲခိုင်းတဲ့ project တွေမှာထည့်မထားဘူးဆိုကိုကဘာလဲဆိုဒါလေးတွေပြန်ပြီးတော့ create လုပ်ရတယ်အဲ့တော့PVC ဆို PVC ပေါ့နော် PVC ကိုကထပ်ထည့်မှာ PVC ဆိုရင်ကျင်းနေတာ segment ကိုအရင်ရွေးရမယ် segment ကိုအရင်ရွေးပြီးတော့မှအဲ့ကိုက PVC သုံးမှဆို PVC မှာ new ထပ်ထည့်တယ်မယ်ဆိုရင်ဒီမှာ 1.2 inch ကနေ 1.2 inch မဟုတ်ဘဲနဲ့ဘယ်လောက်လိုချင်တယ်ပေါ့နော်ကိုလိုချင်တဲ့ဟာတွေဘာလို့လဲထပ်ထည့်လို့ရတယ်အဲ့တော့ pipe မှာကျတော့ထည့်တာနှစ်ပိုင်းရှိတယ်နော်အဲ့မှာမျိုးတို့ကကြည့်လိုက် pipe မှာကျတော့ segment နဲ့ထည့်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုရင် pipe side တွေထပ်ထည့်တယ်အဲ့မှာ pipe side ကျတော့ဘာလဲ nominal ရှိတယ် inner diameter ရှိတယ် outer diameter ရှိတယ်ဟုတ်လားနော်အဲ့လားတွေကိုမျိုးတို့ကဘာလဲဆိုရင်ကတ်တလောက်မှာထပ်ထည့်တယ်ဆိုရင် anyhow မထည့်ရဘူးအဲ့လိုဆိုရင်ကိုယ့်ရဲ့ engineer ရှိကကတ်တလောက်ကိုတောင်း pipe side တွေထပ်ထည့်ဖို့လိုရဲဆိုရင် okay ငါ့ကို pipe supply ကတ်တလောက်ဒါမှမဟုတ်လည်းမျိုးတို့သုံးနေကြရှိနော်ကိုယ့်ရဲ့ company မှာသုံးနေကြတယ်ရှိပြီးသားဆိုရင်အဲ့သုံးနေကြကတ်တလောက်တွေကိုကြည့်ဒါမှမဟုတ်လည်းကိုယ့်ရဲ့ရှေ့ဟိုမှာ setting ပြင်ထားပြီးသားတွေရှိမယ်ဆိုရင်အဲ့ဒီကနေ copy ယူပေါ့နော်ကိုယ့်ရဲ့ project မှာကိုယ့်ရဲ့company မှာပေါ့အဲ့တော့အဲ့လာတွေကိုမလုပ်ရလဲဆိုရင်ထပ်ထည့်ရဲဆိုရင်ကတ်တလောက်ကိုကြည့်ပြီးတော့ nominal diameter ရှိရဲ outer diameter ရှိရဲ inner diameter ရှိအဲ့ဒီမှာကတ်တလောက်လေးပါပေါ်လိမ့်ပေါ်ပြပေးလိမ့်မယ်နော်အဲ့ diameter နဲ့မျိုးတို့ထပ်ထည့်မယ်အဲ့တော့ဒီနားမှာတွဲ 1.2 inch သူ့ရဲ့အကြီးဆုံးကဘယ်လောက်လဲတွဲပေါ့နော်တွဲဆိုရဖြစ်နေတယ်အဲ့တော့ဒီကနေထပ်ထည့်တယ်လို့မျိုးခုနလိုမျိုး pipe ကိုဆက်လက်ပေးပြီးတော့လဲဟဟလား pipe ကိုဆက်လက်ပေးပြီးတော့လဲမျိုးတို့ထည့်ဒါပါလဲ pipe မှာဒါ dead တယ်နော် dead ဆိုတာဒါပါလဲမသိကြည့်လိုက်ပါဒါ pipe နော် pipe ဆိုရင် pipe ကိုဆက်လက်မှတ်ပြီးတော့လဲခုနလိုမျိုးထည့်လို့ရတယ် edit type တွေကိုသွားတယ်ဘယ်လိုသွားလဲ routing preference ကိုသွားတယ်အဲ့မှာမျိုးတို့ဒီမှာဘယ်နှခုဖြစ်သွားလဲ segment နှစ်ခုဖြစ်သွားတယ်ဟဟလား segment ဖြစ်သွားတယ်အဲ့မှာ segment size ဆိုပြီးတော့ဝင်လိုက်တော့မှခုနကတော့ mechanical setting တွေကိုရောက်တာအဲ့တော့မျိုးတို့ဒီမှာထည့်ထားတော့ list ထဲမှာလည်းဖော်ပြတယ် size မှာလည်းဖော်ပြတာမှာတစ်ချစ်တယ်လို့ဒီမှာနောက်တစ်ခုဘာရှိသေးလဲဆိုရင်တချို့လူတွေကတချို့တွေသတိမထားမိတာပေါ့နော်သိရလူလည်းရှိကောင်းရှိနိုင်မယ်ဒီမှာလည်းရှိတယ်ဆို minimum size နဲ့ maximum size အဲ့မှာမျိုးတို့ကတွဲဆိုတာအသေးဆုံးက1 1.4 inch ရှိတယ်အကြီးဆုံးကဘာလောက်ရှိလဲဆိုရင်တွဲဆိုတာရှိအဲ့လာကိုမျိုးတို့က 1.4 ဆိုပြီးတော့မလုပ်ဖဲနဲ့ဒီမှာမျိုးတို့ကဒီမှာ 1.2 လောက်ကနေစတယ်ဆိုရင်သူဒီ 1.2 ကနေပဲစမြင်ရတယ်အဲ့တော့ဒီနေရာမှာမျိုးတို့ရွေးချယ်ထားတာစိုက်နေနော်အဲ့ဒီကြတော့ all နဲ့ပဲရွေးနေနော်ဒီမှာဆိုရင်စချင်းတစ်ခုမှာမျိုးတို့ကအသေးဆုံးဘယ်လောက်အကြီးဆုံးဘယ်လောက်လဲထားမှာအဲ့တော့မျိုးကြီးတို့ဒီ list ထဲမှာဒီမှာကျတော့နောက်တစ်ခုဘာပို့သွားလဲဆိုရင် list ထဲမှာ10ခုရှိအနည်းဆုံးကဘယ်လောက်လဲ 1.4 ကနေစပြီးတော့တွဲဒါပေမဲ့ဒီနားမှာ control လုပ်ထားတာ 1.4 ကနေမစဘဲနဲ့ 1.2 ကနေစရဲဆိုရင်ကိုယ့်ရဲ့ list ထဲမှာ 1.2 ပဲရှိမယ်ဒါပေမဲ့အဲ့လာက create လဲလုပ်ထားပြီးသား list ထဲမှာလည်း tick ချစ်ထားပြီးသားသို့ပေမဲ့ပေါ်မလာဘူးဆိုတာဒီမှာနောက်တစ်ဆင့်ခံနေတယ် minimum size နဲ့ maximum size ပေါ့နော်တချို့ကြတော့ဒါလေးကိုသတိမထားမိတတ်ဘူးဟဲ့ပေါ်မလာဘူးငါမှ size ရှိရဘာလို့ပေါ်မလာလဲဆိုတော့ဒါလေးတွေကြောင့်နော်
ဒါလေးတွေကိုလည်းသတိထားကြည့်ရနော်အဲ့တော့ဒီမှာကျတော့သူကနောက် control လုပ်ထားတယ်ပိုက်မှာကျတော့ control လုပ်ထားတယ်နောက်တစ်ခုထပ်ရှိတယ်ပေါ့နော်ရှိရဆိုတော့ဒါမျိုးကြီးဖော်ပြဒီကနေပြီးတော့ပြပေးတာပေါ့နော်ပြပေးရဆိုရင် okay မျိုးတို့ mechanical setting ကိုပြန်သွားမယ် ms ပြန်သွားတော့အဲ့တော့ pipe size ဓာတ်ဆက်စဉ်ရပြီ fluid ကကြတော့မျိုးတို့ကဒီဟွာပေါ့နော်တန်ဖိုးတွေထည့်တာပေါ့ဒါပေမဲ့ဒါတွေကလည်းခုနလိုမျိုး analysis တွေမှာပဲထည့်ရဆိုမျိုးတို့မထည့်ဘူးဒါပေမဲ့ slope အမှအဲ့လားလေမျိုးတို့ interview မှာ PNS ဖြေပြီးဆိုရင် slope တွေကပုံမှန်ဆို slope တွေဘယ်လိုပြဒီလိုမျိုးဘိုင်နဲ့ပြတာဘယ်လိုပြလဲ ratio နဲ့ ratio နဲ့ပြတယ်နော်ratio နဲ့ပြတယ်ဆိုမျိုးတို့ရဲ့ဒီမှာဘာပြရလဲ ratio နဲ့ပြရမှာပေါ့ဟုတ်လား ratio နဲ့ပြဖို့ဆိုရင်ဘာလဲ unit ကိုအရင်သွားပြင်ရမယ်ကိုလိုချင်တဲ့ ratio ထည့်ဖို့အတွက်ကိုက bind ပုံစံမျိုးကြီးနဲ့ဖြစ်နေတယ်ဆိုရင် ratio ကိုထည့်ရမယ်အခုမျိုးကြီးပြင်ချင်တာ pipe မလား pipe ဆိုရင်သူ့ရဲ့ discipline ကဘာလဲ piping ဆိုတဲ့ discipline ကိုလာခဲ့ piping ဆိုတဲ့ discipline ကိုလာပြီးတော့မျိုးကြီးရဲ့ slope ကဘာနဲ့ပြချင်တာလဲ slope ကိုဘာနဲ့ပြချင်တာလဲဆိုရင် ratio နဲ့ပြချင်တယ် decimal တန်ဖိုးကိုမျိုးတို့မထည့်ဘူးဟုတ်လားမထည့်ဘဲနဲ့ 1:2 ဆိုတဲ့ပုံစံမျိုးနဲ့ပြချင်တာဆိုပြီးတော့ okay လို့မျိုးယူပြီးတော့ထွက်ခဲ့တယ်ထွက်ပြီးတော့မျိုးတို့ ms ကိုပြန်သွားမယ် mechanical setting ကိုပြန်သွားမယ်သွားပြီးတော့လို့ရှိရင် mechanical setting မှာ slope ကိုသွားကြည့်တော့ဗာလဲ ratio လေးတွေဖြစ်သွားတယ်ဟုတ်လားအဲ့တော့မှမျိုးတို့လိုချင်တာပုံမှန်မျိုးတို့ဘယ်လောက်သုံးလဲ 1:2 ဘယ်လောက်သုံးကြလဲ 1:90 90 သုံးတယ်60 သုံးတယ်ပြီးတော့ဗာတွေသုံးလဲ120 သုံးတယ်ဟုတ်လားဘယ်လောက်သုံးလဲဘယ်လောက်သုံးလဲနော်ကိုဘယ်လောက်သုံးလဲဆိုတော့အဲ့တော့မှထပ်ထည့်ရအဲ့တော့မျိုးတို့ तू ကဆောင်းပွဲမှာဒီလိုမျိုးဟိုဆောင်းပွဲမှာဆိုတာဖြစ်တယ်interview မှာဆိုရင်ဒီလိုမျိုး ready made ပေးချင်မှာပေးမှာအဲ့တော့ဒီလိုမျိုးဖြစ်ဖို့အတွက်ဆို unit ကိုသွားပြင်ပြီးတော့ဗာလဲ slope ကိုပြောင်းရမယ်ဟုတ်ပြီနော်ကိုထပ်ထည့်ရမယ်ဆိုလဲအဲ့လိုမျိုးလေးထပ်ထည့်ပြီးတော့မှကိုလိုချင်သလို slope ကိုသုံးလို့ရမှာပေါ့နော်သုံးလို့ရမှာပြီးရင်အဲ့တော့ mechanical setting မှာဘာကြမ်းသေးလဲနောက်မှာ formula calculation ပဲရှိရဟလား calculation ကခုနလိုပဲကိုဘာနဲ့တွက်မှာလဲတွက်တဲ့ formula လေးတွေကိုမျိုးတို့ဒီမှာ pressure draw ဆိုလဲ pressure draw မှာသူ calculation method လေးတွေရှိရဲအဲ့ဒါလေးကိုထည့်ပြီးအဲ့တော့ဒီ mechanical setting ကနေကြည့်လို့ရှိရင်မျိုးတို့အတွက် single line ပုံစံနဲ့ပြရရှင်ကျင်းတွေဒီဟာကို click လုပ်ထားဟုတ်လား click လုပ်ထားရမယ်အဲ့တော့ single line မဟုတ်ဘဲနဲ့ရိုးရိုးပဲဆို angle ကတော့ no issue ဘာမှသိပ်ပြီးတော့ကိုယ့်အတွက်ထူးခြားမရှိဘူးဒါပေမဲ့မျိုးတို့ auto routing ဆွဲမယ်ဆိုရင်ဒီနားမှာကိုလိုချင်တဲ့ mostly သုံးမဲ့ဟာကို setting ထည့်ထားအဲ့တော့ site တွေထည့်ခြင်းနဲ့ဆိုရင်ဒီကနေလာပြီးတော့တန်းပြီးတော့ထည့်လိုက်ရုံပဲခုနလိုအစစ်အစင်တွေသွားစရာလိုလားမလိုဘူး ms ကိုရိုက်ဖြစ်ပြီးတော့ကောက်ထည့်လိုက်ရုံပဲပြီးတော့ pipe setting မှာဆိုလဲအဲ့လိုပဲ pipe ရဲ့ annotation ဒီ single line တွေပြမယ်ဆိုရင်တော့ဒီနားမှာဒီဘာတွေကို on ထားဖို့လိုတယ် angle conversion အတူတူပဲဒီမှာကျတော့ segment အရေးကြီးရပေါ့နော်ဒီမှာ segment နဲ့ size ဆိုတဲ့ဟာမှာထည့်ဒါပဲဟုတ်ပြီနော်အဲ့ဆိုရင်သူ့ရဲ့ mechanical setting က mechanical setting ကိုတင်သွားတာသူဒီထဲမှာပြောထားတာပေါ့နော်ပြောထားတဲ့ဟာလေးတွေမျိုးတို့ပြောသွားပြီးသွားပြီပေါ့နော်အဲ့ဆိုရင်ဒါပဲနော်သူတင်သွားတာဒါပဲအဲ့ဆိုမျိုးဒီထဲမှာနှုတ်လေးရေးထားတဲ့မှာတစ်ချက်ကြည့်လိုက်အောင်နော်mechanical setting မှာဆိုရင် mechanical setting ပဲသွား ms ပဲသွား single line တွေမှာအဲ့တော့ဒီမှာမျိုးကြီးဘာလေးပြမလဲဆိုတော့ဒီဟာကိုကြုံလုံးပေါ့နော်ကြုံလုံးပါပြမယ်ဆိုအခုမျိုးကြီးတို့ single line နဲ့သူပြတယ်သူကဒီ annotation ကိုပြခြင်းလို့ဒါ single line လို့အဲ့တော့ဒီမှာမျိုးကြီးတို့ရဲ့ detail level လား detail level မှာပါချင် cost ရယ် median fine ရှိအဲ့တော့ cost လောက်ထားတဲ့အတွက်ဒီထဲမှာမျိုးတို့ debt တွေလည်းဆွဲထားတယ် pipe တွေလည်းဆွဲထားတယ်ဟုတ်ပြီနော်အဲ့တော့ cost ဆိုရင် debt cost site debt cost pipe cost ကဘာဖြစ်လဲ single line နဲ့ပြတယ် cost ဆိုရင်ဟုတ်ပြီပြီးတော့ fine လို့ပြောလိုက်တဲ့အခါကျရင် fine လို့ဆိုရင် debt တွေရော pipe တွေရော double line နဲ့ပြတယ် debt ပဲဖြစ်ဖြစ် pipe ပဲဖြစ်ဖြစ်အဲ့မှာမျိုးတို့ကဘာလဲဆိုရင် median လို့ပြောလိုက်တယ် median လို့ပြောတဲ့အခါကျရင် debt တွေကတော့ stay ဘာဖြစ်လဲဆိုရင် debt တွေနော် debt တွေကတော့ stay ဘာဖြစ်လဲဆိုရင် double line pipe တွေကဘာဖြစ်သွားလဲဆိုရင် single line ဖြစ်သွားတယ်ဟုတ်နော်အဲ့တော့မျိုးတို့ပြောင်းတာဘယ်နားမှာပဲပြောင်းတာလဲဆိုရင် median မှာပဲပြောင်းတာ double မျိုးတို့ fine ကတိထားပြီးသား fine ဆိုရင်နှစ်ခုစလုံးက double line cost ဆိုရင်နှစ်ခုစလုံးက single line ဒါပေမဲ့ median အဲ့ဒါကြောင့်မလို့မျိုးတို့ MND သမားတွေကအမြဲတမ်းဘာထားတယ် fine ထားဆွဲတယ်ဆိုတာအဲ့ဒါကြောင့် fine ထားဆွဲတယ် fine ထားဆွဲဆိုတော့ MND သမားတွေက PN piping တွေလည်းဆွဲတာပဲလေဟုတ်တယ်လား piping လည်းဆွဲတယ် dating တွေလည်းဆွဲတယ်ဆိုတော့ piping တွေကဘာဖြစ်လဲ single line နဲ့ပြတယ်အဲ့တော့မျိုးတို့ဘယ်နားမှာတစ်ချက်မှတ်ထားမလဲဆိုတော့ median ဆိုရင် pipe က single line ဖြစ်နေတယ်ကျန်တာမှတ်မိမယ်ထင်တယ်နော်အဲ့လားလေးမျိုးပြချင်တာပေါ့နော်အဲ့လားလေးမျိုးဒီမှာထည့်ထားတယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်ဒီမှာဒါလေးတေချာရေးထားပြီးရပေါ့နော်detail line detail level ဆိုရင် cost နဲ့ cost မှာ detail level က cost ဆိုရင် pipe ရော debt က single median ဆိုရင် pipe က single ဖြစ်ပြီးတော့ debt က double ဖြစ်မယ် fine ဆိုရင် pipe ရော debt က double ဖြစ်မယ်ပြီးလို့ရှိရင် general layout နော် general layout conversion
မျိုးတို့တည်သွားတယ် slope တွေတေချာထည့်တယ် slope ထည့်ဖို့အတွက် project unit ကိုပြင်ပြီးတော့မှဘာလုပ်တာလဲဆိုရင် slope ထည့်တယ်ပေါ့နော် project unit ကိုပြင်မယ်ပြီးလို့ရှိရင် slope ထည့်မယ်ဆိုတဲ့ဟာမျိုးလေးသင်သွားရင်ဒါပဲ that's it ပြီးရင်နောက်တစ်ခုကကြတော့ okay မျိုးကြီးဒီအောက်ကိုပြန်သွားရမယ်နော်ဒီမှာမျိုးကြီးပါလဲဆိုခုနက quick လေးတွေဖြည့်ရမလား quick လေးတွေတခါတည်းထည့်ပေးထားတယ်ဟုတ်ပါနော်ဘေးမှာ screenshot လေးတွေထည့်ပေးထားတယ်အဲ့တော့ကိုပြန်ကြည့်တဲ့အခါကျရင်website ကိုသွားပြီးတော့ကြည့်နေကြမလို့လားကို screen တခါတည်း quick လေးတွေလည်းပြန်ပြီးတော့ landing လုပ်လို့ရတယ်အဲ့ဆိုမျိုးကြီးတို့ခုန mechanical equipment နဲ့ mechanical setting နဲ့ပတ်သက်ပြီးတော့မျိုးတို့ဘယ်ကိုသွားကြည့်မလဲဆိုတော့ဒီဟိုဟာလေးကိုသွားကြည့်မယ်နော်အဲ့တော့ဒီမှာ course outline လေးကိုဝင်ကြည့်မယ် course outline လေးမှာနောက်တစ်ခုကဘာလဲဆိုရင် mechanical setting ဟဲ့လား mechanical setting ကိုသွားတော့ mechanical setting မှာပါရှိတယ် how the dash size တဲ့ dash size ကို remove from the draw down list option bar အဲ့ဒီ draw down list ကနေပြီးတော့ဘာလုပ်ချင်တာလဲဆို remove လုပ်လိုက်ချင်တာ remove လုပ်လိုက်ချင်တယ်ဆိုရင် delete the site ကိုဖျက်လိုက်မယ်တဲ့နောက်တစ်ခုကကျတော့ delete use in sizing for the specific site တဲ့ sizing ထဲမှာရှိတဲ့ဟာလေးတွေကိုဘာလုပ်လိုက်လဲဆိုရင် deselect လုပ်လိုက်တာ sorry delete မဟုတ် deselect ဆိုတာကခုနက tick ကလေးမလား tick ကလေးကနေ deselect လုပ်တာဒါကြတော့ site list ထဲကနေ deselect လုပ်လိုက်မယ်နောက်တစ်ခုကကျတော့ unload the site type unload the site type ဆိုတာရှိကိုမရှိဘူးဟုတ်တယ်နော် unload လို့တော့ unload လို့မရှိဘူးလေဒီမှာ unload the site type ဆိုတာဒါ no က totally wrong အဲ့တော့ size ကို delete ကျွေးမှာလားဒါမှမဟုတ် draw down arrow တွေကနေဖျောက်ချင်တယ်ဆိုရင်ဘာလုပ်မလဲဒီလေးခုတွေကဘာလုပ်မယ်လို့ထင်လဲဒါ site ကြီးကိုဖျက်ပလိုက်မှာလားဒါမှမဟုတ် size တွေနဲ့ကနေပြီးတော့ deselect လုပ်မှာလား site list တွေကနေ deselect လုပ်မှာလား unload site လုပ်ပလိုက်မှာလားတိလားမျိုးတို့သင်ငယ်တော့ကတစ်မျိုးဟမ်ဘာလို့မဒီလေးခုတွေကဘယ်ရ ဒါ မလဲ ဒီလက်ဒီစလက်ယူဟော this last sizing စိုက်တင်လို့တယ် Eyelids ကနေ deselect draw down list တွေခလား draw down list ကနေဆိုတော့ deselect တယ်ဒါဖြည့်ကြည့်ရမယ်နော်ဟုတ်လားမျိုးတို့ခုနပြောရလေမျိုးတို့ခုနပြသွားတယ်နှစ်ဖက်ရှိရလားဒီနားလေးမှာဘာလို့ရလဲ list တွေပေါ်လာဖို့ဆွဲဖို့ list ပေါ်လာဖို့ draw down list လေးရှိတယ်အဲ့လားဘာလဲဆိုရင် list ဒီဘက်မှာကြာကြတော့ sizing ဟုတ်တယ်မလားဒီဘက်မှာ sizing လေးကိုလုပ်ပြီးတော့မှဝင်သွားတာ sizing list ဒါ site list အဲ့တော့ site list တွေက deselect လုပ်လိုက်တာဟလာကိုလိုချင်နဲ့မလိုချင်နဲ့ remove လုပ်ချင်တဲ့ size လေးကို deselect လုပ်လိုက်တာ ਨੇ ဒီ draw down list တွေကနေပျောက်သွား तू ကအဲ့ dice draw down list တွေကနေပဲ remove လုပ်ချင်တယ်လို့ပြောတာကွာမျိုးတို့အဲ့ dash site ကိုဖျက်ချင်တယ်လို့ delete လုပ်ချင်တယ်လို့ပြောတာမဟုတ်ဘူးဟုတ်လားအဲ့အကြောင်းလို့မျိုးတို့ဒါလေးကိုဖြေလိုက်ရင်ရပြီအဲ့လားလေးကိုမျိုးဒီမှာဗာလဲမြန်လေးဖုံးလိုက်ရတာနော်ဒီမှာထည့်ထားပြီဒါဟလားနော်အဲ့ဆိုရင်နောက်ခေါင်းစဉ်တစ်ခုပေါ့နော်နောက်ခေါင်းစဉ်တစ်ခုသွားအောင်အဲ့တော့နည်းနည်းနားလိုက်နော်2 နာရီပဲဆို2 နာရီပဲထိအောင်တင်လိုက်တယ်ဆိုတော့တကယ်တော့မျိုး2 နာရီမှနားပြီးမလို့လောက်တာနော်အချိန်ကတက်သွားတော့အဲ့တော့9မိနစ်လောက်ပေါ့နော်9မိနစ်လောက် break လေးခဏယူလိုက်ပေါ့နော်ရေလေးပါလေးတောက်ရှူးလေးပါလေးပေါက်အဲ့ဒီမှာဟိုဟာလေး pass လုပ်လိုက်အောင်မြင်ဒီမှာ okay အဲ့ဆိုရင်မျိုးတို့ဒီနောက်တစ်ခုကဘာလဲဆို desk system နဲ့ပတ်လို့ရှိရင်မျိုးတို့ငကိုတုံးက deck ကလေးတွေကို desk system တိုက်ဥပမာ desk မှာဆိုရင် supply air return air ဘာဟုတ်တယ်မလားအဲ့လိုမျိုးတွေလုပ်တယ်အဲ့လားလည်းရှိအဲ့လား desk system တိုက်ဒီမှာက desk system လည်းလုပ်လို့ရတယ် desk system ကဘယ်လိုမျိုးလဲဆိုတော့မျိုးတို့ပြမယ်ပေါ့နော်အဲ့တော့ desk system ကိုအဲ့တော့မျိုးတို့လေးလာမှာ2ခုရှိရယ် edit desk system တိုက်နေ desk system နဲ့ဟုတ်ပြီနော်အဲ့ဆိုရင်မျိုးတို့ကဒီမှာဘာလုပ်လဲဆိုရင်သူပေးတဲ့ model လေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးလို့ရှိရင် select the air terminal with the deck connector အဲ့ဒီ air terminal မှာ deck connector တွေရှိရပေါ့နော် deck connector တွေရှိတဲ့ air terminal လေးကို select မှတ်လိုက်တယ် then click depth on the contextual ribbon မှာ depth ဆိုတဲ့ဟာလေးကို select မှတ်လိုက်တယ် be aware that the connector should have the following parameter to behave properly in the desk system မှာ flow direction က in configuration က preset ဆိုတဲ့ information ဖြစ်နေရမယ်အဲ့လိုဖြစ်နေတဲ့ deck air terminal အဲ့ air terminal လို့သူတို့ကဘာလို့ဆိုလဲဆိုရင် desk system create desk system in the create desk system dialog မှာ set the system type ကိုဒါ supply အတွက်လုပ်တယ်ဆိုရင် supply air ပြီးရင် select open in the system editor and then click OK ပေါ့နော်အဲ့တော့ system editor ဘာလုပ်တာလဲဆိုတော့ OK ဒီဟာကို system create လုပ်လိုက်တဲ့အခါကျရင်ထပ်ထည့်ခြင်းနဲ့ထပ်မထည့်ခြင်းတဲ့ဟာကိုနောက်မှ edit လုပ်လို့လည်းရတယ်လို့မျိုးဘာလို့လဲရလဲဆိုရင်သူ့ကို click လေးကိုတစ်ခါတည်းပေးပြီးတော့ edit ဆိုပြီးတော့လုပ်လို့ရတယ်အဲ့ခါကျရင် in the contextual ribbon မှာ select add to system နဲ့ကိုထပ်ထည့်မယ်ဒါမှမဟုတ်လည်းထပ်ပြီးတော့
remove လုပ်မယ်ဆိုတဲ့ဟာမျိုးလေးတွေလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ in the drawing area မှာ select the air terminal to add the system the air terminal can be selected individually or with window selection နဲ့ပေါ့နော် individual ပဲ select မှတ် window selection ပဲမှတ်သူဘာလို့ရလဲဆိုရင် system တွေကိုသူ select မှတ်လို့ရတယ်တဲ့ in the conditional မှာ select the equipment and then select the fan coil unit serving the air terminal ဒီ air terminal တွေကိုပေးမဲ့ fan coil unit ကဘာလဲပေါ့နော်အဲ့ဆိုရင်ဒီ air terminal ကိုပေးမဲ့ fan coil unit ကဒီ fan coil unit ဆိုရင်အဲ့ဒီဟာကို select equipment ဆိုပြီးတော့သူ့ကို select မှတ်တဲ့နော်အဲ့ in the conditional ribbon မှာ select click ဘာလုပ်လဲဆိုရင် finish editing system ဆို select မှတ်လိုက်လို့ရှိရင်ဒီ air terminal တွေကို service သူ့ကိုပေးမဲ့ FCU ကဘာလဲဆိုရင်FCU ကဘာလဲဆိုရင်ဒီ FCU လေးဆိုပြီးတော့သူ select ပေးလိုက်ပါเนาะအဲ့တော့ the graphic display of the component in the desk system we update based on the graphic override the desk system type property desk system type မှာပေးထားတဲ့အတိုင်းပဲ supply in မှာပေးထားတဲ့ color အတိုင်းသူဘာဖြစ်သွားလဲဆိုရင်တဲ့ဒီမှာ color ဝင်သွားတယ်တဲ့ color ဝင်သွားတာတွေ့ရမယ် another method to create the desk system is select to all the air terminal firstအဲ့တော့ပထမတစ်ခုကကြတော့ air terminal တစ်ခုကိုပဲသူယူတယ် system တိစောက်တယ်ပြီးရောလူရာတွေကိုထပ်ထည့်တယ်နောက်တစ်ခုကကြတော့ဘယ်လိုလဲဆိုတော့အရင်ဆုံးသွားပါလဲဆိုရင်ရှိသမျှကိုထည့်ချင်တဲ့ air terminal အားလုံး select မှတ်လိုက်တယ် desk system ဆိုပြီးတော့ create လုပ်လိုက်တယ်ကိုလိုချင်တဲ့ desk system type ကို type ကဘာလဲဆိုရင် supply air ဆို supply air ကိုရွေးလိုက်တယ်ရွေးလိုက်တဲ့အခါကျရင်ရွေးလိုက်တယ်ပြီးတော့မှဘာလဲဆိုရင်ဒီဘောနော်equipment ကိုလိုချင်တဲ့ equipment ကိုထပ်ထည့်လို့ရတယ်အဲ့ကြရင် what the disk system created generate layout can be used automatically switch to the desk system conditional ribbon to accept the instant and type property ဆိုပြီးတော့ပေါ့နော်အဲ့တော့သူက desk system create လုပ်တာကိုနှစ်နည်းနဲ့လုပ်ပြရပါတော့အဲ့တော့ဒီမှာပြီးတော့ဗာလဲဆိုရင် desk ဒီပစ္စည်းလေးကို select မှတ်လိုက်တယ်မှတ်ပြီးတော့ edit type ထဲဝင်ကြည့်သူပြောတဲ့ information နှစ်ခုဟုတ်တယ်နော် information နှစ်ခုကဗာလဲဆိုရင်ဒီမှာအဲ့ connector လေးကို select မှတ်ကြည့်လိုက်မှတ်လိုက်လို့ရှိရင်သူ့မှာ flow direction က in ဖြစ်ရမယ် flow direction က in ပြီးလို့ရှိရင် flow configuration က preserve ပေါ့နော် preserve ဖြစ်နေတယ်ပြီးရင်နောက် maybe ဒါကပါဒါလေးကို select မှတ်လိုက်တယ်နော် maybe ဒါလေးကို select မှတ်ကြည့်မယ် edit type ဆိုပြီးတော့ select မှတ်လိုက်မယ်အဲ့ဒါကိုဝင်လိုက်လို့မယ်ဝင်လိုက်တဲ့ခါကျရင်သူ့ရဲ့ connector လေးကို select မှတ်ကြည့်သူ့ရဲ့ဟိုဟာကြတော့ဒီမှာကြည့်လားသူ့ရဲ့ flow direction ကဘာဖြစ်နေသူ့ရဲ့ flow direction က bi direction နဲ့လို့ပြောထားတယ် flow configuration calculated အဲ့တော့တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်ဒါပေမဲ့ तू ကအခုလောလောဆယ် तू ဘာကို select မှတ်ခိုင်းထားတာလဲဆိုရင် तू ကဘာလဲဆိုရင်ဒီအဲ့ဒီမျိုးတို့က supply ပေးတာဟုတ်တယ်မလား supply A ဖြစ်တဲ့အတွက်မျိုးတို့ရဲ့သူ့ရဲ့ supply အတွက်ဘာလုပ်တာလဲဆိုရင်သူ့ရဲ့ in ဆို in ရဲ့ဘာလဲ calculated ဆိုပြီးတော့ဖြစ်ခိုင်းထားတာပေါ့နော်preserve ပေါ့ preserve ဆိုပြီးတော့ preserve ဆိုပြီးတော့သူကထည့်ခိုင်းထားတာเนาะသူကဘာလဲဆိုရင် direction က in configuration preserve အဲ့လောက်ကိုအရင်စစ်ခိုင်းတယ်เนาะစစ်လိုက်တယ်စစ်ပြီးတော့လည်းသွားရောမျိုးတို့ဘာလုပ်တော့မယ်ဆိုရင်အမှ system တိစောက်မယ်ပေါ့เนาะ system တိစောက်မယ် okay system တိစောက်တဲ့အခါကျရင်မျိုးတို့ကတော့တစ်ခုလည်း select မှတ်လိုက်တယ် desk system ဆိုပေါ်နေရဲ့အဲ့မှာ desk system ဆိုတာ select မှတ်ပြီးတော့သူကဘာလဲဆိုရင် supply air ပေါ့เนาะ supply air ကိုဒီမှာနာမည်တွေပေးလို့ရတယ် mechanical supply air 1နဲ့အဲ့မှာသူက editing ကို select မှတ်ပြီးတော့ယူလိုက်တယ်ယူပြီးတော့မှမလုပ်တာလဲဆိုရင်ကိုလိုချင်တာတွေထပ်ထည့်တာဒီဟာတွေကိုထပ်ထည့်မယ်ဆိုရင်ဒါတွေအကုန်လုံးကိုselection ပေးလိုက်တယ်အဲ့တော့ဒီခုန group လို့ဖြစ်နေတာပေါ့နော် group section ဖြစ်နေတဲ့အထဲထဲမှာဝင်နေတာတွေအားလုံးက highlight color ဖြစ်ပြီးတော့အပြင်မှာရောက်နေတဲ့ဟာတွေကဘာလဲဆိုရင်dim color ဖြစ်နေပြီးလို့ရှိရင်မျိုးတို့ကအဲ့ဒီကနေပြီးတော့ equipment ကဘယ် equipment နဲ့အလုပ်လုပ်မှလဲဆိုဒီ equipment နဲ့အလုပ်လုပ်မှသူပေးပြီးတော့ finish လို့ပြောလိုက်ကြရှင်ဒါ supply A ဆို supply A ကိုမျိုးတို့ဘာ color နဲ့ပေးထားလဲအပြာရောင်နဲ့ပေးထားတယ်ဆိုရင် dating system မှာ desk system နေပေးတယ်မလားအဲ့ desk system မှာမျိုးတို့ supply A ကအပြာရောင်နဲ့ပေးထားတယ်ဆိုရင်အဲ့ဒီ system ရဲ့ color အရောင်ဝင်သွားတယ်ဟုတ်ပြီနော် return A ဆိုရင်ကိုကနောက်တစ်ခုကြတော့ तू အဲ့လိုမျိုးလုပ်ရင်မလုပ်ဘူးဆိုရင်ဘာလဲဆိုရင်ကိုလိုချင်တာတွေအားလုံးကိုဘာလုပ်လဲ select မှတ်ထားကိုလိုချင်တာတွေအားလုံးကို select မှတ်ပြီးသွားလို့ရှိရင်ဘာလဲ desk system လုပ်လိုက်လေရတယ်အဲ့မှာ okay လို့ပေးလိုက်တယ် तू က open မလုပ်ဒါပေမဲ့ပြန်ပြီးတော့ तू က equipment မပေးရသေးဘူးဆိုတော့ equipment ထည့်ချင်တယ်ပဲထားပါဆိုနော် equipment ထည့်ချင်တယ်ဆိုမျိုးတို့ဘာလုပ်လဲအဲ့ထားလေးကိုတက် key လေးနဲ့ select မှတ်လိုက်တယ်မဟုတ်ပစ္စည်းကို select မှတ်တာမဟုတ် system ကို select မှတ်တာဟုတ်တယ်နော်system select မှတ်တယ်ဆိုရင်ဒီလိုမျိုးဗာလဲဆိုရင်ဒီ hidden color ဟွာလေးနဲ့ပေါ့နော် dotted line လေးတွေနဲ့ပြတယ်အဲ့ခါကျရင်မျိုးတို့ကအဲ့တော့မှမျိုးတို့ကဒီမှာဗာလဲဆိုရင် desk system ဆိုတာရှိရမလားအဲ့မှာဆိုရင်မျိုးတို့ဗာထပ်တယ်ဆိုရင် equipment ထပ်ထည့်ခြင်းနဲ့ဆိုရင် select equipment ဆိုပြီးတော့ဘယ် equipment နဲ့လုပ်မှာလဲဥပမာဒီ equipment နဲ့လုပ်မှာဆိုရင်ဒီ equipment ကိုပေးလိုက်တယ်ပေါ့နော်ပေးလိုက်လို့ဆိုရင်သူ့ရဲ့ဒီသက်ဆိုင်ရာဟွာနဲ့ဖြစ်သွားတကယ်ဆိုရင်တော့မှာတော့နော်
သူ့ရဲ့ equipment တွေပေးလိုက်တယ်ဆိုရင်ဒီမှာသူ့ရဲ့ color လေးတွေ override ဖြစ်သွားတယ်အဲ့မှာ तू က select မှတ်ကြည့်ဒီလိုတက်ကီးလေးနဲ့ select မှတ်ကြည့်တဲ့အခါကျအော်ဒါသူ့ရဲ့ system တစ်ခုစာเนาะဒါကသူ့ရဲ့ system တစ်ခုစာเนาะဒါသူ့ရဲ့ system အဲ့တော့ဒီဟာကကြတော့ဗာလဲဆိုရင်ဒီ system တစ်ခုဒီ system တစ်ခုမှာ1 2 3 eta mini ဘယ်နှခုရှိလဲဆိုရင်5ခုနဲ့ဒီဟာမှာပေးတာသူ့ရဲ့နာမည်ကဗာလဲဆိုရင် mechanical radar airware ဒါပေမဲ့သူ့ရဲ့ system type ကဘာ system type လဲဆိုရင်သူ့ရဲ့ system type ကဘာလဲဆိုရင် radar air ပေါ့နော် radar air ဆိုတဲ့ဟာဒါကြတော့သူ့ရဲ့ system type ကကြတော့ radar sorry supply air ဒါပေမဲ့သူ့မှာသူ့ကိုဒီအားလုံးကို select မှတ်ကြည့်လိုက်သူ့ရဲ့ system name ကဘာ system လဲဆိုရင် mechanical supply air 1ဆိုတဲ့ဟာအဲ့တော့မျိုးတို့တစ်ခါတလေကြာရင်လေဘာရှိလဲဆိုတော့မျိုးကြီးကြုံမှုတာပေါ့နော်ကြုံမှုတာအဲ့ဒါအိတ်တူလေးကြည့်လိုက်အိတ်တူလေးကိုတိလိုက်တဲ့အတွက်ကြောင့်လို့မျိုးကြီးအချိန်ကုန်အများကြီးတက်တာပါတယ်ဘာလဲဆိုရင်မျိုးတို့ project တွေမှာဆွဲတဲ့ခါကျရင် pipe တွေဆွဲတယ် pipe တွေဆွဲမျိုးရနေခုနက PNS ဆွဲတာဆွဲတော့ PNS ဆွဲတဲ့ခါမှာ PNS ကဒီ stack pipe တွေမှာဆိုရင်မျိုးတို့ဒီ crop band တွေထည့်တယ်မလား crop band တွေထည့်တာတွေရှိရယ်ပြီးရင်ဒီတချို့နေရာတွေမှာဆိုမျိုးတို့ကဒီအဲ့လိုမျိုးလာဆက်တဲ့နေရာမှာဒီ sanitary pipe ကိုဟိုဟာလေ van နေရာအပေါ်ဆုံးရောက်သွားလို့ရှိရင် sanitary ကနေနောက်ဆုံးမှာ van အနေနဲ့ပြောင်းသွားတယ်ဟုတ်တယ်မလားဟိုအပေါ်ဆုံးရောက်သွားအဲ့လိုမျိုးခါကြမျိုးတို့ connection လာဆက်ခါလေးကြရင်အဲ့လိုဆက်လိုက်တာပေါ့နော် amendment တွေဆက်လိုက်ရင်းနဲ့ဒီ sanitary pipe တွေအကုန်လုံးကဘာဖြစ်သွားလဲဆိုရင်ဟိုဟာ van pipe တွေဖြစ်သွားတာမျိုးဖြစ်တယ်တခါကျရင် van pipe တွေကနေ sanitary တွေဖြစ်သွားတာမျိုးဖြစ်တတ်တယ်ဘာလဲဆို system ကူးသွားတာအဲ့လားမျိုးကြီးအဲ့တုန်းကဆိုမျိုးကြီးကအမှတ်မသိလိုက်ဘူးပေါ့နော်အမှတ်မတင်ဖြစ်တယ်အဲ့တုန်းက van နဲ့ကူးတာမဟုတ်ဘဲနဲ့မျိုးကြီးကဘာလဲဟုတ်တယ် van နဲ့လည်းကူးဘူးတယ်ပြီးလို့ရှိရင် sine wave နဲ့ waves နဲ့လားမသိအဲ့လိုမျိုးတွေလည်းကူးဘူးတယ်အဲ့လိုမျိုးဖြစ်တော့ပထမတော့အမှတ်မသိပြီးတော့မှဟို project ကြီးတော့အပေါ်ပိုင်းတွေဒီလိုမျိုးဖြစ်နေတာသတိမထားမိဘူးပေါ့နော်နောက်ပိုင်းကျတော့မှကြည့်လို့ကြည့်ရောဟာ van pipe တွေအကုန်လုံးက sanitary pipe တွေပုံစံဖြစ်သွားတယ်အဲ့ကြရင်ဘာလို့ ရလဲဆိုတော့မျိုးတို့မှာဒီမှာ system ပေးလို့ရှိရင် system ကို select မှတ်တာနော် system ကို select မှတ်တဲ့ချိန်တမှာ device system ဆိုတာရှိရသေးလား device system ဆိုရင်အရင်ဆုံးကိုကဘာလို့ဆိုကူးသွားတဲ့အထဲမှာဒီထဲတွေကပြောမှဆိုဒီ system နဲ့ဒီ system နဲ့ကူးသွားတာပြောမှဆိုအဲ့တော့အဲ့မှာကူးသွားတဲ့နေရာမှာကူးနှစ်ခုပေါင်းသွားတဲ့အတွက်ဒီ radar A1 ဆိုပြီးတော့တတ်မရှိတော့ပဲ radar A1 နဲ့ supply A1 ဆိုပြီးတော့တတ်မရှိတော့ပဲねအဲ့ system နှစ်ခုကပေါင်းသွား system name နှစ်ခုကပေါင်းသွားတာ system name နှစ်ခုကပေါင်းသွားတဲ့အတွက်သူ့ရဲ့ system type ကြီးကလည်းပေါင်းသွားတာအဲ့တော့ဒီမှာကြည့်မယ်ဆိုရင် system type ကကြတော့ပါလေ system type ကကြတော့ supply A နဲ့ radar A နဲ့ဒါပေမဲ့ system name ကကြတော့သူ့ရဲ့ဒီ system ကြီးတစ်ခုလုံးစာရဲ့ system name ကပါလဲဆို supply A1 ဒီဟာကြီးကပါလဲဆိုရင် radar A1 ဆိုတဲ့ system name အဲ့တော့ဒီ system ဒီ system ဒီအတွဲလုံးနဲ့ဒီနားမှာအတွဲလုံးဟိုမှာ pipe ဆိုရင်တော့ pipe က continuous ဆက်ထားတဲ့ continuous ဆက်ဆွဲထားတဲ့ဟိုပါပေါ့နော် continuous ဆွဲထားတဲ့ pipe line ပေါ့အဲ့တော့ခုနကတော့ sanitary pipe နဲ့ van pipe နဲ့ရောရဲဆို sanitary pipe တန်းcontinuous ဆက်ထားတဲ့ဟာကြီးနဲ့ van pipe continuous ဆက်ထားကြီးနဲ့တော့ပေါင်းတော့ဘာဖြစ်သွားလဲဆိုတော့ system ကတော့နှစ်ခုရှိနေတယ်အဲ့နှစ်ခုကတစ်ခုအနေနဲ့ဖြစ်သွားလဲပြီးရော system နှစ်ခုကခုနကတော့ supply mechanical radar A1 နဲ့ mechanical supply A1 နဲ့အဲ့နှစ်ခုကပေါင်းသွားပြီးတော့ color ကြီးကလည်းရောသွားတယ်အဲ့ခါကျရင်မျိုးတို့အဲ့နှစ်ခုပြန်ခွဲထုတ်ရမှာမလားအဲ့တော့ဟိုမှာဆိုရင်တော့ van pipe နဲ့ sanitary pipe ကိုဆွဲထုတ်ရမှာဆွဲထုတ်လို့ဆိုရင်မျိုးတို့အရင်ဆုံးဘာလဲဆိုရင်အဲ့ပေါင်းသွားတဲ့ system နှစ်ခုကိုလေနည်းနည်းကြည့်ရတယ်အရင်ဆုံးတော့မနော်ကိုမှတ်ထားတယ်ဘယ်နာကနေပြီးပေါင်းသွားတယ်ဆိုတော့အရင်ဆုံးသူကပေါင်းမှတ်ပြီးတော့လို့ရှိရင်အဲ့ဒီ system ကိုအားလုံး system အားလုံးကိုမျိုးတို့ခုနလိုမျိုးတက်ကီးလေးနဲ့ select မှတ်လိုက်လို့ system desk system ပေါ့နော်ဟိုမှာဆို pipe system ဆိုပြီးတော့ဝင်သွားပြီဆိုရင်ဒီမှာ device system ဆိုတာရှိအဲ့ device system နဲ့မျိုးရပိုင်းချလိုက်တယ်ဒီမှာဆိုရင် separate ဒီမှာတော့သူက system တစ်ခုပဲဒါပေမဲ့အဲ့ system ထဲမှာပါတဲ့6ခုရှိတယ်1 2 3 4 5ခုရှိတယ်အဲ့5ခုစလုံး तू ကဘာလို့ပိုင်းချပေးမှာဒီမှာတော့ပိုင်းတယ်ဟိုမှာကျတော့အဲ့လိုမဟုတ်ဘူးပေါ့နော်မျိုးကြီးဟာကျတော့ဒီ desk system တစ်ခုနဲ့ pipe sorry sanitary ဆိုရဲအတွဲလိုက်ကြီးတစ်ခုနဲ့ဒီဟိုဟာတစ်ခုနဲ့ပေါင်းသွားပါပေါ့နော်အဲ့မှဆို तू ကဟိုမှာဆိုနှစ်ခုပေါင်းရင်နှစ်ခုကွာဆိုလို့ကျင်တာဒီမှာက तू ကတစ်ခုချင်းနေပေါင်းထားတော့ဒီမှာဆိုရင်1 2 3 4 5 6ခုကိုတစ်ခုအနေနဲ့ပေါင်းထားတော့6ခုအနေနဲ့ခွဲသွားပေးတယ်ခွဲသွားပြီးတော့မှသူ့ရဲ့တစ်ခုချင်းစီကိုလိုက်ပြီးတော့ဗာလဲလဲဆိုအဲ့ကြံမျိုးတို့ကအဲ့မှာဆိုရင် device system လောက်လိုက်တာနဲ့ဒီ dead ဟိုဟာအတွက် sanitary အတွက် system တစ်ခုကွဲသွားတယ်ပြီးရင်ဟိုဟာ AC sorry van pipe အတွက် system တစ်ခုကွဲသွားတယ်အဲ့တော့မှ तू ကအဲ့ဒီဟာကိုမျိုးတို့ကဘာပေးလိုက်တာလဲဆိုရင် supply ဆို supply return ဆို return ပေးလိုက်တာနဲ့တစ်ခုလုံးမှာပြန်ပြီးတော့ apply ပြန်ဖြစ်သွားတာအရင်ဆုံးတော့ဗာလဲဆိုရင် device system လေးကိုသုံးလိုက်ရတယ်အဲ့တော့ဆိုမျိုးတွက်ကြည့်လေဒီ project တစ်ခုကြီးကိုပြန်အစလျှော်ဖို့ဆိုတော့တော်တော်ခက်တာနော်ပြီးလို့ရှိရင်
ဒီ system နဲ့ light ထည့်ပဲဆိုရင်မျိုးတို့ပုံမှန် system ဆက်ရင်ဘယ်လိုထည့်လဲ pipe ကလေးဆိုရင် pipe ကလေးကို connection လေးဖြတ်လိုက်တယ်ပြီးတော့မှမှန်ကန်တဲ့အမှဘန်းပိုက်ဆိုရင်ဘန်းပိုက်ကိုပြန်ပြောင်းချင်တယ်ဆိုရင်အဲ့နေရာမှာ pipe တိုလေးဆွဲ sanitary pipe ဆိုတဲ့ဘန်းပိုက်ဆိုတဲ့ pipe တိုလေးဆွဲပြီးတော့မှပြန်ဆက်လိုက်တော့မှဒီတတွဲလုံးကကူးသွားတာလေဟုတ်တယ်မလားသူ့ရဲ့ continuous ဖြစ်နေတာကူးသွားတာဆိုတော့အဲ့လိုမျိုးလောက်တာကနည်းနည်းခက်တာပေါ့နော်အဲ့တော့မျိုးတို့ကဒီခုနကတော့အဲ့ဟာလေးကိုတုံးလိုက်တာမျိုးကြီးကအဲ့လာလေးကိုတုံးလိုက်တဲ့အချိန်မှာတော်တော်လေးကိုeffective ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးကခုနလိုမျိုး continuous ဖြစ်နေတဲ့ဒီလိုမျိုးတွဲတွေမှာပြန်ပြီးတော့ခွဲထုတ်ခြင်းတယ်ဆိုရင်ဒီမှာ device system ဆိုတာရှိရပါတော့အဲ့လာလေးသုံးလို့ရတယ်နော်ပြီးရင်အဲ့လာလေးကိုသူကဒီမှာတင်ပေးထားတာပေါ့နော်post ကဘယ်လိုပြောပါနော်အဲ့မှာသူကဘာလဲဆိုရင်ခုနဆွဲတာကတခုကိုဆက်လက်မှတ်တယ်ပြီးတော့မှ light ထည့်တာမျိုးတုံးလို့ဆိုအကုန်လုံးကိုဆက်လက်မှတ်ပြီးတော့ system တန်းဆောက်လိုက်လို့လည်းရတယ်ဟုတ်ပြီနော်အဲ့လိုမျိုးဆောက်လို့လည်းရတယ်ဒါပေမဲ့မျိုးကြီးတို့အခု project ထဲမှာဘယ်လိုမျိုးဆွဲတယ် project ထဲမှာကြတော့ data တွေကို light ဆွဲပြီးတော့မှ family နဲ့ connection နဲ့ဆက်လိုက်တော့အကုန်လုံး color ဝင်သွားတာပေါ့နော်အဲ့တော့ဒီ group by group ဟိုဟာဒီ system name လေးတွေရှိမနေဘူးပေါ့နော် group by group ဆိုတာခုနကတော့မျိုးကြီးအကုန်လုံးဘာလို့လဲ create system ဆိုပြီးတော့လုပ်လိုက်တဲ့ခါကျရင်တက်ကလေးနဲ့ခောက်လိုက်လို့ရှိရင်ဒီလိုမျိုးအတွဲလိုက်ကလေးဝင်နေတာမျိုးမဟုတ်တော့ဘဲနဲ့ तू ကဘာလဲဆိုရင်ပထမတစ်ချိန်မှာတော့ဘာဖြစ်လဲဆိုရင်မျိုးတို့ဓာတ်တင်နဲ့လာဆက်တာဟုတ်တယ်မလား on site မှာmodeling ဆွဲတော့ဘယ်လိုဆွဲလဲဒီလိုမျိုး system အရင် create လုပ်ပြီးတော့မှဆွဲလာမဆွဲဖြစ်ဘူးနော်ပုံမှန်ဆွဲလို့ရှိရင်မျိုးတော့ဗာလဲသူ့အတူ placing နေရာချစရာရှိရချတယ်ပြီးလို့ရှိရင်ဓာတ်တွေဆွဲပြီးလို့ရှိရင်ဒီမှာလာပြီးတော့ auto connection 3ပေါ့နော်အဲ့လို3ပြီးတော့ဆွဲတာဟုတ်နော်အဲ့လိုမျိုး3ပြီးတော့ဗာလုပ်လိုက်လဲဆိုရင်ဆွဲကြတယ်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ဆွဲတဲ့ပုံစံတော့မတူကြိုက်တယ်လို့ဆွဲလို့ရတယ်နော်အဲ့လိုဆွဲလို့ရတယ်အဲ့တော့ဒါကတော့သူက system တိဆောက်ပြတာပေါ့နော် system ကိုဒီလိုမျိုးပုံစံမျိုးနဲ့တိဆောက်လို့ရတယ်နော် system တိဆောက်လို့ရတယ်ပြီးတော့အဲ့လို pipe system ကိုတိဆောက်တယ်ဆိုရင်တော့ desk system မျိုး pipe system လေးပါတခါတည်းတွဲသွားလိုက်မယ်အဲ့ဒါအတူတူပဲ pipe ဆွဲလဲတာပဲ pipe မှာဆိုလဲသူ pipe system တိဆောက်တာလေးပေးထားတယ် create and edit သူ့ရဲ့ objective ကဘာလဲဆိုရင် create လုပ်တတ်ရမယ် edit လုပ်တတ်ရမယ် pipe system type ကိုပြီးလို့ရှိရင် pipe system ကိုလည်း create လုပ်တတ်ရမယ် edit လုပ်တတ်ရမယ်အဲ့ဆိုရင်မျိုးကြီးတို့ဒီမှာနောက်တစ်ခုကျတော့သူကဘာလဲဆိုတော့ခုနကတော့မျိုးကြီးတို့ဘယ်ကနေပြီးတော့ pipe system ကိုတိဆောက်လဲsystem တွေကိုဘယ်ကတိဆောက်လဲဆိုရင်ဆက်လက်ပေးလိုက်တယ် equipment ဒီပစ္စည်းတွေကိုဆက်လက်ပေးလိုက်တယ်သူ့မှာဗာလဲ connector ရှိထားပြီးသားပေါ့နော်ဒီဟာလေးတွေကိုဆက်လက်ပေးလိုက်တယ်ပေးပြီးတော့ဗာလုပ်တယ်လဲဆိုရင်ဒီမှာ create system ဆိုတိဆောက်တာအဲ့မှာမျိုးကြီးတို့ကဒီမှာ supply A ဆိုပြီးတော့တိဆောက်လိုက်တာပေါ့နော် supply A ရှိပြီးသား supply A နဲ့လုပ်တယ်အဲ့လိုမဟုတ်ပဲဆိုမျိုးတို့ကနောက်တစ်ခုကဘယ်လိုမျိုးနဲ့တိဆောက်လဲဆိုရင်နောက်တစ်ခုကဒီမှာ pipe system လဲရောက်တော့သူကဘယ်ကနေတိဆောက်ပြလဲဆိုတော့နော်ဒီမှာ pipe system လုပ်မယ်တဲ့လုပ်တဲ့ခါကျ to create the new pipe system type နော် system type တွေလုပ်တာနော် system လုပ်တာမဟုတ် system type တွေလုပ်တဲ့ခါကျရင် in the project browser မှာတဲ့ scroll down the piping system ဆိုတာရှိတယ် piping system အောက်ထဲမှာဒါ system type နော် system type လို့ပြောချင်မှာအဲ့မှာကိုလိုချင်တဲ့ဒီမှာဆိုရင်ဗာလဲဆို hydraulic ဆိုတာရှိတယ်အဲ့တော့ hydraulic ဆိုတဲ့ဟာကိုဘာလုပ်လဲဆိုရင် right click နှိပ်ပြီးတော့ type property လို့ဝင်လိုက်တဲ့အခါကျရင်ဒီမှာsupply ဆိုဒီ create လုပ်ခိုင်းတဲ့ system ကိုမျိုးတို့ဘာလုပ်လို့ရလဲ create လုပ်လို့ရတယ်အဲ့ဆိုရင် edit လိုက်လို့ရရင် edit type property box ကြာလာတယ်ပျောက်ကြာလာလို့ရှိရင်မျိုးတို့ဘာလုပ်မလဲ duplicate လုပ်မယ် duplicate လုပ်ပြီးတော့ကိုလိုချင်တဲ့type ကို create လုပ်မယ်ဒါပေမဲ့အဲ့လိုမျိုးအသစ်တွေ create လုပ်တဲ့ခါကျရင်မျိုးတို့ကဘာ concern ထားရလဲဆိုရင် create လုပ်တဲ့ခါမှာ sanitary ဆိုရင်အမဒီမှာမျိုးတို့ကြည့်လိုက်မယ် pipe ကို create လုပ်မှာ sanitary ရဲ့ van ရှိရဆိုရင် sanitary ဆိုတဲ့ဟာကို create လုပ်လို့ရှိရင်မျိုးတို့မှာ sanitary နဲ့ပတ်သက်တာဆိုရင် swine weight ရှိတယ်ဟုတ်လားအဲ့တော့ sanitary လို့တိုက်ရိုက်မသုံးဘဲနဲ့ project မှာ swine weight pipe waste pipe ဟုတ်လားအဲ့လိုသုံးလဲဆိုရင် swine weight pipe အတွက် system အဲ့ဒါဆိုရင်ဘယ်ကနေမျိုးကြီးတို့က duplicate လုပ်တယ်လဲ duplicate လုပ်တယ်ဆိုတာ existing ရှိထားပြီးသားတစ်ခုကနေ copy ယူပြီးတော့ကိုလိုချင်တာထပ်ပြင်ဖို့အတွက်သုံးတာဟုတ်နော်အဲ့တော့ကိုကစပြီးတော့ယူတဲ့အချိန်မှာဘာလို့ကိုယ့်ရဲ့ဒီပေါ့နော်ဟို base ပေါ့နော် base ကဘာရလဲဆိုရင်ကို sanitary နဲ့ပတ်သက်တဲ့ဟာ related ဖြစ်နေတာလေဆိုရင် sanitary ကိုယူရတယ် sanitary ကိုယူပြီးတော့ရှင် edit type နဲ့ဘာလုပ်ရလဲဆိုရင် edit type နဲ့ယူပြီးတော့duplicate လုပ်လိုက်တယ်ရုပ်ပွားလို့ရှိရင် sanitary အတွက်ဆို swine weight pipe ဆိုရင်အဲ့ sanitary ကိုအခြေခံပြီးတော့ swine weight pipe ဆိုတဲ့ဟာတစ်ခု create လုပ်တယ် waste pipe ဆိုရင်လည်း waste pipe ဆိုပြီးတော့ sanitary ကိုပဲယူတယ် waste pipe ဆိုတဲ့ create လုပ်တယ်ပြီးလို့ရှိရင်အဲ့မှာ waste မှာခုနလိုမျိုး lab တွေနဲ့ပတ်သက်လို့ရှိရင် lab waste pipe ပေါ့ lab waste pipe တို့ kitchen waste pipe တို့ဟုတ်လားအဲ့လိုမျိုးတွေအကုန်လုံးဘယ်ကနေလဲ sanitary ကနေပဲယူတယ်အဲ့လာကိုဘယ်ကနေ domestic cold water ဘာလို့လဲသွားမရှိဘူးเนาะအဲ့လာကိုမျိုးပြမယ်အဲ့ဒါဆိုရင်မျိုးတို့ကဒီမှာဒီထဲကိုသွားလိုက်တယ်အဲ့တော့ဒီမှာကျတော့သူကဘယ်ကနေတင်လဲဆိုရင်ဒီကနေသွားတယ်ပေါ့နော် pipe ထဲကိုသွားတယ်ဆိုရင် pipe system ပေါ့နော် desk ဆိုလဲ desk system အဲ့တော့ pipe အောက်ထဲကိုသွားဆို pipe system
piping system နဲ့ဝင်တဲ့ခါကျတော့ဒီမှာပါရှိတယ် sanitary ရှိတယ်ဥပမာ sanitary ရှိရဆိုမျိုးဘေးအဲ့ကနေပြီးတော့ edit type property ဆိုဝင်လိုက်တယ်ဝင်လိုက်လို့ရှိရင်သူ့ရဲ့ type ရောက်လာပြီရောက်လာပြီဆိုမျိုးတို့အဲ့ system ဒီ sanitary ဆိုတဲ့အပေါ်မှာအခြေခံပြီးတော့ဟုတ်ပြီနော် sanitary ဆိုတဲ့ဟာကဒီမှာကြည့်လိုက် system classification နဲ့မျိုးကြီးတို့က system တွေကိုထပ်ပြီးတော့ create လုပ်လို့ရတယ်ဒါပေမဲ့အဲ့ system classification ကိုပြင်လို့မရဘူးဟုတ်ပြီနော်အဲ့ဆိုရင်မျိုးကြီးဒီမှာနောက်တစ်ခု duplicate ဆိုလုပ်လိုက်မယ် duplicate ဆိုလုပ်လိုက်လို့ရှိရင်ဒီဟာကဘာလဲဆိုရင် sanitary ကို swine weight pipe ဆိုအတွက်မျိုးကြီးလုပ်တယ်ပေါ့ swine weight pipe အတွက်ဆိုမျိုးကြီးလုပ်လိုက်တယ်တစ်ခုလုပ်တယ်ဒါပေမဲ့သူ့ရဲ့ type ကတော့ဒီမှာ swine weight pipe ဆိုရောက်သွားပြီတွေ့လား swine weight pipe အတွက် system လောက်တာရောက်သွားပြီဒါပေမဲ့ဒီမှာမျိုးကြီးတို့ရဲ့ system classification ကိုကြည့်သူ့ရဲ့ base ကပါလဲ sanitary အဲ့လိုဖြစ်နေရမယ်မျိုးတို့ create လုပ်တဲ့ခါကျရင်တွားကြည့်သူများတွေ create လုပ်ထားရင်ဥပမာ swine weight pipe ကြီးက cold water domestic cold water ဆို round မှားတယ်အဲသူတို့ရဲ့ concept ကမှားနေတယ်ပေါ့နော်အဲ့နောက်တစ်ခု duplicate လုပ်မယ် swine waste ကနေ waste pipe ကိုလုပ်တယ်ဆိုရင် waste pipe အတွက် create လုပ်တယ်ပြီးရင်ဘာလုပ်လဲဆိုရင် waste pipe မှာလုပ်လိုက်တယ် waste pipe တစ်ခုရလာပြီသူ့ရဲ့ဘာလဲ system classification ကပါလဲ sanitary ပဲဟုတ်ပြီနော်အဲ့တော့ဆိုရင်မျိုး swine weight pipe ကိုပုံမှန်အားဖြင့် swine weight pipe ကိုပေးတယ်ပြီးလို့ရှိရင်မျိုးတို့ပါလဲ color override တွေမပေးဘူးလား color override ကဘာပေးလဲဆိုရင်swine weight pipe ဆိုရင်မျိုးတို့အနီရောင်လေးပေါ့နော်အနီရောင်လေးပေးတယ်ပြီးရင်နေအောင်လေးပေါ့ပြီးလို့ရှိရင်ကိုယ့်ရဲ့ line color တွေကိုလည်း override လုပ်ချင်တယ်ဆိုရင်ဒီမှာ line color ပုံမှန်အားဖြင့်မျိုးတို့ line color ကိုဒီကနေတော့တိတ်မလုပ်ဘူးပေါ့နော်အဲ့တော့တော့ okay လုပ်မယ်ဆိုလည်းထည့်လိုက်မယ်ပြီးရင်နောက်က material apply ပေးမယ်ဆိုရင် material ထည့်မယ်ပြီးရင်နောက်က waste pipe ဟဲ့လား waste pipe ဆိုရင် waste pipe ကိုဘယ်လိုရောင်ပြလဲမာဂျန်ဒီအသေးကွဲရောင်လေးပြလဲဆိုရင်လည်းအသေးကွဲလိုက်ပေါ့နော်ပြီးလို့ရှိရင် color လေးတွေထည့်ပေါ့နော် color လေးတွေထည့်ပြီးတော့ line style ကလည်းမျိုးကြီးတို့ဘယ်လိုလိုချင်လဲ solid လိုချင်တာလားဘာလို့ကျင်တာလဲအကုန်လုံးပြောင်းလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ solid ဆိုလဲ solid ပြောင်းမယ်ထည့်ပြီးတော့မျိုးတို့ပေးလို့ရတယ်အဲ့ဒါဆိုရင်ကို့မှာလိုချင်တဲ့ဘာလဲ system လေးတွေရလာပြီဟုတ်လားအဲ့လိုမျိုး create လုပ်လို့ရတယ်တဲ့နော် create လုပ်လိုက်တယ်အဲ့တော့ဒါကမျိုးကြီးကဘာလဲဆိုရင်ကိုယ့်ကိုဒါ roughly လုပ်ပြတာပေါ့နော်အဲ့တော့ဒါပေမဲ့သူ့ရဲ့အထဲမှာတော့ဘာလုပ်ခိုင်းထားလဲဆိုရင် heating hot water supply နဲ့ဘာကိုသုံးပြီးတော့လဲဆိုရင် hydronic supply ကိုသုံးပြီးတော့ heating hot water supply ကို create လုပ်ခိုင်းတယ်အဲ့တော့hydronic supply ကိုသုံးပြီးတော့ duplicate လုပ်လိုက်တယ်ဆိုတော့ duplicate မလုပ်ခင်မှာလည်း type property ဆိုသွားတယ်ပြီးတော့ duplicate လို့လုပ်တယ် hydronic supply ကနေပြီးတော့ဗာလဲဆိုရင်သူက hot water ဗာလဲမသိဘူးเนาะပြန်ကြည့်လိုက်အောင်ပါเนาะအမှမျိုးကြီးဗာလဲလိုက်လဲဆိုရင်ဒီမှာ select လေးပေးလိုက်ပြင်းတာပေါ့เนาะ type ပြမလုပ်တော့ဘဲနဲ့ heating hot water supply ဆိုပြီးတော့မျိုးကြီးကိုဗာလုပ်လိုက်လဲဆိုရင် create လုပ်လိုက်မယ် heating hot water supply ဟုတ်လား heating hot water heating hot water heating hot the video heating that's you ppm ဟာ heating hot water supply ဆိုပြီးမျိုးလုပ်လိုက်တယ်လားအဲ့ဆိုရင်သူ့ရဲ့ base system classification ကဘာလဲ hydronic supply ဆိုတဲ့ဟာပေါ့နော်အဲ့တော့ तू ကဒါလေးကို create လုပ်လိုက်တယ်အဲ့လိုမျိုးနည်းလေ create လုပ်လို့ရတယ်လုပ်ပြီးသွားလို့ရှိရင်အဲ့ဒီမှာမျိုးကြီးတော့ခုနလုံးကဘာလဲ color ပေးတယ်အဲ့တော့မျိုးကြီးဒီမှာဒါလေးကိုပြန်ပြီးတော့hydronic supply ပေးပါမယ် heating hot water supply မှာမျိုးတို့ဗာလဲ color လေးပေးဖို့ကြံတယ်ဆိုရင် color လေး तू ပေးတယ်လို့မျိုး color လေးပေးမယ် color ဘာပေးထားလဲ तू အနီရောင်လေးပဲပေးထားတယ်လားပေးပြီးသွားလို့ရှိရင် तू ဘာလုပ်လဲဆိုရင်ဒီမှာ system အဲ့တော့မှာသူ့ရဲ့ pipe တွေကို to create the pipe system create လုပ်ဖို့လဲ select the water source heat pump ကို select မှတ်တယ်မှတ်ပြီးတော့လို့ရှိရင် piping system ပေးလိုက် piping system ကိုသူ့ရဲ့ system name ကိုကြတော့ဘာနဲ့ပေးလိုက်လဲဆိုရင် HWS1 ဆိုတော့ပေးပြီးတော့သူ့ရဲ့ system type ကကြတော့ဘာလဲဆိုရင် heating hot water supply ဆိုတဲ့ဟာကိုသုံးတယ် okay အဲ့ဆိုမျိုးဒီမှာဗာလေးပေးလိုက်မယ်ဆိုရင်သူပြောတဲ့လိုမျိုး color လေးပြောင်းလိုက်တယ်ပေါ့ကွာပြောင်းလိုက်တယ်ပြောင်းပြီးတော့မျိုးဒီမှာထည့်လိုက်ပြီး system ရပါပြီအဲ့ဒါဆိုရင်ဒီမှာသူ့ရဲ့ပစ္စည်းလေးပေါ့နော်ဒီပစ္စည်းလေးအဲ့ပစ္စည်းလေးကိုသူ select မှတ်လိုက်တယ် heating hot water အဲ့တော့ဒီမှာသူ့ရဲ့ပစ္စည်းလေးကို select မှတ်တယ်မှတ်ပြီးတော့လို့ရှိရင် piping system လို့လုပ်လိုက်တယ်လုပ်လိုက်တဲ့ခါကျရင်မျိုးရိုးသုံးကျင်တဲ့ system ပမာရောက်လာပြီဟဟလား heating hot water supply ဆိုတဲ့ဟာကိုသုံးမယ်ပြီးလို့ရှိရင် heating hot water supply ဆိုတော့ HWS ပေါ့နော် HWS 1ပေါ့ဆိုပြီးတော့သူက system name ကိုအဲ့လိုပေးလိုက်တယ်ဟဟလားပေးလိုက်တယ်ဟုတ်နော်ပေးလိုက်တဲ့အခါကျရင် तू ကဒီမှာသူ့မှာဘာလဲဆိုရင် connector လေးရှိတယ် heating hot water supply နဲ့ပတ်သက်တာကို तू ကဒီမှာဘာလဲဆိုရင် connector 1နဲ့3နဲ့ရှိတယ်အဲ့ကြရင်ပြီးတော့ connector 1ကိုဘယ်အောင်သုံးပါလဲ connector 1ကိုပေးမယ်ဆိုရင် connector 1ဆိုပြီးတော့ connector 1ကိုယူမယ်ဆိုပြီးတော့ပေးconnector 1ကိုသုံးပြီးတော့ system စောက်တယ်ဆိုပြီးတော့ရွေးပြရတယ်အဲ့တော့ဒီမှာမျိုးတို့ကလေ equipment တစ်ခုခုအများဆုံးက connector တွေဘာမှအများဆုံးရှိလဲဆို equipment တွေမှာရှိ equipment တွေမှာကြတော့เนาะ ECI မှာဆိုရင်မျိုးတို့က pipe တွေလာတယ် dead တွေလာတယ်
pipe တွေရှိရ dead လည်းရှိရပြီးလို့ရှိရင်ဘာလဲရှိရ electrical point တွေ electrical connector တွေလည်းရှိရအဲ့တော့ဒီမျိုးကြီး equipment ကိုတစ်ခုဆက်လက်မှတ်လိုက်တိုင်းဒီမှာဘာတွေရှိလဲဒီမှာဘာတွေပေါ်လာလဲဆို analytical connection ဆိုတာရှိတယ် analytical connection ကခေါင်းစဉ်တစ်ခုအနေနဲ့သင်ရမယ်ပြီးတော့ connect into ဆိုတာဘာလဲဆိုတော့ connect into ဆိုတာဒီကနေပြီးတော့မျိုးကြီးတို့ကဘယ်ကိုလဲဒီ connection ကိုဆက်ချင်တယ်ဆိုရင်အဲ့ဒါကို connect into နဲ့ဆက်လို့ရတယ်ဒီဟာနဲ့ data နေနဲ့လာဆက်မယ်ဆိုရင်ဒီကနေပြီးတော့ဘယ်တက်ကိုဆက်မှာလဲပေါ့နော်အဲ့ဒါကို auto connect နဲ့ဆက်လို့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာ desk system အဲ့တော့ဒီမှာမျိုးကြီးတို့ကဘယ်နှခုရှိလဲကြည့်လိုက် desk system ဘယ်နှခုရှိလဲနှစ်ခုရှိနေတယ်မျိုးကြီး desk system လို့နှိပ်လိုက်တဲ့အခါကျရင်ဒီမှာ okay လို့ပေးလိုက်လို့ရှိရင်သူ့မှာ desk system ဝင်သွားပြီအဲ့မှာနှစ်ခုစလုံး supply ဆိုရင်နှစ်ခုစလုံးဝင်သွားပြီနောက် desk system တစ်ခုထပ်လုပ်မယ်ဆိုရင် system တွေထပ်လုပ်လို့ရတယ် sub a supply ဒါဆိုရင် return a နဲ့သူလုပ်ပေးထားတာပြီးတော့နောက်တစ်ခုကဒီမှာ power သိလားဒီမှာဆိုရင် power point နေရှိတဲ့အတွက် power ကိုလည်းမျိုးတို့ create လုပ်လို့ရတယ်ဟုတ်လားအဲ့လိုမျိုးပြီးတော့ဒီမှာတစ်ခုနောက်တစ်ခုဒါဆိုရင် piping ပေါ့နော် piping ထပ်လုပ်တယ် piping ထပ်လုပ်တယ်ဆိုရင်မျိုးတို့ကခုနက hydraulic supply နဲ့ဟလား hydraulic supply နဲ့နောက်တစ်ခုထပ်လုပ်တယ်ဆိုရင်မျိုးတို့က connector တစ်ခုကိုလုပ်ပြီးသွားပြီဆိုရင်နောက်တစ်ခု connector ဘာလို့သူ auto မျိုးတို့နှစ်ခုလုပ်တော့ရွေးချယ်စရာရှိတယ်တစ်ခုကိုလုပ်ပေးလိုက်ပြီနောက်တစ်ခုလုပ်လဲလုပ်ပေါ့မျိုးတို့မှာဟိုရွေးချယ်ခိုင်းမရွေးချယ်ခိုင်းတော့ဘာလို့ဆိုမျိုးတို့ပထမတစ်ချိန်မှာ connector တစ်ခုကိုလုပ်ပြီးသွားပြီလေအားကြောင့်မလို့နော်အဲ့လိုမျိုးကိုလိုချင်တယ်လို့ဘာလုပ်လို့ရလဲဆိုရင်ဒီမှာ system တွေကိုတိဆောက်သွားလို့ရတယ်သူ့ရဲ့ connector ရှိတဲ့လောက်ပေါ့နော်တိဆောက်သွားလို့ရတယ်အဲ့လားဒီမှာသူက connector ရှိခဲ့လို့ရှိရင်ကိုသုံးချင်တဲ့ connector ကိုရွေးပြီးတော့ system ဆောက်လို့ရတယ်တဲ့အဲ့ဒါကိုပြောတာပြီးတော့နောက်တစ်ခုက over အဲ့ဒါနဲ့ပဲဒီရောက်သွားပြီပေါ့နော်အဲ့ source တွေကိုဒီမှာဆို select the other water source heat pump to select မှတ်တယ် then piping system တွေကိုထပ်လုပ်လို့ရတယ် each time မှာ water source heat pump is selected select the connector dialog appear အဲ့တော့ water source heat pump တွေကိုတစ်ခုပြီးတစ်ခုလိုက်လုပ်တယ်ဆိုရင်တစ်ခုချင်းစီကို select မှတ်ခုနလိုပဲ create လုပ်သွားမယ်ပေါ့နော်အဲ့ခါကျရင်ဒီလိုမျိုး water source heat pump လေးကဒီလိုမျိုးဖြစ်သွားမယ် overall the water once the all the water source heat pump are selected click ပါလဲဆိုရင် finish editing system to the conductor အဲ့တော့သူခုနကတော့တစ်ခုချင်းစီကို create လုပ်သွားတော့ဒီလိုမျိုးလေးဖြစ်သွားပြီအဲ့ဒါဆိုရင် all water source system က on the system will appear in the graphic override assigned to the system type အဲ့ system မှာပေးထားတဲ့ color အတိုင်းဘာဖြစ်သွားလဲမျိုးတို့ခုနဘာပေးထားလဲ system အနီရောင်ပေးထားတော့အဲ့အနီရောင်အတိုင်းဘာဖြစ်လဲဝင်သွားပြီတဲ့အဲ့ဒါပြောတာပြီးလို့ရှိရင် select the water source heat pump in the piping system and then switch to the piping system contextual ribbon မှာဆိုရင်နဲ့နော်အဲ့ water source လေးကို select မှတ်လိုက်တယ်ဟုတ်လားမှတ်လိုက်တဲ့အခါကျရင်ဒီမှာပါလဲဆိုရင် system selector မှာသူ့ရဲ့ဒီ system ကိုဘယ်နှခုလောက်ထားလဲပေါ့နော်ခုနက name ပေးထားတဲ့ SWS 1 1 2 3 4အဲ့လိုမျိုးတွေကိုမျိုးတို့မြင်ရတယ်ပေါ့နော်ပြီးတော့ selector က we display all the system in the water source heat pump belongs to their properties palettes to also update with the system property သူပြောချင်တာဒီဟာကိုပြောတာပေါ့နော်ဒီမှာလဲ system selector မှာလဲရှိရပြီးလို့ရှိရင်ဒီမှာလဲဗာလဲဆို system name မှာလဲသူ့ရဲ့ system name မျိုးတို့ create လုပ်ခဲ့တဲ့ system name တိုင်းရှိမယ်ပေါ့နော်ဆိုပြီးတော့ system create လုပ်တာကိုသူကသင်ပေးတာနော်အဲ့တော့ system လုပ်တဲ့အချိန်မှာမျိုးတို့အမျိုးစုံလုပ်လို့ရတယ်အဲ့တော့ဒီမှာ system လုပ်တာကမျိုးတို့ pipe data နေ piping မျိုး select မှတ်ပြီးတော့ data pipe ကို select မှတ်ပြီးတော့ system လုပ်တာမျိုးမဟုတ်ဘဲနဲ့ဘာလဲဆိုရင်သူ့မှာရှိတဲ့ဒီပစ္စည်းတွေဟုတ်တယ်နော်သူ့မှာပြည့်တဲ့ဘောနော် equipment လေးတွေပြီးလို့ရှိရင်ဒီ element လေးတွေပေါ်မှာအခြေခံပြီးတော့အဲ့ element တွေမှာဘာလဲ connector တွေပါထားပြီးသားဟုတ်လား connector တွေပါထားပြီးတော့အဲ့ connector တွေပေါ်မှာအခြေခံပြီးတော့ system ဆောက်တာဟုတ်နော်အဲ့ connector တွေလို့ပေါ်မှာဒီပြီးတော့အခြေခံဆောက်မှာမျိုးတို့ pipe တွေ data တွေကြာရင်လဲ pipe တွေ data တွေကို select မှတ်လိုက်လို့ရှိရင်လည်းမျိုးတို့ system ဆောက်လို့ရတာပဲဟုတ်တယ်မလားဥပမာမျိုးကြီးဒီမှာ pipe ကို select မှတ်တာ pipe ကို select မှတ်လိုက်တဲ့ခါကျရင်သူ့ရဲ့နောက်မှာဘာဖြစ်လဲ system ဆိုတာပေါ်တယ် desk system လို့ပေါ်တယ်ဆိုရင် edit type ထဲကိုတွားလိုက်လို့ရှိရင်ဒီခုန type property ပဲပေါ်တာမဟုတ်ဘူးလားအဲ့တော့ဘာနဲ့သွားတာနဲ့အတူတူပဲလဲဆိုရင် property palette ထဲကခုနတော့ဘာလဲ system ဆိုတဲ့အောက်ထဲကနေဟလားဒီ system ဆိုတဲ့အောက်ထဲကနေပြီးတော့အဲ့တော့ကျင်းနေတယ် over မှာဆိုရင်ဘာလဲ interview သွားလို့ရှိရင်ကိုယ့်ဘာကို create လုပ်ရသူ့ရဲ့ PDF ထဲမှာဘယ်နဲ့လောက် system လောက်ထားတာရှိလဲကြည့်ပေါ့နော်ကြည့်ပေါ်လို့ရှိရင် okay ကိစ္စမရှိဘူး sanitary နဲ့ van လောက်ပဲဆိုရင်ကိစ္စမရှိဘူးအဲ့လို sanitary ရောကိုကဘာ sanitary မှာခုနလို swine pipe ရှိရဲ waste pipe ရှိရဲအဲ့လိုမျိုးခွဲပြထားတယ် ACME မှာဆိုလဲအဲ့လိုပဲ supply air return air တခြား debt တွေပေါ့နော်အဲ့လိုမျိုးတွေနာမည်တွေခွဲပြထားတယ်ဆိုရင်ကိုကဘာလဲဆိုရင် system create လာလုပ်ရမယ်ဒီမှာ pipe system မှာလာပြီးတော့အောက်ထဲကနေ create လုပ်လိုက်အဲ့တော့တဆင့်သွားတာတဲ့ဆိုင်ဒီကနေကိုလိုချင်တာကိုဥမာ system ပေါ်မှာ sanitary ပေါ်မှာအခြေခံပြီးတော့ system ဆောက်မယ်ဆို sanitary ကို edit လုပ်လိုက်ပြီးလို့ရှိရင်ကိုလိုချင်တဲ့ system ကိုတန်းစီဆောက်သွားဒီကနေစ
အဲ့ကနေကပို့လွယ်တယ်တစ်ခုချင်းကိုဆက်လက်မှတ်လိုက်စောက်လိုက်ဆက်လက်မှတ်လိုက်ဆောက်တာလည်းဆိုင်ဒီကနေလွယ်ဒီကနေပြီးတော့ pipe ဆိုလဲ pipe ကနေလုပ်မယ်ပြီးလို့ရှိရင် desk ဆိုရင် desk system ရှိရယ် desk system ဆိုလဲဒီကနေပါလဲ edit လုပ်မယ်ကိုလိုချင်တာက supply နဲ့ကနေဆိုပြီးတော့အဲ့တော့ fresh air ဆိုရင် supply လို့ပဲယူဆတာ supply လို့လည်းပဲသွားတာမှတ်လားအဲ့လိုမျိုးဆိုရတဲ့မျိုးတို့ fresh air ကိုယူတဲ့ခါကျရင်ဘယ်ကနေသွားလဲ supply air ကိုဗာလဲဆိုရင် type property ဆိုပြီးတော့ယူလိုက်တယ်ပြီးလို့ဒီမှာ duplicate လုပ်ပြီးတော့ဒါကို return air အနေနဲ့လုပ်တယ်ဟုတ်တာ return return air အောင်ဖြစ်တယ် supply air ဆိုfresh air ဆိုပြီးတော့မျိုးတို့ဒီမှာဗာလုပ်လဲထည့်အဲ့ဒါ create လုပ်တယ်ဟုတ်တယ်နော်သူ nature တူတာပေါ့နော်မျိုးတို့ကဒီ name တွေကတော့ system တွေကတော့အများကြီးပဲနာမည်တွေပြောင်းသွားမယ်ဒါပေမဲ့ nature တူတဲ့ဟာကိုမျိုးတို့ကဒီသုံးရတယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့ system classification မှာပါသွားတာမှာပေါ့နော် system classification မှာမျိုးတို့꿰သွားမှာပေါ့နော်အဲ့လိုမျိုးနဲ့ create လုပ်ရမယ်အဲ့ဒါဆိုရင်မျိုးတို့ဒီ quick ကလေးသွားဖြည့်ကြည့်မယ်ဟုတ်ပြီနော် quick ကလေးသွားဖြည့်ကြည့်မယ်ဆိုတော့ဒီကိုသွားမယ်အဲ့တော့ဒါကဘာလဲဆိုရင် mechanical setting ပဲရှိသေးတာနော်အဲ့ဆိုပြီးတော့ pipe နဲ့ setting နဲ့ကိုသွားမယ်အဲ့တော့အရင်နေမြန်နေပြီလားတော့မသိဘူးနော် desk system ကိုသွားတဲ့အခါကျရင် what must be added the component နော်ဘာကို component တွေကိုထပ်ထည့်မယ်ပေါ့နော် for it to added the system type တဲ့ desk system ပေါ့နော် desk system တွေကိုထပ်ထည့်ဖို့အတွက်နော်ဘယ် component မှာဘာထည့်ရမလဲ component မှာဘာထည့်ရမလဲနော် system ဖြစ်ဖို့ desk system ဖြစ်ဖို့အတွက် desk system တစ်ခုခုပေါ့နော် desk system ဖြစ်ဖို့အတွက်အဲ့ဒီ component မှာဘာထည့်ထားရလဲdesk system parameter လား flow arrow လား web plane လား deck connector လားဒီလေးခုထဲမှာဘာထည့်ထားရလဲ desk system တစ်ခုထည့်ဖို့အဲ့ဒီ component မှာ component ဆိုတော့မျိုးစုံဖြစ်နိုင်တယ် mechanical equipment လည်းဖြစ်နိုင်တယ်လို့ air terminal တို့เนาะအကုန်လုံးဖြစ်ပြောတာเนาะ component ဆိုတာအဲ့ဒီ component မှာ desk system တစ်ခု create လုပ်ဖို့အဲ့ component မှာဘာထည့်ထားရလဲ connector the connector နော် connector လေးထဲမှာအဲ့ connector မှာ supply air လို့ထည့်လို့ရှိရင်ကိုကဘာလုပ်လဲ supply air system create လုပ်လို့ရတယ်အဲ့ deck connector မှာ return air လို့ထည့်ထားလို့ရှိရင် return air create လုပ်လို့ရတယ်ဟုတ်လားအဲ့တော့ तू ကဘာထည့်ထားမလဲအဲ့ဒီ component လေးကနေ system စောင့်မယ်ဆိုရင်တော့အဲ့ဒီ component လေးမှာ connector ထည့်ထားမယ် deck connector ထည့်ထားမယ်ဟုတ်နော်အဲ့ဒါကိုပြောတာပြီးရင်နောက်တစ်ခုက pipe system pipe system ဆိုလို့ရှိရင် which can be customized with the pipe system type pipe system type ကိုတဲ့ဘယ်လိုမျိုး customize လုပ်လို့ရလဲတဲ့ pipe system type ကိုအဲ့တော့ detail level နဲ့လုပ်တာလားတဲ့ routing preference နဲ့လုပ်တာလား auto layout elevation နဲ့လုပ်တာလားတဲ့ line graphic ကနေလုပ်တာလားတဲ့ pipe system type တွေကို customize ဘယ်ဟာကို customize လုပ်လို့ရလဲပေါ့နော် with the အော် detail level နဲ့ဆိုင်လားပေါ့ pipe system type တွေလုပ်တဲ့ချိန်မှာ detail level နဲ့ဆိုင်လားခုနလိုမျိုးတို့ကိုတော့စဉ်းစားတယ်လို့ဗာနဲ့လဲဆိုတော့မဖြစ်နိုင်တာတွေကိုပယ်တဲ့ system တွေသွားကြည့်ပေါ့နော် detail level ကဖြစ်နိုင်တာဖြစ်နိုင် ဖြစ်လာ အဲ့တော့ routing preference ကိုဟုတ်လား routing preference ကဘာကိုပြောတာလဲဆိုရင် pipe system type မဟုတ် pipe type လို့နော် routing auto layout elevation ကကြတော့လေ layout ဆွဲတာပေါ့နော်ဆိုတော့မျိုးတို့က line graphic နဲ့ခွဲလို့ရမယ်ပေါ့ဟုတ်လားအဲ့လိုမျိုးဖြည့်ကြည့်ပေါ့ဟုတ်လားအဲ့လိုမျိုးမဖြစ်နိုင်တဲ့ဟာတွေကိုပယ်ပြီးတော့ဖြစ်နိုင်တာကြိုင်ရင်ဟုတ်လား line graphic နဲ့ဖြစ်တဲ့ဆိုတော့မျိုးတို့ pipe system တွေကို customize လုပ်တဲ့အခါကျရင်line graphic လည်း override လုပ်လို့ရတယ်လေ system နဲ့မှာလေ line graphic လုပ်လို့ရတယ် line ရဲ့ style နဲ့လုပ်လို့ရတယ်ဟုတ်လားအဲ့လိုမျိုးဆိုတော့မျိုးတို့ကဘာလဲဆိုရင် line graphic ကိုဘာလုပ်လို့ရလဲဆိုရင် customize လုပ်လို့ရတယ်ဆိုပြီးဖြည့်ပေးတာပေါ့နော်အဲ့လိုမျိုးလေးအဲ့တော့မျိုးတို့သင်ထားတာနဲ့မေးခွန်းနေရအဲ့လိုမျိုး exactly မဟုတ်တွေ့ရမှာဘယ်လိုမျိုးလေးတွေလဲမသိနော် twist လေးတွေတော့အဲ့လို exactly မေးတာမျိုးလေးမဟုတ်ဆိုကိုကတေချာစာလေးကိုဖတ်အဲ့တော့ဒီဟာကိုဖြည့်ဖို့အတွက်ဆိုတာမျိုးရခုနလိုမျိုးပေါ့နော်နားလည်မှုပေါ့နော်ကိုကဒီဟိုဟာတွေကိုနားလည်ထားရမယ်ပေါ့နော်အဲ့တော့မျိုးဒီထဲမှာ note ကလေးတွေထည့်ပေးထားတယ် desk system လုပ်တယ်ဆိုရင် connector ဘယ်လိုမျိုးလဲအဲ့တော့ဗုဒ္ဓဦးနေ့အတန်းရှိတယ်ဗုဒ္ဓဦးနေ့ကြိုင်မျိုးတော့ဗာမသိငင်ဘာလုပ်ရလဲဆိုတော့စာမေးရတယ်ပေါ့နော်အဲ့တော့အခုချက်ချင်းမေးဆိုရင်တော့ဘယ်ရမေ့မှာပေါ့နော်အဲ့တော့ device system လေးတွေရှိတယ်ဒီမှာ air system လေးတွေဘယ်လို create လုပ်လဲပြီးလို့ရှိရင် piping system တွေဘယ်လိုလုပ်လဲဆိုတော့အဲ့တော့အနည်းဆုံး10မိနစ်15မိနစ်လောက်ကတော့မျိုးတို့စာမေးပေါ့နော်အဲ့တော့လူတွေနဲ့တော့ပိုကောင်းတာပေါ့နော်လူတိုင်းကိုမေးခံရမယ်ပေါ့နော်အဲ့တော့ဒီနေ့ကဒီလောက်ပဲပေါ့နော်အဲ့တော့စာမေးမျိုးကြီးဘက်ကပြီးသွားတယ်အဲ့တော့စာမေးခြင်းတဲ့လူရှိရင်မေးလို့ရတယ်မရှိပါဘူးလားမေးခြင်းပေါ့မြန်ပြီးပါအဲ့ချစ်နေပြီပြန်ပြီးပါတော့ထွေးမေးတော့မစားတယ်မျိုးပြီးတော့မှအခုမှစားအဲ့ဆိုရင်မမေးတော့ဆိုမျိုးအန်းလိုက်တော့မယ်နော်ပြီးရင်
PDF ထည့်ထားပေးမယ်ဒီ note ကမျိုးကြီး note ကလေး PDF ထည့်ထားပေးမယ်ပြီးလို့ရှရင် recording တင်ထားပေးမယ်နော်ဒီမှာအတန်းပြတ်တယ်3 4ယောက်2ယောက်3ယောက်ရှိမှတင်တယ်နော် okay အဲ့ဆိုမျိုးအန်းလိုက်ပြီနော် မေးစရာရှိ မေးစရာရှိရင်အာမနာနဲ့နော်မေးနော်နောက်နေ့ကျရင်လည်းပြီးဘို့တော့အန်းလိုက်မယ်နော်